ချစ်တော်ပရိသတ်များအားလုံးမင်္ဂလာပါ TT Audio Book Channel ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel လေးကနေပြီးတော့ JR ပရိသတ်ကြီးအတွက်ဝိတုဇလံကောင်းများစွာအမြဲမပြတ်ရွေးချယ်တင်ဆက်ပေးနေရပါဒီနေ့မှလည်း JR ပရိသတ်ကြီးကိုຫນွေစိုးလေးရဲ့ချစ်သူဆိုတဲ့ဇလံလေးရဲ့အဆအဆုံးထုံးလေးတင်ဆက်ပေးသွားပါပါဟုတ်ကဲ့ပါရှင့်ဇလံလေးကဇလံကောင်းလေးဖြစ်တာမို့လို့ပရိသတ်ကြီးလည်းအကြိုက်တွေ့မယ်လို့ယုံကြည်ပါရနော်ဒါဆိုရင်တော့အခုပဲစနိုးနဲ့တူတူပရိသတ်ကြီးကလိုက်ပါခန်းစားနားဆင်ပေးပါအောင်နော်အမိမြန်မာပြည်ကိုခြေချလိုက်တာနဲ့သူ့ရဲ့စိတ်ထဲဘလို့မှကြည်နူးသွားမှမသိငငယ်တည်းကခွဲခွာခဲ့ရတဲ့ပိုးပွားတွေကိုလွယ်လာပါပြီသူ့ရဲ့တယ်ရီဦးသက်ခိုင်ကအလုပ်ကိစ္စတွေနဲ့အလုပ်ရှုံနေတာကြောင့်သူကတယောက်တည်းပြန်ခဲ့ရတယ်သူငယ်စဉ်အောင်ဖိုးဖိုးနဲ့ခွဲခွာရကြောင်းမစားနိုင်မအိမ်နိုင်ဖြစ်စေအတွင်းသူမရဲ့တယ်ရီပြောစကားတွေကြားရောက်လာခဲ့သမီးလေးတယ်ရီတခုပြောချင်တယ်သမီးလေးပွဲရလို့ကြောင်းပြရနဲ့တယ်ရီချက်ချင်းမြန်မာပြည်ကိုပြန်လှုပ်မယ်ဟုတ်ပြီလားတယ်ရီသမီးလေးတကယ်တော့တယ်ရီတကယ်ပေါ့သမီးရဲ့သူမတယ်ရီကအပြုံးလေးနဲ့ပြောတော့မျက်ရည်တွေကိုတုတ်ကဖိုးဖိုးစီပြန်ချင်းစိမ့်နဲ့စာအုပ်ပုံမှန်စူးစမ်းခဲ့ခုတော့သူမဖြစ်ချင်တဲ့ဆန္ဒတွေပြေဝခဲ့ပါပြီဖိုးဖိုးကို surprise တိုက်ရမယ်ဖိုးဖိုးကမမီရဲ့ဖခင်မှာဖွားဖွားတော့သူမလူလောကရဲ့မရောက်ခင်တည်းကဆုံးပါသွားခဲ့တာကြောင့်မမြင်ဘူးခဲ့မမီကတော့သူမကိုမွေးပြီးပြီးချင်းဆုံးပါသွားပါတယ်နိုင်ငံသားမှာကြောင်းပြရနဲ့မြန်မာပြည်ကိုပြန်ခွင့်ရမယ်ဆိုတဲ့တယ်ရီအမိန့်ကြောင့်သူကနှစ်တွေအကြာကြီးစူးစမ်းခဲ့တာသူအသိဆုံးသူရဲ့အိမ်မှာတော့မတွေ့ကျင်ဆုံးမိသားစုတစုရှိနေမှာမလွယ်မသွေပါသူမတို့နိုင်ငံသားကိုထွက်ပြီးမကြခင်တော့ဖိုးဖိုးထန်ဆက်သွယ်လို့လာတယ်ဒယ်ရီရဲ့အမွာညီလေးလေးတက်နိုင်ရဲ့တရားမဝင်စနီးတဲ့ဒုက္ခရောက်နေအကူအညီပေးဖို့တောင်းတမှန်မှန်နဲ့ပြောလိုက်ဒယ်ရီကလည်းသိဆုံးသွားတဲ့သူ့ရဲ့ညီမျက်နှာထောက်ပြီးတော့၎င်းသူ့ရဲ့ရောက်ခမသူ့ရဲ့ဘိုးဘိုးအဖော်ရဖို့အတွက်သူမရဲ့အိမ်မှာနေထိုင်ခွင့်ပြုပါတယ်လေးလေးဦးသက်နိုင်ရဲ့တရားမဝင်စနီးတဲ့နာမည်ကဒေါ်ခက်ခက်ခင်သွေးသားမတော်ဆက်ပဲဒေါ်ခက်ခက်ခင်ရဲ့အရင်ယောက်ျားနဲ့ယာယီပါလာတဲ့သူ့အရွယ်သားနဲ့သမီးကဂျက်စီနဲ့အန်နီဆွဲမောင်နှမနှစ်ယောက်လေးလေးဦးသက်နိုင်မှုနေချိန်တော့မိမရဲ့မာယာအစွမ်းကုန်သုံးပြီးအပိုင်ကွဲစင်ကဒေါ်ခက်ခက်ခင်ကိုသူမယွံမုန်းခဲ့ပါတယ်သူတို့ကြောင့်ပဲလေးလေးဦးသက်နိုင်တည်ခဲ့ရအတွေးစားတွေကိုဖျက်တောက်ပြီးတော့တက်စီသူကလမ်းခေါ်လိုက်တာနဲ့ကားများစွာအလူအရက်နဲ့ຫນွယ်ပန်းရိပ်တို့ကဒီလိုကန်ကောင်းတဲ့သူပါမဟာလမ်းမယုံမောင်းပေးပါရှင်ကြားသလောက်ရှင်းပါမယ်ဟုတ်ကဲ့မမလေးရပြီကားဆရာဒီချက်မဲကားကရှင်ပေးပြီးတော့လက်ဆွဲကိုဆွဲပြီးခြံတွင်းဝင်ဖို့လူခေါ်ဘဲကိုနှိပ်ဖို့လက်ရွယ်လိုက်တော့အဲနောက်ခြံနောက်မျက်လုံးရောက်ပြီးတော့ဘဲကိုမနှိပ်ဘဲနဲ့တကားကိုတုံဖွင့်တော့အတားအဆီးမရှိပွင့်နေဘလို့ပါလိခြံတဲ့ကလည်းတော့ခတ်မထားပိုပြီးစိုးတာခြံထဲကအလုတ်သမားတစ်ပေအောင်မှအိပ်ပျော်တယ်သူကဘာမှမပြောဘဲနဲ့အိမ်နောက်ဘေးဘက်ကစတင်ဝင်တော့မြင်လိုက်ရမြင်ခွင့်အရှင်ကိုဓာတ်နဲ့မွန်းတယ်လို့သစစ်စစ်ဖိုးဖိုးဟမ်မြေးလေထမင်းစလုံးပေးနာချပြီးတော့သူ့ကိုမျက်ရည်တွေနဲ့ပွေပြီးဖက်လိုက်တယ်ဘလို့ဖြစ်တာလဲဖိုးဖိုးရဲ့ထမင်းစလုံးနဲ့ထမင်းဖြူအလွန်ပါတကူမှမရှိပဲဘေးနားမှာရေခွဲတစ်ခုချထားနေတိုင်းဒီလိုစားနေဟာလားဖိုးဖိုးအဲနောက်ကြလာတဲ့မျက်ရည်ကိုခက်ကြမ်းကြမ်းပုတ်ပြီးဖိုးဖိုးလက်ကိုဆွဲပြီးထမင်းစားကန်ထဲဝင်နေမြင်လိုက်ရမြင်ခွင့်ရယွန်းစရာဟင်းပွဲစုံလင်နဲ့ထိုင်စားနေကြမိသားစု၃ယောက်ဘေးနားအိမ်ပေါ်မှာရက်တောင်တစ်ချောင်းနဲ့တပြုံပြုံနဲ့ဟင်းမယ်တွေရွတ်ပြိုင်ကင်ထားတဲ့ထမင်းစလုံးဟင်းမျိုးစုံစုံလုံးလာတဲ့ကျွေပကံပြားချက်တွေပေါ်မကွဲသေးတဲ့ပကံများကိုလည်းကျမ်းမြင်မောပြစ်ချလိုက်တယ်ဒါဘာလောက်တာလဲမင်းဘာလောက်တာလို့ထင်လဲဒေါ်ခက်ခက်ခင်ခွဲအပ်သွားတဲ့ပကံများကိုကျင်းနဲ့အန်အောနေတဲ့သူဟာသူတို့မိသားစု၃ယောက်နဲ့အိမ်ပေါ်မှာအော်ရှင်တို့ကတော့လူလိုစားပြီးကျမဖိုးဖိုးကြောင့်ဒီအိမ်ကချက်အလုတ်သမားလောက်တော့ထမင်းမကြွေးကျင်ကြအောင်ရှင်တို့ကဘာလို့ထမင်းစားနေကြသေးရလဲဟမ်ထမင်းစားရင်ချီပဲဖြစ်မှာလူလိုအသိဉာဏ်ရှိရဲ့အုံတော်မျိုးတော့ရလာမှာမဟုတ်ဘူးနားလေလားမင်းငါတို့ဘာပြောလိုက်တယ်ငါနင်တို့ဘာပြောလိုက်တာလဲနင်မကြောက်လားမင်းတားဖြစ်သူကိုလက်ကပြပြီးတော့ဒေါ်ခက်ခက်ခေကမျက်နှာငယ်လေးနဲ့သူမဘက်ကိုလှည့်တမီးကဦးသက်ခိုင်ရဲ့တမီးຫນွယ်ပန်းရိပ်ဆိုလားအဲ့တော့ဘာများပြောချင်လို့ပါလဲစာကြဲကြဲသူမတန်အောင်သွားရလားမသိဖိုးဖိုးနဲ့သူမရှိတူးထောက်ပြီးအန်ဒီမှားသွားပါတယ်တမီးရဲ့ဦးလေးတမီးကိုခွင့်လွတ်ပေးပါနော်ဟဲ့ချက်စီနဲ့အန်ဒီအဖို့ကိုကြော့လိုက်လေစိတ်ကုံနဲ့မျက်နှာပေးနဲ့ဒေါ်ခက်ခက်ခေကအနီးမှာဝင်ထိုင်လိုက်တယ်တမီးလေးကျမကိုတမီးလို့တခုံးမှမခေါ်နဲ့ရှင်တို့တန်ကြိုင်ကျမယွန်လို့မြေးရဲ့စိတ်လက်မှန်မှာမလုပ်ပါနဲ့ခွင့်လွတ်လိုက်ပါကွယ်နော်
ဖိုးဖိုးရဲ့ဖိုးဖိုးကိုဒီလောက်လှုပ်ထားတာတော့မြစ်တာထားနိုင်သေးရဲ့နော်ခွင့်လွတ်ပေးလိုက်ပါမြေးရဲ့နော်ဟုတ်ပါရဲ့သမီးရဲ့အန်ဒီတို့ကိုခွင့်လွတ်ပေးပါနော်နောက်တစ်ခါမဖြစ်စေရပါဘူးအန်ဒီဂရိပေးပါရဲ့ကွယ်တော်စမ်းပါရှင်တို့တမကြားချင်ဖိုးဖိုးတကယ်ခွင့်လွတ်ပေးမှလားတမဘွားမှာဖိုးဖိုးရဲ့စကားသာအဓိကဖိုးဖိုးကိုသူကအသက်ထက်ပိုချစ်တယ်ခုလေဖိုးဖိုးရဲ့စကားတိုင်းဆောင်ရွက်အသိရှိရဲ့ဟိုသားမိတွေကိုကျင်နေရတော့မဟုတ်ပါဘူးခွင့်လွတ်ပေးရဲ့ဆိုတာမုံမြတ်တဲ့အလုပ်ပါမြေးရဲ့ခုလေဖိုးဖိုးအသက်ကြီးနေပြီအာကုသူတွေဒေါသတွေမောဟတွေမထားကျင်တော့ပါဘူးကွယ်ဟုတ်ပြီလေမြေဒီတစ်ခါတော့ဖိုးဖိုးစကားနားထောင်လိုက်ပါမယ်တွားရှင်တို့တော့ရောက်ဒီကွဲနယ်ပကံတွေတွားသိမ့်ပြီးရင်အစားတောက်ကောင်းကောင်းအသိပြင်ခဲ့ခြံထဲကအိတ်နေအလုပ်သမားတွေ3လစာပေးပြီးအလုပ်ထုတ်လိုက်အိမ်ပေါ်လည်း3လစာပေးပြီးအလုပ်ထုတ်လိုက်ကျမဘာသာအသစ်ရှာမယ်ရှင်းတယ်နော်နင်ငါတို့မိသားစုဘာထင်နေရဟုတ်ပါကိုရဲ့ညီမလေးတို့အိမ်ပေါ်များမှတ်နေလားမသိဟဲ့ဂျက်စီနဲ့အန်နီမမလေးပြောတာစကားနားထောင်လေဒေါ်ခက်ခက်ခင်စကားကိုမဆိုင်သူ့ကိုပြောလာတဲ့မောင်နှမနဲ့စကားကိုပြန်လဲချေပိုက်နင်တို့ဘာထင်နေရငါအိမ်မှာနေပြီးငါစကားနားထိုင်ခုချက်ချင်းစင်းသွားလို့ရရနော်ငါတနာလို့တာသူကစကားတစ်လုံးမှမပြောဘဲခြာကနေလှည့်ထွက်သွားတယ်ဖိုးဖိုးရဲ့မြေတို့ပို့ပေးရဲ့ပတ်စံတွေဘာလို့သူတို့အကုန်ပေးလိုက်ရလဲအခန်းထဲမှာမြေပိုးနေအောင်အလွမ်းတဲ့နေရဲ့အော်မြေရဲ့ဖိုးဖိုးကသုံးစရာမှမရှိရလို့လည်းမလို့ဘူးလေဖိုးကလည်းနော်စေတနာတွေကောင်းနေတာလိုအပ်တဲ့လောက်ပဲပေးပေါ့ဒါမဲ့ထားပါမြေးပြန်လာပြီးအားငယ်စရာမရှိတော့ဘူးသိလားဟုတ်ပါပြီမြေးရဲ့ကဲမြေးနာတော့ဖိုးသတင်းသွားကြည့်အောင်မယ်ဟုတ်ဖိုးမမီဒါဘလို့ဖြစ်တာလဲသမီးငယ်အန်ဒီရဲ့အမေကိုမပြေနိုင်ခင်အုံနောက်ကိုစဉ်းစားကန်ဖွင့်နေနင်ဘာသိလို့လဲအဲ့ကောင်မနုံအောင်မဟုတ်ဘူးဟဲ့သိရလားဒါပေမဲ့မကြခင်ငါကြောင့်သိစေရမယ်အပေးရမမီအဲ့ဟာမဂုံမောက်နေမမီကောင်းကောင်းဆုံးမစမ်းပါအချင်းနေပေးရတဲ့နေ့ငါဆုံးမပြမယ်ကြည့်နေအန်ဒီသွားနေ့ကိုပတ်စံသွားပေးလိုက်မနက်ကပေးမယ်လို့မမီပြောထားဆိုသမီးကိုလည်းပေးရမှာနော်သွားပတ်စံအိတ်ထဲမှာယူကြည့်ဟုတ်မမီကစုံပေါက်ပြီးပြေးသွားတဲ့အန်ဒီကိုကြည့်ရင်ဒီဟာမလေးကတော့မလွယ်ဘူးချမ်းသာတဲ့ယောက်ျားနဲ့ပေးစားလိုက်မှတော်ကကြမှာဒေါ်ခက်ခင်ကတယောက်အတွေးပေါက်များစွာနဲ့အုံနောက်ကိုအလုပ်ပေးလို့နေရဖိုးဖိုးဒီနေ့ဘာစားခြင်းလဲမြေးချက်ကျွေးမယ်ရပါတယ်မြေးရဲ့ဖိုးဖိုးကဘာစားစားရတယ်မြေးလေးအကြိုက်ချက်နော်ဟုတ်ဖိုးဖိုးဒါဆိုဒေါ်လုံးကိုမြေးသွားပြောလိုက်အောင်မယ်နော်ဟုတ်ပြီမြေးလေးသူကအသေးခတ်ထားတဲ့ခြံစာဦးအောင်နဲ့ဒေါ်လုံးကလင်မယားနှစ်ယောက်အနေအေးပြီးရိုးသားတဲ့သူတို့နှစ်ယောက်အောင်သဘောကျပြီးခန့်လိုက်တာပါတော်ဒီနေ့ຫນွေပန်းမနေ့ကပေးထားမီနူတိုင်းချက်နော်ဟုတ်ပြီသမီးလေးပြီးရေဖိုးဖိုးကိုကျူးဆိုင်ပေးပါနော်ຫນွေပန်းတင်းနဲ့တက်ဖို့စီစဉ်ထားတင်းနဲ့သွားရမှာမို့စိတ်ချသွားသမီးဒေါ်လုံးကျူးဆိုင်ပါမယ်ဖိုးဖိုးမြေးသွားမယ်နော်ဟုတ်ပြီမြေးလေးတင်းစာဖတ်နေတဲ့သူမဖိုးဖိုးကိုကြည့်ပြီးထွက်လာဦးအောင်လိုက်မပိုးနဲ့အောင်နော်ຫນွေပန်းပါသာသွားမယ်ဟုတ်ကဲ့မမလေးဟဲ့ဟိုမှာကြည့်စမ်းတင်းနှန်းသူတင်လေးကချောလိုက်တာကွာဘလို့ပဲပြောသွေးမင်းမိတ်ကလက်မကြည့်ပါဘူးဇော်မင်းမျက်နှာကိုရှုံလိုက်တယ်သွေးမင်းမိတ်အကြောင်းမသိရလည်းမဟုတ်ဒီကောင်ကဘယ်ရာမှစိတ်ဝင်စားခြင်းရှိအောင်မဟုတ်ပဲခုလဲကြည့်သူ့ကိုပေါက်အားပေါင်းမတက်ပြောနေအောင်မှအေးမလုပ်ပဲဖုန်းကိုလက်ကမချပဲအေးမင်းမကြည့်ဘူးနော်နောက်မှနောင်တမရနဲ့တော်စမ်းပါကွာမင်းသာမင်းကလေးမြင်တိုင်းငန်းနေမင်းကတော့ဘယ်ရာကိုမှဂိမ်းမဆိုင်တာသူရဲ့ style လိုဖြစ်နေဘဲကောင်မလေးမှစိတ်ဝင်စားသလိုရုပ်ကအမြဲတမ်းတည်ရဲ့ဘဲတော့ကောင်မသူ့ရဲ့အပြောမမြင်မတွေ့ရပဲတင်းနဲ့အကောင်မလေးဝိုင်းဝိုင်းလည်နေတော့လေသူကတစ်ချက်ပင်လှည့်မကြည့်ပါဘူးမိတ်ကိုအတင်းလိုက်ကက်နေတဲ့မိန်ကလေးတွေမှာအန်နီဆွဲမိန်ကလေးကအဆိုးဆုံးမင်းမိတ်စကားကိုပြန်လဲချေပဖို့ပြင်ဆင်တော့နောက်ထပ်အချောလေးတောက်မြင်လိုက်တယ်ဒီတခါတယောက်ကတော့တင်းထဲမှာနာမည်ကြီးပါတယ်အန်နီဆွဲမိန်ကလေးကိုမသိသူမရှိသလောက်ဒါပေမဲ့နောက်မှရောက်လာတဲ့တင်းနှန်းသူအစ်စ်ကအန်နီတက်ပိုချစ်စရာကောင်းတယ်လို့တွေးမိတယ်အန်နီကကြောလေးလောက်ဆက်ပြီးတော့အောက်ပြားနားမှာလိမ့်လေးခွေပြီးအနီအောင်လက်ပြတ်အင်ဂျီလေးကိုစကက်နဲ့လေးနဲ့တွဲဖက်ဝစ်ဆင်ပြီးတော့မြင်သူတွေကငေးလောက်လှပါတယ်။တင်နန်းသူအစ်စ်လေးကတော့ဘာမှရီရီရာရာပြင်ဆင်ထားခြင်းမရှိပဲပန်းနွေအောင်ဝမ်းဆက်လေးကိုခန္ဓာကိုယ်လက်လာလေးနဲ့လိုက်ဖက်အောင်ဝစ်ဆင်လုပ်ထားတယ်။ဒါပေမဲ့သူ့ရဲ့အလားရင်ရင်လေးနဲ့လှတယ်လို့ဆိုရမယ်။ဘာတကူမှပြင်ဆင်ထားခြင်းမရှိအောင်မှရှင်းရှင်းလေးနဲ့ကြက်တည်ရှိပါတယ်။အိုးຫນွေပန်းရိတ်နင်ဒီမှာတင်နှန်းတက်တာလားဟမ်
ရွေးတယ်လို့စောင်းတယ်လို့မျက်နှာပေးနဲ့စကားလာပြောအန်နီကိုစိတ်ပြဲစွာကြည့်ပြီးငါဖဲမတင်းနေတက်နေဘူးပါလို့လားအန်နီငါစိတ်မတူခင်ငါရှေ့ဖဲ့ပါနေစိတ်တော်ငါဘာလုပ်နိုင်မှာလဲຫນွယ်ပန်းရိပ်ကောက်ကျင်းမှုပုံရိပ်လွာကိုအန်နီမျက်နှာမှာမြင်လိုက်ရတော့နေရက်ဆက်လှိုက်လားຫນွယ်ပန်းငါနဲ့ဘာလုပ်လို့ငါ့ကိုတွန်းလိုက်ရလဲပြောရင်းဆိုရင်မြေပြင်ပေါ်လဲကျတယ်လို့ဟန်ဆောင်တော့ဖះဖះသူကအန်နီကိုထိဖို့နေတာအန်နီနာပဲမကက်ပါဘူးသူမအောင်မဟုတ်ကဆွတ်ဆွဲပြီးဟန်ဆောင်တဲ့အန်နီကိုပညာပေးရဆုံးဖြတ်လိုက်တယ်မင်းဘာလို့အန်နီကိုတွန်းလိုက်ရလဲဟမ်ရှင်ဘာပြောလိုက်တယ်အန်နီကိုဆွဲထူပြီးပြောလိုက်တဲ့သူ့ကိုသူကစိတ်တူပြီးမေးလိုက်တယ်ထားလိုက်ပါစင်ရောတို့လည်းဘာမှမဖြစ်ပါဘူးနည်းနည်းလေးနာသွားရုံမှာအိုင်တင်ပြင်းနဲ့ပြောလိုက်တဲ့သူကအန်နီဒါမဲ့အန်နီရဲ့ကိုကမင်းလေးကိုအလားထိုင်ကြည့်တာတခုခုဖြစ်သွားမှာအစိုးရိမ်ဆုံးပဲအိုပါရီຫນွယ်ပန်းစိတ်ထဲကပြောပြီးသူတို့ရှေ့ကထွက်လာခဲ့လိုက်တဲ့သူကစာတင်ခန်းထဲဝင်ပြီးဝေးဝိုက်ကြည့်တော့ဟောတွေ့ပါပြီထောင်စောနာမှာလွတ်နေတဲ့ခုံတစ်ခုသူမအမြဲဒုတိယရန်ဘေးဆုံးမှာနေရတာကြိုက်ပါတဲ့သူပါသူခုံလေးနာသွားပြီးဝင်ထိုင်လိုက်တယ်သူမခုံနဲ့လမ်းအလယ်လေးသာဝေးရဲ့နေရာမှာလူမရှိဘာရင်မဟုတ်ပဲအဲ့ဒီခုံမျက်လုံးကအကြည့်ရောက်သွားတယ်ဒီတဲ့ခါတော့ဘယ်နေရာကနေရောက်လာတာမသိတဲ့လူတယောက်မျက်ခုံးနေရာထူထူကြီးမှုသူ့ကိုအားကျစွာကြည့်လိုက်တော့မျက်လုံးလေးတွေကလှတာထက်တည်ငြိမ်နေတဲ့တရားမျက်နှာခက်တီတီမှုရုပ်အရန်ချောပါတော့လေမာနကြီးရဲ့လို့ထင်လိုက်မိရဲ့အဲ့လူကသူမကိုပြန်ဆိုင်ကြည့်နေတာကြောင့်လက်ပြီးတော့ပုံမှန်ပြန်နေလိုက်တယ်အမလေးလေးမိတော့မှာပဲဟဲ့အောင်မိတ်မင်းမျက်နှာဘာလို့ပြုံးတယ်လဲငါတက်တက်နဲ့ဒီကိုမင်းပြုံးနေအောင်မပြောနဲ့ပြုံးအောင်တန်းနေအောင်မမြင်ဘူးငါဘာမှပြုံးလို့လဲဟာမဟုတ်တာကွာငါတေချာမြင်လိုက်ရထူးဆန်းလို့မင်းကိုကြည့်နေမင်းမြင်မနေမှာပါမိတ်တကယ်တော့ပြုံးနေရအမှန်စော်မင်းကိုလိန်ညာပြောမိပေမဲ့နောက်တာမရပဲထောက်စောနာတင်နန်းတို့အစ်စ်လေးကသူ့အတွက်စိတ်ဝင်စားဝယ်ကောင်းနေပါရဲ့သူ့ဘက်ကိုခဏလှည့်ကြည့်ပြီးငေးမော်တက်နေရဲ့သူကြည့်လိုက်ရင်ခက်တီတီနဲ့ပြန်ကြည့်ပြီးလှည့်ထွက်သွားတက်ပြီးတော့တခါမှမဖြစ်တဲ့စိတ်ဝင်စားမှုရင်တွေတက်လဲခုန်နေရတဲ့သူအားနဲ့တွေ့မှဖြစ်ဖူတာအမှန်ရဲ့ငါရင်ခုန်နေရလားမင်းမိတ်တုံးခုန်နေရင်ဘက်ကိုဖိပြီးတွေးလိုက်တော့ဟုတ်ပါတယ်သူမကိုချစ်မိနေသူ့ရဲ့မေမေစုံပါသွားရသူ့မျက်နှာအပြုံးကိုဘယ်သူမှမတွေ့ရတော့ကဘာပေါ်မှာစိတ်နာဆုံးလူသားကိုပြပါဆိုရင်သူ့ဖေဦးသူခေါလက်ညှိုးထိုးပြမှာအမှန်မေမေမဆုံးခင်ယောဂဝေဒနာတွေမချိမဆက်ခံစားနေရတော့လေဖေကအိမ်ကက်တယ်ဆိုမရှိဘဲနဲ့အပြင်မှာသာအချိန်ကုန်ပြီးပြန်လာတဲ့သူပြုစုရွရခြင်းမရှိဘဲနဲ့မေမေဆုံးပြီးမကြခင်သူနဲ့အသက်အရွယ်သူကောင်းမလေးတယောက်လက်ထက်ယူခဲ့အဲအားကြောင့်သူ့ဖေကိုတေလောက်မုန်းခဲ့မေမေတရားဖေကြောင့်ဆွဲအတရားသူ့ရဲ့မှတ်ဉာဏ်နဲ့ဆွဲထင်နေခဲ့ဆရာလာပြီတင်နန်းသားရဲ့အော်တန်နဲ့ညီသူတို့ရဲ့တင်နန်းဆရာဦးမင်းခန့်ဝင်တော့ကဲဒီနေ့တင်နန်းသူအသေးရောက်တယ်မိတ်ဆက်ပေးပါအောင်ဘာလို့လဲဆိုတာຫນွယ်ပန်းမတ်တဲ့ထရင်နဲ့သမီးပါဆရာသမီးနာမည်ຫນွယ်ပန်းရိပ်ပါကဲသူ့နာမည်ကຫນွယ်ပန်းရိပ်တဲ့လိုအပ်တဲ့ကူညီရှင်ကူညီလိုက်ကြနော်ဟုတ်ဆရာသူကပြန်ထိုင်လိုက်စင်တော့သူမကိုကြည့်နေသူ့ကိုဖြတ်ခနဲ့တွေးလိုက်အကြောင်းရင်ဖိုလို့သွားတယ်ဟေးယူຫນွယ်ပန်းခေါ်တန်းကြအကြောင်းနောက်လဲကြည့်တော့မျက်နှာမှာအပြုံးလှလှနဲ့ပြုံးနေတဲ့တင်နန်းသူတယောက်ပြန်လဲပြုံးပြလိုက်တယ်ရှင်းနာမည်ကຫນွယ်ပန်းရိပ်နော်ငါနာမည်ကချစ်မော်တဲ့ဟုတ်တွေ့ရတာဝမ်းသာပါတယ်ရပါတယ်မော်ကရှင်းနဲ့ခင်သွားရင်နော်ကျမတို့တငယ်ချင်းလို့ခင်လို့ရတယ်โอเคမော်ຫນွယ်ပန်းလဲမော်ကိုခင်ပါတယ်မပြန်သေးဘူးမလားຫນွယ်ပန်းမော်နဲ့တခုလိုက်တော့နော်မော်အိမ်ကကားမလာသေးလို့သွားမယ်လေးမော်ကျမအိမ်ကလည်းကားမလာသေးဘူးຫນွယ်ပန်းခင်မေမေတငယ်ချင်းရတော့ဝမ်းသာလို့သွားတယ်အေးဆိုင်မှာထိုင်ရင်ຫນွယ်ပန်းစကားဆိုင်မော်ကတင်းနဲ့တက်နေတာကြာပြီလားယင်တိတ်မကြသေးပါဘူးຫນွယ်နှစ်ပတ်လောက်ပဲရှိသေးတာဟောမော်ကစာရီနဲ့တာမင်းနေသေးတာပါတင်းနဲ့အကြောင်းနဲ့အကုန်သိရဲ့အားကိုးပါရဲ့ရှင်ရဲ့ကျမကိုလည်းပြောပြလေပြောမှာပေါ့ຫນွယ်ပန်းရမော်ကပြောချင်နေတာဒါနဲ့ရှင်နဲ့အန်ဒီနဲ့မနက်ကဘာဖြစ်တာဘာမှမဟုတ်ပါဘူးမော်ရတက်ရန်ရှာຫນွယ်ပန်းသူမအကြောင်းတွေရောဟိုမိသားစုအကြောင်းတွေရောမော်အကုန်ပြောပြမော်ကအကောင်တက်ညိနားထောင်ရေးတက်ပြင်းအောင်ချတယ်ဒါနဲ့ရှင့်ကြောင်ပြောပြလေမော်အော်မော်ကရန်ကုန်မှာနေရဒါမဲ့ရန်ကုန်စာတီးတော့မဟုတ်မော်ကရှမ်းဆက်ဆိုပါတော့ရှမ်းပြည်ဘက်ကလေမော်မေမေကဖေနဲ့ရရန်ကုန်မှာပဲနေရဆိုပါတော့မော်ငငယ်လေးကမေမေမျိုးတွေစုမရောက်ဘူးဒါဆိုမော်ကရှမ်းမာလေးပေါ့စကားပြောကောင်းနေရတယ်ကားရီလာပြီပြန်ကြရအောင်မော်
သွားရအောင်နွယ်ပန်းသူမောင်နှစ်ယောက်ကိုစီပြန်ကြနွယ်ပန်းကတော့အိမ်ကြားဖိုးဖိုးကိုတငယ်ချင်းရကြောင်းကြွားရပါအောင်မယ်မင်းမိတ်ဒါပဲလေအမိတ်ပေးတန်တဲ့သူဦးသူခအိမ်ပေါ်တဲကဆင်းလာမင်းမိတ်ခက်တီတီမျက်နှာပေးနဲ့ကျွန်တော်ဘယ်သွားပြောကြလို့သလားဖေဖေကျွန်တော်ဘယ်တော့ကပြောခဲ့ဘူးလို့လေဟာမင်းကငါသားမင်းဘယ်သွားငါအသိပေးရမယ်ဒါကျွန်တော်ကိုယ်တိုင်လွတ်လပ်ခွင့်ဖေဖေလာမချုပ်ချယ်ပါနဲ့မင်းမိတ်ပြောရင်ထွက်သွားဖေဖေကတော့ဒေါသထွက်စွာကြံခဲ့မှတေးကြသလိုဖေဖေနောက်မိန်မဒေါ်ကေစင်ရဲ့အပြောရဲ့ကြောင့်ပြန်လဲတည်ငြိမ်သွားမှတေးကြထားလိုက်ပါဦးရဲ့တာကလေးမှမဟုတ်တော့တာကေစင်ရဲ့မင်းရဲ့ဒီလိုစိတ်ထားလေကြဦးကချစ်နေရပါကွာဦးနော်မပူနဲ့ဒါနဲ့ဦးအလုတ်သွားအောင်ပါလားမသွားရင်ကေစင်ဈေးဝယ်ထွက်မလို့လိုက်ပို့ပြီနော်ကိုအလုတ်နားလိုက်မယ်လေကေစင်ကိုလိုက်ပို့ပေးမယ်ဒါမှကေစင်ရဲ့ဦးကွာခလေးတောက်လို့အပြစ်ကေစင်နဲ့ကေစင်ရဲ့မျက်နှာကိုကြည့်ပြီးတော့ဦးဒုက္ခတက်ပြင်းချိုင်ဒါသူ့ရဲ့ချစ်စနီးဆိုလည်းမမားနိုင်ပါဘူးသူနဲ့ပတ်သက်ပြီးဘာမဆိုအလိုက်တည်းရဲ့သူ့ရဲ့ဇနီးချောလေးကိုအချစ်ပူရပါတယ်ဒီနေရာပယမို့ဖိုးဖိုးကိုခွင်တောင်ပြီးမော်နဲ့တူရှောက်လေကြနေရာအစုံသွားရအောင်ပိုက်တဲ့တကွီကွီမြီရောဟေးမော်ငါတို့တခုစားရအောင်ဘိုက်စာနေပြီဟာအေးရှေ့ကထမင်းဆိုင်သွားမယ်လေငါလည်းဘိုက်စာနေပြီဟာနေရောက်သားတိုင်ဖောင်းညီညီဆိုင်နေဝင်ထိုင်နေမကြမီစပွဲတို့လေးရောက်လို့လိုက်ဟိုမိုင်းတို့ကျွန်တော်တို့ဆိုင်ကပိတ်မို့လုံနေရဗျထမင်းလဲကုန်ပြီဒါဆိုငါတို့ကဘဲသွားစားရမှာသူမတို့အနီးနားမှာဆိုင်ရမရှိတော့တယောက်သားလွတ်လွတ်လပ်လပ်လဲကျင်တာကြောင့်ကားလဲရှူမလာမိပါဘူးအငါကားစီရွေရှောက်လေကြဒါတော့ကျွန်တော်လည်းမသိတော့ဘူးကူကဆိုင်ပိတ်ပြီဗျအေးတကယ်ပါပဲဖယ်ပေးပါမယ်သွားမယ်လားຫນွယ်ပန်းဘယ်လိုလုပ်မလဲနေ့လယ်တွေကရှောက်လဲနေစားဖို့မိနေကြကူတော့စားစရာမရှိရဲ့ပေါ့အိမ်နဲ့ဝေးသေးရဲ့ဟာတို့အငါကရှာရအောင်မယ်ထင်တယ်။အော်နင်းကလည်းဒီလိုနေရာမျိုးမှာဘယ်ကအငါကရမှာလဲလို့မော်ပြောကျင်လဲပြောစရာသူမတို့ရောက်တဲ့နေရာထမင်းဆိုင်တစ်ဆိုင်နဲ့ရှိပါရဲ့ကားငါးစရာတစ်စီးမှမမြင်ပဲသူမတို့ဒီနေရာကိုဘယ်လိုရောက်လာလဲမသိဟေးနှဲ့ပတ်ရှေ့မှာကားတစ်စီးဟာအနဲ့အောင်ပြောင်းလဲနေတဲ့ကားတစ်စီးသူမတို့ရှိရလဲနာကိုရှောက်လာတွေ့ရကြောက်လန်တာလိုက်တယ်ဒီမှာရှင့်ကားမှန်ပွင့်ပြီးတော့ရုတ်တဲ့ထွက်ပေါ်လာတဲ့မျက်နှာခက်တီတီကြောင့်ຫນွယ်ပန်းလန့်လို့သွားပြောပါတီတီငိမ့်ငိမ့်အတန်လေးထွက်ပေါ်လာတော့နားထောင်ကောင်းတယ်လားຫນွယ်ပန်းဘာမှပြန်မပြောပြီးပဲငိမ့်နေလိုက်တော့မော်ကကျမတို့ကားငါးစရာမတွေ့လို့ပါဒီမှာရှင့်ကားလာတွေ့ရနဲ့အကူကြီးတောင်းကျင်လို့ကူညီပါနော်ကျမတို့အိမ်ပြန်လိုက်ပို့ပေးပါမင်းမိတ်ခက်တီတီကြည့်ပြီးတော့စိတ်ထဲပြုံးလိုက်တယ်တင်တန်းသူအသေးလေးကိုမြင်လိုက်တာနဲ့ရင်ခုန်ချိတ်ကထိမ့်မရပါဘူးโอเคတက်လေကျွန်တော်လိုက်ပို့ပေးမယ်ကျေးဇူးပါရှင်ຫນွယ်ပန်းတို့နှစ်ယောက်ကားပေါ်တက်လိုက်တာနဲ့ခောက်ဆွဲကြော်နဲ့တင်းတင်းကိုရှူမိရဲ့မင်းမိတ်တို့ကိုကြည့်ရင်နဲ့ရီကျင်စိတ်ကိုထိန်းထားပြီးသူတို့ဘိုက်ကတစ်ကွီကွီမြင်နေရကြောင့်မနေတာတော့ပဲခမများတို့ခောက်ဆွဲစားကြယူစားလေဘိုက်ထဲကအော်မြေတန်နဲ့တူမျက်နှာတွေကအပြုံးများစွာနဲ့အလင်းမြန်ယူပြီးတော့နှစ်ယောက်သားစားလိုက်တော့တိတ်မဝပါပဲသူတို့စားဘူးသမျှတဲ့အကောင်ဆုံးအရသာအရှိဆုံးခောက်ဆွဲကြော်ကျမတို့ခောက်ဆွဲကြော်ဖို့ပေးမယ်နော်ဘယ်လောက်ကြလဲသူကကားမောင်းနေနဲ့မပေးပါကျွန်တော်ဘူကီဖို့ဝယ်လာတာအိမ်ကြမှာသူ့တခုကျွေးလိုက်တော့မယ်ကျေးဇူးပါနော်ဒါနဲ့ဘူကီဆိုတာအိမ်ကကျွန်တော်ချစ်ဆုံးခွေးလေးပါရှင်တင်းတန်းသွားဖို့ပြင်ဆင်တဲ့မနှက်စာဆိုင်အောက်ထက်ကိုဆင်းလို့လာတယ်ဖိုးဖိုးတင်းစာဖတ်နေအောင်ကြည့်ရင်စကားစလိုက်ပါတယ်မော်နီဖိုးဖိုးမြေအိပ်ပျော်ရဲ့လားကွဟုတ်ဖို့ဒေါ်ခက်ခက်ခင်တို့သားမီးတွေကအဲ့ရမထသေးကြသူတို့လည်းပြောထားရပါမယ်အလုတ်ပေးထားတာကိုလှုပ်တယ်ဟွေမရှိပဲအချိန်တန်ဦးလုံးနဲ့ဒေါ်လုံးကအမြင်မတော်ရလှုပ်သွားကြောက်ပြီးမြောက်ချင်းမှာဒေါ်လုံးကသူမအရေးခဲကိုသိရနဲ့သွားနှုတ်ရင်ပြင်တော့နေဒေါ်လုံးနှွယ်ပန်းသွားလိုက်မယ်ဒေါ်လုံးကိုသူသွားမနှုတ်ခိုင်းမယ်မိမိဘာသာသွားရင်ထားတော့သမီးထည့်ပြီးသွားပြီမမီအဆင်ပြေโอเคသမီးဒါကဒီဟာမောက်အပြော့ပဲရှိသေးရဲ့မမီတို့ကြောင့်ကောင်းကောင်းသိစေရမယ်ဒေါ်ခက်ခက်ခင်ရဲ့အခန်းမှာသူမရဲ့သမီးကိုစကားပြောတဲ့ကြားကြောင့်နှွယ်ပန်းခဏရက်နာထောင်တယ်မမီဝမ်းနှုတ်စီတပလင်းလုံးထည့်လိုက်တယ်သိလားတိတ်လဲဝမ်းတာမနေနဲ့အန်ဒီနင်တို့ငါအကြောင်းပြန်သိစေရမယ်နှွယ်ပန်းစိတ်ထဲကပြောရင်းနဲ့သူတို့အခန်းရှိရာထွက်သွားလိုက်တယ်ရင်ထဲမှာတော့ဒေါသတွေတတိကြီးနဲ့မျိုးသိပ်ထားကြောင့်မျက်နှာတစ်ခုလုံးနှီးရဲလို့နေပါတယ်ဒီနေ့မနေ့စာဘာချက်ထားလဲဒေါ်လုံးနန်းကြီးတုတ်ထားပါတယ်မမလေးဒေါ်လုံးပြင်လိုက်ရတော့မလား
ထမင်းအချက်ကောင်းတယ်လို့အတုပ်မျိုးစုံသူမစားကျင်တာမှန်သမျှတနေ့တစ်မျိုးမယိုးရအောင်လို့ချက်ပြီးရဲ့ဒေါ်လုံးသူမကြိတ်၍ချီးကျူးရဲ့ဒီလိုလူမျိုးရထားသူ့ရဲ့ကံကောင်းမှုတစ်ခုနန်းကြီးတော့မစားကျင်တော့ဒေါ်လုံးလည်းမစားနဲ့ဘသူမှမကြွေးနဲ့သွန်းပြစ်လိုက်တော့နော်နွယ်ဘက်ကိုလက်ဖက်ထမင်းတုပ်ပေးပါဖိုးဖိုးအတွက်ကတော့ထုံးစံတိုင်းနွားနိုးနဲ့ပေါင်မုတ်မီကင်လေးနော်ဒေါ်လုံးဟုတ်မမလေးအော်ပြီးတော့ဒေါ်ခက်ခက်ခင်တို့အတွက်ရွှေတောင်ခေါက်ဆွဲလုပ်ပေးထားလိုက်ပါသူတို့ပဲစားရမှာနော်တရားမှစားလို့မရနော်ဒေါ်လုံးချစ်ပြီးနွယ်ဘက်အောင်လာပြောပါဟုတ်မမလေးဒါဆိုဒေါ်လုံးသွားလုပ်လိုက်အောင်မယ်နော်သူကခေါင်းကိုညှိပြလိုက်တယ်ထွက်သွားတဲ့ဒေါ်လုံးချင်းသူကတက်ပြင်းချပါတယ်နန်းကြီးတုတ်တော့နှမျောပါတယ်ဒေါ်လုံးရေဒါပေမဲ့ဝမ်းနှုတ်စီထည့်ထားရတော့မစားနိုင်သူတို့ဖန်တီးထားရဲ့ကံသူတို့ထံပြန်လာမသိရလားဝယ်နေကြဆိုင်မှာတော့ပိုကီအတွက်ခောက်ဆွဲကြော်ဝင်မေမိတ်မျက်နှာပြုံးရောက်တန်းနေမနေ့ကသူမတို့နှစ်ယောက်ပိုကီခောက်ဆွဲကြော်တို့ကိုအာရပါရစာကိုတွေးမိသွားတယ်တကယ်ဟုတ်တဲ့ကလေးမတွေပါလေမစားမတော့ပဲရှောက်လေကြအားတဲ့ဘိုက်ကလေးကိုပွေမိမိကားလာတော့ဝမ်းသာအာရဖြစ်သွားတဲ့ຫນွယ်ပန်းရိပ်ဆွဲအပြုံးပိုင်ရှင်ကောင်မလေးမျက်လုံးထဲကမထွက်ပါဘူးထုံးစံတိုင်း1500ပါအကိုအော်အေးရော့ညီပတ်စံလှမ်းပေးနေသူအတွေးလွန်သွားတော့တတိပြုံးပြီးဒီချိန်ဆိုသူမလေးဘာလုပ်နေမလဲသူအကြောင်းနဲ့အချိန်ပြေးတွေးချင်နေပြီးတော့ပိုကီတွေမနှက်စာဝယ်နဲ့ဇော်မင်းအိမ်ဝင်ရန်စိတ်ကူးရလိုက်တယ်ဇော်မင်းကနေရလာပြီးတင်တန်းတက်ချင်းသူကတကူရဲသမားဖော်ရွေနဲ့အမြဲလိုပြုံးနေတတ်တဲ့သူနဲ့ခြားနာပေမဲ့ဇော်မင်းကိုတော့သူတကယ်ခင်ပါတယ်ဇော်မင်းဟာတီးသက်အိမ်ငါးနေနဲ့တယောက်တည်းဖြစ်တယ်လို့နေတတ်တယ်သူအိမ်မှာနေချိန်စိတ်မရှိရင်တော့ဇော်မင်းအိမ်ကိုသွားမြဲတာပါအိမ်ရှိရောက်တော့ကားရက်ပြီးတော့ခြံတကာရှိရက်လိုက်တယ်တကတော့ပိတ်မထားကြောက်တန်းပြီးတော့ဝင်ခေါ်တော့ဇော်မင်းဟာတာကြီးအိမ်လာလဲရလားကွာမဟုတ်ဘူးမင်းကိုလာခေါ်တာဘိုကီကိုမနှက်စာသွားကြည့်အောင်မယ်ပြီးရင်မျိုးရဲပတ်မလို့အေးကွာခဏထိုင်အောင်တီတာရေးအေးဘူးယူခဲ့ပါဟုတ်ကိုလေးမီးဖို့ကန်တွေကထွက်ပေါ်လာတဲ့တန်ကြောင့်သူအနေငယ်အံ့ဩတယ်မင်းအံ့ဩနေရမို့လားမိတ်ဒါငါညမဝန်ခွေနေရလာတာတီတာလိုက်နဲ့သူလည်းတင်တဲ့တက်ဖို့လာတာစီးပွားရေးနဲ့ကြောင်းပြီးထားတာသူ့မေငါတော်နဲ့လာလေမနေရမှာဟောတီအားဆိုရဲ့ကောင်မလေးကအေးဖို့ကိုင်ပြီးသူ့ကိုငေးကြည့်အတော်ချောရဲ့ကိုယူရလားငါတော့ပွားတာပဲတီအားစိတ်ထဲအတွင်းကြိတ်ပြုံလိုက်တော့ဟဲ့တီးရအော်ဒီကလေးမနဲ့ဘောင်ငေးနေရအေးဘူးပေးလိုက်လေဇော်မင်းရဲ့စကားကြောင့်တီးရမျက်စောင်းထိုးပြီးပေးမလို့ပါကိုလေးကရော့ကိုကြီးအေးဘူးကျေးဇူးဘလို့လူကြီးလဲစကားပြောရမှာတွန့်နေတယ်လို့ပဲတီးရမကြည်မနဲ့ကိုလေးကိုလေးသူ့ကဘာတူလဲသူ့နာမည်ကသွေးမင်းမိန်နဲ့နင်းငါတငယ်ချင်းသွားနင့်ကိုအတော်ငါးပေါင်းချက်ခိုင်းထားမလားသွားလို့ချီဇော်မင်းကသူ့ညမကြောင့်သိရလားနှင်ထုတ်တော့ငါညမစကားတအားမြတာမရမင်းကိုအားနာလို့ရပါတယ်ကွနောက်ဘေးဝင်သွားတဲ့အသားညွညွရုပ်ရည်မစိုးလာတဲ့တရားဆွဲကောင်မလေးကိုကြည့်ပြီးသူတက်ပြင်းချမိဒီကောင်မလေးကိုလုံးကိုပေါင်းနေဆိုမော်ရယ်တယောက်ဖြစ်နိုင်ပါတယ်မစီမဆိုင်တွေးမိလိုက်တဲ့မိတ်အတွေ့ကိုပြန်ရုပ်သိမ်းလိုက်တယ်ပြီးပြီမိတ်သွားရအောင်ထော်လုံးဘာချက်လဲကျွန်တော်ဗိုက်စာလို့မာမီတို့ရွှေတောင်ခေါက်ဆွဲလှုပ်ထားတယ်မောင်ရင်အဲ့ဆိုပြင်လိုက်တော့နော်ကျွန်တော်စားမယ်အေးပါကွယ်မကြမီတော့ဒေါ်ခက်ခက်ခင်တို့တာမီနဲ့ဆင်းပြီးတာစားနေပြီလားဟုတ်မောင်မီရွှေတောင်ခေါက်ဆွဲစားလို့အရင်မိတယ်ဟုတ်လားဒေါ်လုံးကျမတို့ဘုတ်ပါပြင်လိုက်နွယ်ပန်းရင်ပဲသွားလဲဒေါ်လုံးအန်နီအမေကိုဒေါ်လုံးကမနေ့ကလေးကနန်းကြီးတုတ်စားပြီးအခန်းထဲဝင်သွားရထင်တယ်။အော်တာမီနှစ်ယောက်သားရှိနေလက်ဝါးချင်းရိုက်ပြီးတော့မမီတို့ဘာကြီးပြောနေ။အန်နီကနန်းကြီးတုတ်ထဲကဝမ်းနှုတ်စေခတ်တဲ့ကြောင်ပြောတော့မမီတို့ကလည်းတခါတည်းအစိတ်ခက်ပြီးတော့ကိုတော့မြင်အောင်ပါသေးရဲ့။တိတ်လဲပြောမနေကြနဲ့နင်တို့ပဲပြန်ထိပါငါပျော်ကြီးကြည့်နေမယ်။နွယ်ပန်းအခန်းကွယ်မှာကြည်နေအာရပါရစားနေကြတဲ့တာမီတို့ကြိတ်ပြီးပြုံးလိုက်တယ်။ဒေါ်လုံးကိုသူမအစီအစဉ်တိုင်းပြောထားပြီးဖြစ်အခန်းထဲပြန်ဝင်နေတော့ဝမ်းနှုတ်စေတပင်လန်းလုံးထည့်ထားတဲ့ရွှေတောင်ခေါက်ဆဲဆိုင်ဖြစ်ပြက်သွားမယ်မျက်နှာတွေမြိုင်းသူမပြုံးမိပါတယ်ဘလို့ဖြစ်တာလဲမသိဘူးဘိုက်အောက်လာရဲမမီသမီးအိမ်သာပြေးလိုက်အောင်မယ်အန်နီထိမ့်မြတော့အိမ်သာရဲ့ချက်စီကသူ့အရင်ဝင်နေပါတယ်အိမ်သာနှလုံးရှိရဲ့အနဲ့တစ်လုံးကຫນွယ်ပန်းရဲ့အခန်းထဲမှာဖြစ်တာကြောင့်သူကသွားမှတ်တက်ပဲမိဖို့ကန်နဲ့တွဲလဲအိမ်သာကိုလာခြင်းမှာကိုရေမပြီးသေးဘူးလားငါဘမမီကဘာဖြစ်လာလဲမမီလည်းဘိုက်နာလာလို့ရှင်အန်နီက
စိတ်တင်းထားတာကြောင့်ချွေးထွက်နေကြသူ့ရဲ့မာမီကိုပြောလိုက်တယ်မာမီသမီးအရင်ဝင်မှာနော်ကိုရေထွက်ပါတော့အိမ်သားတကားဖွင့်တန်ကြားရတာနဲ့အန်ဒီတို့သားမီအလူရဲ့သူ့တက်ငါဦးအောင်တက်နေကြပါတယ်ဦးဘာတွေအလုပ်ရှုပ်နေရလဲဇနီးတဲ့ကေစရဲ့အမေကိုဦးသူခစာရွက်တွေပြန်စီရင်းနဲ့ဦးရဲ့သားမွေးနေ့ရောက်တော့မယ်လေကေစအဲ့ဒါဖိတ်စာရေးဖိတ်ဖို့အလုပ်ရှုပ်နေရပါကွာကေစရင်ဘာကူလုပ်ပေးရမလဲဦးကေစရာချစ်စက်ွယ်အပြုံးနဲ့မိတော့ကေစင်ပင်ပန်းပါရဲ့ကွယ်တခုပဲတားအတွက်မွေးနေ့လက်ဆောင်ပေးဖို့ရှာထားနော်နောက်ပြီးမွေးနေ့ပါတီကညဘက်ပါတီလုပ်ပေးမှာဆိုတော့ကေစင်နဲ့လိုက်ဖက်မဲ့ဝစ်ဆောင်ရွေးပြီးတော့သွားဝယ်ထားဟုတ်ဦးဒါဆိုကေစင်သွားစီစဉ်လိုက်တော့မယ်နော်နေအောင်ကေစင်ဒီမှာအမောပြေလေးဦးသူကပါနှစ်ဖက်ကိုလက်နဲ့ထိပြရင်ကြည့်တော့ဦးနော်တိတ်ဆိုးတာပဲကေစင်ကပါနှစ်ဖက်ကိုပဲညာနေပြီးလက်ခနဲ့ပြေးသွားပါတော့တယ်မောလိုက်တာကွာဆိုင်ထဲကိုမိန်တို့နှစ်ယောက်ဝင်ထိုင်လိုက်တာနဲ့စပွဲတို့လေးရောက်လို့လာတယ်အကိုတို့ဘာတောက်မလဲလောလောဆယ်အေးနှစ်ဘူးပေးကွာမေယာအေးဘူးမှားလိုက်တော့နေပူပူတွေကပြန်လာရကြောင်းနှစ်ယောက်သားမျက်နှာမှာနေရပြီးချွေးရတရွှဲရွှဲမင်းကွာဒီချိန်မှာအပြင်ခေါ်ရလားကွာငါအိမ်မှာနေရရတာနဲ့ဆိုမေယာမကြေမနဲ့ပြောတော့ဟုတ်ပါတယ်သူပြောရင်လည်းခံရမှာမင်းကလည်းကွာအိမ်မှာနေမမြင်ကျင်တဲ့ဟာတွေမြင်ရတယ်မင်းအိမ်မှာနေဖို့ဆိုတာလေမင်းညမရဲ့ဒေါ်ရီနဲ့လေအေးပါကွာငါပဲမှားပါတယ်ဒါနဲ့မင်းမွေးနေမင်းဖေလုပ်ပေးမလို့ဆိုလုံးမယ်ပြောတာပဲငါရှက်တွေမကြိုက်သူတို့ကလှုပ်ချင်အဆင်မပြေပါဘူးကွာမင်းကလည်းမင်းဒုက္ခနဲ့မင်းတင်နှမ်းပြီးအလုံးဆက်တူလုံးမှာဆိုသိကြလားငါဘက်ကတော့စင်တစ်မယ်နော်သိကြရဲဟဲ့ငါအိမ်မှာမနေချင်ဘူးတိုက်ခဲသိဝယ်ပြီးတော့တီးတက်နေမယ်ခက်တာပတ်စံမရှိသေးရပဲအဖေစီကလည်းမတောင်းချင်ဘူးဒါကြောင့်အလုပ်လုပ်ပြီးတော့ပတ်စံစုမလို့လက်ထဲတော့လုပ်ငန်းဆက်တူလုပ်ဖို့လုံလောက်ရှိပါရဲ့ကွာအေးပါကွာငါလည်းအိမ်ကိုပြောထားပြီးပြီငါသဘောတိုင်းပဲအိမ်ကခွင့်ပြုတယ်ခုပဲသွားအောင်ပါအိမ်ပဲပြန်ပါလား no မပြန်ဘူးအပြင်းပြေရေးသွားကူမယ်မင်းသဘောသွားမယ်လေညီလေးရှင်းမယ်ဟိနှစ်ယောက်သားပတ်စံရှင်းကထွက်ခါသေးကြတယ်ဖုန်းပြတန်ကြားနဲ့ຫນွယ်ပန်းကောက်ကင်လိုက်ပါတယ်ဟယ်လိုဟဲ့မိမငါမော့ပါအေးမော့ပြောလေမနှက်ပြန်နေရမင်းသားလေးကဝင်းနေပဲဖိတ်ဖို့ကက်လေးလိုက်ဝင်မယ်ကြားတယ်ကောင်မလေးတော့ပွားပြီပဲအမေရှင်ကဘယ်ဟာတိသူနဲ့အမြဲတွဲဇော်မင်းဆွေသူနဲ့ငါနဲ့ခင်းနေလီဟာနေမသိရလူရောရှိသေးလားဟမ်ဒေါ်ချစ်မော်ကရီတန်လေးနဲ့သူမကိုပြန်ပြောတော့ကျမရှင့်ကိုပြောသားပဲတင်တဲ့အကြောင်းတွေအကုန်သိသလိုလူတိုင်းလူနဲ့ရင်းနှီးရဲ့လို့ဟုတ်ပါပြီဒါဆိုမင်းသားမွေးနေရဘယ်နေ့လဲမသိဘူးငါနဲ့မြန်တိုက်နေမလားမသိဘူးနော်ရှင့်မွေးနေရဘယ်နေ့လဲຫນွယ်ပန်းကျမမီလ9ရက်နေ့သူကပြန်ပြောလိုက်တာနဲ့ဒါဆိုရှင်နဲ့မွေးနေ့တူနေမလားမပြောတတ်ဘူးနော်မော်ကအံ့ဩဟန်နဲ့ပြောတော့ဒါရီထားပါကျမပန်ထရီဖြော်ထားတယ်ရှင်လာမလားထဲခဲ့လားຫນွယ်ပန်းချစ်သွားပြီကွာငါအခုပဲလာခဲ့ပဲဘိုင်ဘိုင်အော်တန်းချသွားရဲ့ဒီကလေးမှာတော့သူမကပြုံးရင်ဖုန်းကိုချလိုက်ပါတယ်မော်ကသူမကိုယ်တိုင်ပန်ထရီဖြော်ရင်တိတ်ကြိုက်တယ်သူမရဲ့လက်ရအစွမ်းကိုမော်ကပထမဆုံးမြည်ဆန်ခွင့်ရတဲ့သူလည်းဖြစ်ပါတယ်မကြခင်မော်ရောက်လာတော့မှဖြစ်တာကြောင့်အေကန်နဲ့စာအုပ်ဖတ်ရင်စောင့်ရမယ်ဒေါ်လုံးဘလို့ဖြစ်တာလဲအန်ဒီဘာလို့အာပြိန်းနဲ့အော်နေရငါဘလို့အော်နင်းနဲ့ဘာဆိုင်လို့လဲຫນွယ်ပန်းရိတ်သူကလူပူတလောက်စိတ်ရှည်တက်တဲ့သူမဟုတ်မခံစိတ်ကမတိမတာထွက်ပေါ်လာတယ်နင်းအဲ့လိုပြောရအောင်နင်းဘသူအိမ်နေရလဲအန်ဒီပြောစမ်းပါမနေ့ကရွှေရောင်ခောက်ဆွဲလို့အရသာလေးထက်မြည်ကြည့်သေးလားဘာမနေ့ကနင်းလက်ချက်ပေါ့ဟုတ်လားအန်ဒီအမေကိုသူကမဲ့ပြုံပြီးတော့သူများမကောင်းကြံကိုတာခံနဲ့အန်ဒီနင်မကြောက်ဘူးလားနင်တို့ဘာသူနင်တို့ဖြစ်တာငါ့ကိုဘာကိစ္စနဲ့လာဆွတ်ဆွဲရပြောပါအောင်နင်အန်ဒီစွန့်အားသွားစင်တော့သူမရှိချက်စီပေါ်လာတယ်နေကမနေ့ကငါတို့စားတဲ့အထက်ဝမ်းတို့စီထက်ဟုတ်လားຫນွယ်ပန်းနေကအဲ့လောက်တော့တက်တူကြီးကောင်းနေရပေါ့လေဟုတ်လားဂျယ်စီရှေ့တိုးလာအောင်မြင်တာနဲ့သူမလက်ရွယ်လိုက်တယ်ဂျယ်စီကသူမရွယ်ထားတဲ့လက်ကိုဆုပ်ပြီးတော့နင်ဘာတက်နိုင်သေးလဲຫນွယ်ပန်းငါလက်ကိုလွတ်ဆန်းဂျယ်စီငါလက်ကိုကာရလောက်နင်မှာအစ်မရှိဘူးတော့ကောင်မကဲဟာလဲကျသွားသူကຫນွယ်ပန်းမဟုတ်ပဲဂျယ်စီသားဖြစ်ပါတယ်မော်ကသူ့ကိုရိုက်မဲ့ဂျက်စီရဲ့လက်ကိုနောက်ပြန်လိမ့်ပြီးမျက်နှာကိုလက်သီးနဲ့ထိုးလိုက်တယ်
သူကမော့ကိုအံ့ဩစွာကြည့်ပြီးစိတ်ထဲကချဟာလှုပ်ဟာဆိုပြီးအားပေးနေပါတယ်မော်ကငါတငယ်ချင်းအသားကိုထီအောင်နင်ကဘာကောင်းမမို့လို့လဲအော်လွတ်ပါနားရဲဟဲ့မော်နင်ငါ့ကိုဘာလုပ်တာခုချက်ချင်းလွတ်လိုက်စမ်းဘာကိစ္စနဲ့နင်ခိုင်းတာလောက်အောင်မလဲအန်နီနင်ကငါအမေလားမော်ရဲ့အမေကိုအန်နီမဖြေနိုင်ပဲမျက်လုံးအဝိုင်းသားဖြစ်မော့ကိုကြည့်ရဲ့သူကလည်းအံ့ဩနေမဲဆိုတာမဟုတ်ချပါတငယ်ချင်းရေလွတ်လိုက်ပါတော့ဒီလောက်ဆိုအချိုးပြေရောပေါ့သူကမော့ကိုကြည့်ရင်ပြောတော့မော်ကလက်ကိုဆက်လိမ့်မီနင်ငါတငယ်ချင်းကိုခုတောင်းပန်စမ်းဟဲ့ကငါပြောနေကြားလားဟုတ်ကြားပါတယ်ငါတောင်းပန်ပါတယ်ຫນွေပဲငါမှားပါတယ်အဲ့ခါမော်လက်ကိုလှုပ်ပြီးတော့နောက်တစ်ခါသူ့အသားကိုတစ်ချက်ထိရနဲ့ငါနဲ့အလွတ်မပေးသွားတော့ဂျက်စီကိုအန်နီယာတွဲပြီးတော့ထွက်သွားတော့အန်နီယာတော့မျက်စောင်းတစ်ခဲခဲနဲ့သူကကျဉ်နဲ့ပါတယ်ဒီလိုလူမျိုးတွေကိုပညာပေးရဘယ်လောက်တောင်အရသာရှိလဲရှင်ဘာဖြစ်သွားသေးလဲຫນွေပဲငါလာနောက်ကျသွားလားနောက်မကြပါဘူးရှင်ရဲ့ကျေးဇူးလည်းတင်ပါတယ်နော်ဒါနဲ့ရှင်စောစောလှုပ်လိုက်တာအရန်မိမိုက်နေရောပဲဖမတင်နဲ့တက်လားယူနီတော့ကလေငါလည်းအားရတွေမှာပြင်းပြင်းရှိရနဲ့ဦးလေးစီမှာသွားတင်ထားတာဟာဟဲ့ငါ့ဦးလေးကတင်နဲ့ဖွင့်ထားလေငါလည်းတင်ချင်တယ်ဟာကရာတေးတင်နဲ့ဘာမှတက်အောင်လဲစဉ်းစားနေအမေနေဝါသနာပိုင်ငါ့ဦးလေးစီမှာအပ်ပေးပါမယ်တကယ်လားမော်ချစ်သွားပြီလာပန်ထရီပြောသွားစားရ။နယ်ပန်မော့ကိုတိုင်းဖက်ပြီးတော့မိဖို့ကန်နဲ့ဝင်ရွေးသွားတယ်။ဒါနဲ့နေဖို့ရောစားရင်တောက်ရင်နဲ့ဖိုးဖိုးမေရဲ့မော့ကိုကြည့်ပြီးတော့ဖိုးဖိုးကတရားစခန်းဝင်နေရဲ့လို့ငါမနေ့ကပြောရလေဟာမမတ်မိဘူးလား။ဟုတ်သားငါမေ့သွားလို့စားတောက်ပြရနဲ့မော်ပြန်တော့မယ်ဖြစ်တာကြောင့် channel အထိလိုက်ပို့ပေးလိုက်တယ်။နယ်ပန်ရှင်တယောက်တည်းဖြစ်ရလား။ကျွန်မစိတ်မချအောင်ရှင်ကိုကျွန်မလာအိပ်ပေးအောင်လား။သူကမျက်နှာလေးဝင်းလိုက်ပြီးတော့ရှင်လာအိပ်ရင်ကောင်းတာပေါ့မော်ရဲ့ကျမကြောက်တယ်ဆိုပြေးနေမှာဒါဆိုမနဲ့လာအိပ်ပေးမယ်ဟုတ်ပြီလားဒါမှကျမရဲ့မော်ကွမော်ကပြောရင်သူ့ကိုကြည့်နေမိရဲ့တိတ်အလိုက်တိတ်တက်တော့တငယ်ချင်းလေးလည်းဖြစ်ပါတယ်မော်ကအစားစားအရာသူ့ကိုဦးစားပေးခင်နာကြလာနဲ့မြမော့အကြောင်းတွေကိုသိလာရမော့ကိုတွေးခွင့်ပေးရဲ့ကျမရဲ့ကံကောင်းမှုလေးကိုလိုက်လဲကျေးဇူးတင်မိရဲ့ဂျီစပါကျယ်ဝန်လာတဲ့ခြံကြီးထဲမှာတော့ရောင်စုံမီလုံးသေးသေးလေးနဲ့အလားစင်လို့ထားပါတယ်ကာလာရောင်စုံလူတွေကြားတဲ့မော်ကသူ့ကိုတွေ့ပြီးစပွဲတစ်ခုစီကိုခေါ်ဆောင်သွားတော့ဟဲ့မော်ငါလူအများကြီးနဲ့မနေတတ်ဘူးနော်ကြောင်ကြကြဝိုင်းကိုရှာပေးအေးပါဟဲ့လာဟိုဝိုင်းကကြောင်ကြသွားရအောင်သူမကိုလူများစုနဲ့အနှင်းငယ်ဝေးရဲ့စပွဲဝိုင်းလေးမှာနေခိုင်းတယ်ဒီနေ့ကျမတို့ခေါ်ရတဲ့ရွှေမင်းသားလေးရဲ့မွေးနေ့တနည်းအားဖြင့်တော့ကျမရဲ့မွေးနေ့တင်တန်းမှာမွေးနေ့ကက်လေးစောက်ဝေတဲ့ကမော်ကသူ့အတွက်ရောသူ့အတွက်ပါအလူအယက်သွားယူထားတာပါဒါတောင်ကန်ကောင်းလို့ရခဲ့ရတဲ့သူ့မွေးနေ့ကိုတက်ချင်တဲ့မိန်းကလေးတွေကကက်မလောက်အောင်များပြားလာတယ်အင်းမော်လေးနာမည်ကြီးတထေးသားဆိုဝိုင်းဝိုင်းလည်နေရလဲမစမ်းပါအောင်ဟဲ့နှွဲ့ပတ်ဘာတောက်မလဲငါသွားယူပေးမယ်လိမ္မော်ရီပဲတောက်မယ်မော်ဒီမှာထိုင်နေငါသွားယူလိုက်မယ်အေးလူအများပြားစုံညီတလောက်ရှိပါရဲ့မွေးနေ့ပွဲမှာရှိုးဝဲလဲပါတာတဲ့အစားတောက်တွေကလည်းပူဖေးစားချင်စပွဲအစုံလင်ချထားဘလောက်တောင်မှကြီးကျယ်ခမ်းနားလိုက်လေသူ့ရဲ့မွေးနေ့နဲ့တခြားစီရဲ့ပါသူကတော့မနဲ့ဖျားသွားပြီးတော့မဟုတ်စားကျင်တာလိုက်ဝယ်ကျွေးလိုက်ပြီးတော့ဒီလောက်ပါပဲသူမအတွက်အမတ်တရားသိမ့်မရှိပဲနဲ့မော်ကတော့သူမအတွက်မွေးနေ့လက်ဆောင်ဖက်နဲ့လှလှလေးပေးပါတယ်ဟေးຫນွေပန်ရင်ခုန်စရာအစင်တခုကြားခဲ့ရတယ်မော်ကအတန်နဲ့တူအေးဘူးနဲ့မုတ်ယူပြီးတော့ပြန်လာတော့ပြောစဲမှာဘာရီများလဲဒီမှာရှိတဲ့မိန်းကလေးအကောင်မဲလေးနိုင်ရမယ်တဲ့ပေါက်တဲ့ကောင်မလေးတယောက်ကသွေးမင်းမိတ်နဲ့တွဲကမယ်တဲ့ရှင်ကြီးဟုတ်လားအေးဆိုဟဲ့ဟိုဟာမင်းမေရဲ့မိတွေလေမိကိုရောင်နဲ့သူကမင်းမေရဲ့အဖေမော်ပြောတာကိုလိုက်ကြည့်နေညာရဲ့အလားပါနဲ့အညီရွှေဝါရောင်တောက်ပြောင်နဲ့ဝစ်စုံဝစ်ပြီးမိကိုရောင်ဝစ်ထားတဲ့မိတ်အဖေဆွဲသူလက်ကိုတွဲပြီးတော့ခက်ပြုံးပါတီပွဲထဲဝင်လာတော့သူ့အတွေ့ထဲမှာမင်းသားလေးမိတွေကစင်ဒရဲလာဇက်ကားရလို့စင်ဒရဲလာမိတွေလိုနဲ့အတော်တူရရဲ့ချင်ပါတယ်ဒါကသူ့ရဲ့တစ်ဖက်သက်ဆန်တဲ့အတွေ့ဖြစ်ပြီးသွားလားမသိပါဘူးသူမရဲ့ရွှေမင်းသားလေးကတော့ခုတီကိုအရေးရောင်မမြင်ရသေးပဲနဲ့အမတို့မဲလိမ့်နိုင်ပြီးပြီလားဗျဒူညီဝစ်စုံဝစ်စင်ထားတဲ့ခက်ချောကောင်လေးတယောက်ကဖလားတယောက်တစ်ခုစီကိုင်းပြီးသူမရဲ့ရှေ့ကိုရောက်လာတော့မနိုင်ရသေးဘူးမောင်လေးတို့တော်သေးရဲ့အမတို့ကြော်သွားမလို့လုံနေတာရှော့နိုင်မော်ကပြောရင်သူမဘို့တစ်ခုသူ့ဘို့တစ်ခုယူထားလိုက်တယ်တခုတော့သူမကိုပေးပြီးငါတို့တန်းဖွင့်ကြည့်ရမှာလား
မဟုတ်ဘူးအမပွဲစီစဉ်တဲ့သူကဖွင့်ခိုင်းမှာအကုန်ပြိုင်တူဖွင့်ရမှာခဏနေအကြောင်းကြားလိုက်မယ်အော်အဲ့ဒီကောင်လေးနှစ်ယောက်ပြန်သွားရတယ်မော်ကစကားဆိုပါတယ်ဟေးငါပေါက်ရင်အကောင်သားနော်ຫນွယ်ပန်းအေးပါရှင်ရဲ့မဲပေါက်ဖွာမိန်းကလေးတိုင်းအိမ်မက်လို့ဖြစ်နေပြီဟမ်ငါကတော့ကန်တရားပဲတွေးလိုက်တော့မယ်သူကပြောပြီးတော့မကြခင်ပွဲစီစဉ်တဲ့သူကမွေးနေ့ပွဲတက်ရောက်ပြီးရဲ့အနေနဲ့မွေးနေ့ရှင်မောင်သွေးမင်းမရဲ့ဖခင်ဦးသူခါကဝမ်းမြောက်ကြောင်းအမှားစကားဆိုပေးဖို့ဖိတ်ခေါ်ပါတယ်ဆိုပြီးဖိတ်ခေါ်တော့ຫນွယ်ပန်းအစီအစဉ်တစ်ခုပြီးတစ်ခုဆက်နေအောင်စိတ်မရှိပဲခုချိန်ထိရွှေမင်းသားလေးပေါ်မလာတော့စိတ်ထဲမသားမရရပါအချိန်ခဏကြာတော့မဲလိပ်ဖွင့်ရမယ့်အချိန်မိန်းကလေးများအားလုံးမဲလိပ်ဖွင့်ကြည့်လို့ရပါပြီရဲ့ခင်ဗျာအပြိုင်ဆိုင်ဖွင့်ကြည့်ကြတဲ့မိန်းကလေးတွေကိုຫນွယ်ပန်းကြည့်တော့ဘယ်သူကများပေါက်သွားလဲမသိသူဟာသိကျင်စိတ်စောရဲဟေးပေါက်လားမပေါက်နေရောငါလည်းမပေါက်စူးစူးညံ့ညံ့တန်နေနဲ့မဲပေါက်သူရှာလို့မတွေ့ပဲဟဲ့ຫນွယ်ပန်းဘာတွေလိုက်ကြည့်နေရလဲနေဖွင့်မိပြီလားငါကြည့်ပြီးမယ်ငါမပေါက်ဘူးဟာဟမ်ຫນွယ်ပန်းကမှသူမဟာကြည့်ဖို့အမတ်ရပြီသူမဖြည်းဖြည်းချင်းဖွင့်ရင်ရှင်တွေကတတိန်တိန်ခုန်လို့နေပါတယ်ဟဲမော်ငါပေါက်တယ်ဟာဟုတ်လားတကယ်လားပြငေါ့မော်ကသူမမဲလေးကိုယူပြီးကြည့်တော့ຫນွယ်ပန်းရှင်တကယ်ကြီးပေါက်တာပဲအမေရှင်ကကျမညာနေထင်လို့လားအဲ့ဒီချိန်တော့အစီအစဉ်ကြီးညာသူကမဲပေါက်သူကိုဖိတ်ခေါ်တယ်သူကလည်းမော်ရဲ့တိုက်တွန်းချက်အရာကိုမင်းသားလေးကိုတွေးတင်တဲ့အတွက်ကြောင့်ဖိတ်ခေါ်တဲ့နေရာကိုသွားရက်တော့ဟဲမင်းမိတ်လာပြီချောလိုက်တာဟဲသူ့ဘေးကကောင်းမလေးကအန်ဒီမို့လားအရန်လာရနော်တယောက်တစ်မျိုးအတန်ထွက်နေတဲ့နေရာကိုသူကလှမ်းကြည့်တော့သူကမင်းသားလေးဘေးကအန်ဒီယာကပ်ပါလို့လိုက်မင်းမေကအပြာနွေအောင်တီရှပ်လက်ရှင်နဲ့အနှဲ့အောင်ပစိုးကြာနာနာတေသက်စွာဝတ်ထားပါတယ်အမြဲတမ်းတီနေရဲ့မျက်နှာနဲ့လိုက်ပက်ညီပါတယ်အန်ဒီယာအနှဲ့အောင်ပိတ်စားပေါ်မှာအနီအောင်အဆက်ပြောက်ပါတဲ့ကြိုးတဲချောင်းကောင်းဝင်ရှိနဲ့ဖြူဖွေးရဲ့ပေါင်တန်ရှိရှိကိုမြင်တောင်ပြထားတဲ့ကဲ့သို့ပေါင်လေလောက်ကနေအောက်ခွဲထားတဲ့ခေါင်ဝေကိုဝစ်စင်ပြီးတော့အနီအောင်တောင်းမြစ်ဖက်နဲ့စီပြီးလှပနေရဲ့မင်းမိတ်စိတ်ရှုပ်ပါတယ်ဒီချိန်မျိုးဆိုပြီးတော့ဖယ်နေရာရောက်မှမသိရောက်နေတဲ့ဇော်မင်းကိုချိန်ဆဲတော့စိတ်မပါတဲ့ပါတီပွဲကိုဖေဖေအမေကြောင့်တက်ရကြောင်းမျက်နာဘသူမှအဖက်မလုပ်တဲ့မျက်နာရဲ့အရေးတဲ့အန်ဒီယာတမောက်သူထွက်လာရတာသူ့အနာနေမခွာပဲဖေဖေရဲ့ဘာမှမသိတဲ့အစီအစဉ်နဲ့သူ့ကိုခေါ်ဆောင်ရနေအောင်ကြည့်လိုက်တော့ဟမ်သူမပဲကြည်ပြာရောင်စားကနုပ်ပါတဲ့အင်ကြီးအတုံလေးနဲ့အပြာနွေအောင်ထမင်းကိုတွဲဖက်ဝစ်စင်ပြီးတော့အပြာနွေအောင်ကျိုးတိုင်းဖက်နဲ့ကိုစီးထားပါတယ်မြန်မာဆန်ဆန်စတုံးလေးနဲ့ရင်တိုးလေးထိုးပြီးတော့လှကျင်နိုင်လှကျက်တည်ရှိလာတဲ့ຫນွယ်ပန်းရိပ်ဆွဲကောင်မလေးကိုဒီတက်တက်မေ့နိုင်မယ်မထင်ပါဘူးသူမထံအောင်ရှောက်ရည်သွားစင်တော့အန်ဒီယာလူအများကြားရောကြံခဲ့မင်းအရန်လှနေသူမချစ်ဆက်ဝဲပြန်ပြုံးမြိုင်နဲ့ရင်ခုန်တောင်ထိန်းထားဒီလူကြီးကြရင်ငါရင်ခုန်တန်ကြီးကြားတော့မှာပဲဟိုကျေးဇူးတင်ပါတယ်မင်းမိတ်တီနေရဲ့မျက်နှာပြုံးရောင်တန်ပြီးတော့ဒီကလေးမတော့သူ့ကိုရင်ခုန်အရန်လှုပ်တယ်ပချိုက်လေးနဲ့အပြုံးချူချူလေးနဲ့သူ့ကိုကြည်စဲသလိုမိတ်ခံစားရကဲတချင်းစဖွင့်လို့ရပါပြီခင်ဗျာအစီအစဉ်ချင်းညာသူကစကားဆိုလိုက်တာနဲ့တပြိုင်နဲ့ဒီလုံးတန်ကိုကြားတော့မင်းရသူမရဲ့မျက်လုံးလေးကိုကြည့်ပြီးခါကိုပွေးဖက်တယ်ဟမ်မျက်တောင်လေးကိုပုတ်ခတ်ပြီးတော့သူမစီကအတန်တိုးတိုးလေးထွက်လာပါတယ်ရင်ခုန်တန်များစွာစီးကျက်နေပြီးတချင်းတန်နဲ့တူကခုန်နေတယ်အန်ဒီຫນွယ်ပန်းတို့ကနေအောင်ကြည့်ပြီးဒေါသထွက်ပါတယ်ကြည့်အောင်ကောင်မငါမိတ်လေးကိုမြှူဆွဲနေဘေးနာသူ့ရဲ့တငယ်ချင်းမိမိကိုပြောတော့မိမိကလည်းမြောက်ထိုးပင်ကောင်နဲ့ဟုတ်ပါအေးတကယ်ဆိုຫນွယ်ပန်းအိမ်နေရာမှာနင်ဖြစ်ရမှာနော်အန်ဒီငါလည်းအဲ့ဒါကိုဒေါသထွက်နေတာနင်ကြည့်နေသူအဆက်ကွယ်ငါလှုပ်ပြမယ်နင်ဘလို့လုပ်မှာလဲစောက်ကြည့်စမ်းပါမိမိရဲ့ဒီလုံးကရက်သွားကြောင်ຫນွယ်ပန်းအမောပြေဖို့မောစီကိုပြန်သွားတော့မော်ကတင်တဲ့တငယ်ချင်းတောင်းနဲ့စကားကောင်းနေမော်ကစကားပြောရင်သူမဘက်ကိုလှည့်ကြည့်လိုက်တယ်ຫນွယ်ပန်းပြန်လာပြီလားဘလို့လဲတော်တော်အရသာမှရှိရလားကောင်မအရသာရှိလားမရှိလားတော့မသိဘူးငါရှင်တွေခုံလို့ကိုရင်ခုံတဲ့နောက်ကိုပြန်ကြားနေရရဲ့အမေစာဖွဲ့လိုက်လားငါတက်စင်ခဏသွားမို့နေလိုက်မှာလားငါခဏနေလိုက်ခဲ့မယ်ဒီမှာစကားမပြတ်သေးလို့အေးပါအေးပြောပြီးရင်လိုက်ခဲ့သူကပြောပြီးတက်စင်ကန်ရှေ့အောင်ထွက်သွားတယ်တက်စင်ကန်အိမ်ရဲ့အတွင်းထဲမှာပါသူမတော့တက်စင်ကန်ထဲကထွက်လာတဲ့အန်ဒီနဲ့တွေ့ရတယ်တော်တော်မှပြောခဲ့လားຫນွယ်ပန်းရေငါပြောမပြောနင့်ဘူးပါလို့လားအန်ဒီနင်ပြီးထွက်သွားတော့နင်ထွက်သွားခိုင်းတိုင်းငါသွားရမှာလားဟမ်အန်ဒီတစုံတစ်ခုကိုတွေးမိသွားရင်နဲ့အော်မေးလို့ငါသွားမှာပါဒါမဲ့ဒီတိုင်းတော့သွားမှာမဟုတ်ဘူးဟော်ရလို့လှုပ်ပြီးမှသွားမှာအန်ဒီနင်ရောက်မှလိုက်လား
သူမရဲ့အင်ကြီးနောက်ကျောအစားပြေလေးကိုဆွဲပြဲပြီးထွက်သွားတယ်သူကဘာလုပ်ရမှာလဲထိုင်ရွေးနေရမှာလားပါတီပွဲတွေကိုဒီတိုင်းဝင်သွားလို့လည်းမဖြစ်ပါဘူးငါကံအောင်အဲ့လောက်တော့စိုးနေပါတော့လားဟာနေလေမူလှုပ်ထားအောင်မော်ငါလေကြဒီတက်ဆိုအောင်လှုပ်ပြစ်ပဲသူကစိတ်ငြိမ်ငြိမ်နဲ့တက်စင်ကန်နာထိုင်ပြီးဟေးဆွေရှင်ຫນွယ်ပန်းကိုခေါ်ရလားဟုတ်တယ်မင်းကိုခေါ်တာအဲ့မှာဘာထိုင်လို့နေမင်းမေရဲ့အမေကိုသူမဘာပြန်ပြောရမှမသိပဲရှဲရှဲနဲ့ခေါင်းငုတ်လိုက်စင်တော့မင်းမေကသူ့ဖြစ်ကိုမြင်သွားတယ်မင်းမေကသူမနာလာပြီးတော့သူ့အပေါ်တဲ့အင်ဂျီကိုချုပ်ပြီးဝှစ်ပြီးရဲ့လာသွားရအောင်ဆွေဘလို့ဖြစ်တာလဲဟိုဘာမှမဖြစ်ပါဘူးကိုသွင်းမင်းမိတ်လိုပဲရင်းနှီးခေါ်ပါဆွေဟုတ်မိတ်ပြောပါအောင်ဘလို့ဖြစ်ရຫນွယ်ပန်းမပြောချင်ပါဘူးမိတ်ရဲ့အမဆွေမပြောချင်ကိုမမေးတော့ဘူးနော်လာသွားမယ်မေခေါ်စားရနာကိုသူကလိုက်သွားတော့သူမတို့နှစ်ယောက်ကိုကြည့်ပြီးတော့လူများစွာထင်ချင်းအမျိုးမျိုးပေးရဲ့ဟိုးဟဲနဲ့ဘာဖြစ်လာလဲတီးရဟာမောလိုက်တာကိုကြီးကိုလိုက်ရှာနေရကြပြီခုမှတွေ့တော့တယ်သူကအရင်ဒီပုံနဲ့မိတ်လက်မောင်တစ်ဖက်ကိုဆွဲလိုက်တာမို့သူကအလိုလိုမျက်ရည်ဝဲသွားမင်းမယားအန်တန်နဲ့သူမလာတွေ့လက်ကိုလှုပ်ပြီးတီးရမိတ်ဆက်ပေးအောင်မယ်သူ့နာမည်ကຫນွယ်ပန်းရိတ်တဲ့ဆွေဒါဇော်မင်းရဲ့ညီမဝင်ကွယ်တီတာလိုင်းနဲ့မမຫນွယ်ပန်းအရင်လာပဲနော်မင်းကလေးချင်းမို့လားမသိတီတာရဲ့မဲရွယ်မျက်နှာအပြုံးတူးနဲ့ဖုံးကွယ်ပြီးပြောလိုက်တယ်လို့ထင်မိရဲ့ညီမလေးလည်းလှပါရဲ့ကွယ်တီတာသူမရဲ့အပြောမသိကြအောင်ဆောင်ပြီးကိုလေးစီမဲ့သွားအောင်လားသွားမှာခုဇော်မင်းပဲမှာလေဟိုးတောက်မှာကိုကြီးတီတာလိုက်ပို့ပေးမယ်လားသွားရအောင်တီတာကနေရာပြရင်နဲ့မေကိုခေါ်တော့မေယာသူမကိုကြည့်နေအောင်မို့သွားကျင်သွားလေမိတ်ຫນွယ်ပန်းဘာမှမဖြစ်ပါဘူးမော့စီပြန်တော့မှာမရပါဘူးအော်တီယာသွားနဲ့ကိုနောက်မှလာခဲ့မယ်ဆွေလာမင်းကိုအရင်လိုက်ပို့မယ်တီတာခြေဆောင်ပြီးထွက်သွားပါတယ်သူကကြိတ်ဝမ်းတိုင်နဲ့မော့စီပြန်သွားတယ်မိတ်ကိုလိုက်တဲ့ကောင်မလေးတွေကလည်းမနှဲပါလားနော်သူမအရေးနဲ့ရှုံနေစင်တော့မော့အတန်ကိုကြားလိုက်ရပါတယ်ဟဲ့ຫນွယ်ပန်းရှင်ဘာငေးနေငါခေါ်နေရကြပြီကျမတငယ်ချင်းကိုလိုက်ပို့လို့ကျေးဇူးတင်ပါတယ်နော်မော်ကသူမကိုပြောရင်းနဲ့မိတ်ကိုထက်ခါပြောတော့ရပါတယ်မော်ဒါဆိုကျွန်တော်ကိုခွင့်ပြုပါအောင်နော်ဆွေသွားဟုတ်မယ်နော်ဟုတ်သူကမရေတရလေးခေါင်းငုတ်ခါပြောတော့အမေကောင်မရှက်နေရကြီးငါမပြောလိုက်ချင်သူ့အင်ဂျီကိုဘာဖြစ်လို့ဝစ်လာရဒီလိုဟေးဒီလိုသူကအဖြစ်ပြက်တွေကိုပြန်ရှင်းပြလိုက်တယ်ဟာငါမရှိရနားရဲကွာအမလာခဲ့မယ်ဆိုရင်မလာတဲ့သူကမြန်ဟုတ်တယ်ငါလာမလို့ပဲစကားဖြတ်မရသေးရနဲ့အားနာလို့ပြန်ပြောနေတာစကားပြတ်ပြီးလာမယ်လို့တော့နင်တို့ရောက်လာတာပဲပြန်ရအောင်ຫນွယ်ပန်းနင်မင်းမိတ်ကိုနှုတ်ဆက်အောင်မလားຫນွယ်ပန်းမင်းမိတ်ရှာအောင်ကြည့်ရင်နဲ့သူ့အနာမိန်ကလေးတွေဝိုင်းနေအောင်မြင်လိုက်တယ်သူကတော့ဂိမ်းမဆိုင်ပဲຫນွယ်ပန်းကိုကြည့်နေရကြောက်သူကရှက်ပြီးမော်ငါနှုတ်မဆက်ချင်တော့ပြန်ရအောင်မော်ကသူ့ရဲ့ကဲကိုသိရနဲ့အေးပါမေအိယာနိုးလာနဲ့အရင်ဆုံးဆွေရဲ့ပချိုက်ပါတဲ့အပြုံးကိုတတိယရင်ပြုံးလိုက်တယ်တိတ်ချစ်စရာကောင်းတဲ့မိန်ကလေးတယောက်တွေ့တဲနဲ့မျက်ခုံးဝိုင်းဆက်တဲ့မျက်လုံးဖြောက်စင်းနဲ့နာတယ်မြင်းစီဘူးကဲ့သို့မရေတရေနှက်ခမ်းလေးပချိုက်လေးနှစ်ဖက်နဲ့ပြုံးလိုက်အားလုံးပြီးပြေးစုံသွားတဲ့အဲ့မိန်ကလေးကိုသူဆွဲလန်းမိတာတဘာဝကြပါတယ်မျက်နှာသေးသွားတိုက်ပြီးတော့တခါရဲရေပါချိုးတယ်မနှက်စာစားရင်အောက်ထက်ကိုဆင်းပြီးတော့ပြင်ဆင်ထားတဲ့စပွဲကိုထိုင်တော့ဒေါ်ကေစင်ကသူ့အနာလာထိုင်ပြီးမိတ်ဒါကမင်းမွေးနေ့အတွက်မမရဲ့လက်ဆောင်ပါသူကထိုးပေးထားတဲ့လက်ဆောင်ပူကြီးရင်မိတ်မျက်မှောင်ကျုပ်တယ်မလိုပါဘူးဒေါ်ကေစင်ကျွန်တော်ခမားစီကဘာတစ်ခုမှမလိုချင်ခမားပြန်ယူထားပါဒါသူကဆက်မပြောခင်မိတ်ထသွားလိုက်တယ်ကေစင်မျက်နှာလည်းမကောင်းပါလားဘာဖြစ်လို့လဲဘာမှဖြစ်ပါဘူးဦးရဲ့ကေစင်နည်းနည်းခေါင်းမူးနေလို့ခေါင်းမူးနေရလားလာစေးကန်းသွားရဟုတ်နေပါဦးရဲ့ကေစင်အဆင်ပြေပါတယ်စေးတောင်းလိုက်ရင်ပျောက်သွားမှာပါအဲ့ဆိုအခန်းထဲဝင်ရအောင်လာဦးတွဲပေးမယ်တော်ရွှေမိကျွန်တော်တို့အခန်းထဲကိုတံမြားရီတစ်ခွက်ပို့ပေးပါဟုတ်ကဲ့တတိအခန်းထဲကိုတွဲပို့ပြီးသွားတော့ကေစင်တောက်လက်ဆောင်ပေးပြီးပြီလားပေးပြီးပါပြီဦးရဲ့ကေစင်တားကြိုက်မယ်ထင်တယ်နောက်ဆုံးမော်နိုင်လေးဝယ်ထားတာမရှိဘူးတဲ့ဟာဒီကောင်တော့ကွာစေတနာမှမသိဘူးကျဲလောင်နဲ့တောက်ခောက်တောင်ကေစင်လက်ပြီးဘာမှဖြစ်ပါဦးရဲ့နောက်တော့ဒါနားလည်မှာပါအဲ့မှာကေစင်သဘောဒါနဲ့ကေးစင်မှာ30ရှိသေးလားမရှိတော့ရဲ့ဦးပန်းကောက်ယူထားလေဒါအတွက်330တန်နားရီတစ်လုံးဝယ်ပြီးကေးစင်အဝယ်စားရဝယ်လိုက်တာလက်ထဲမှာ2သိန်းလောက်ပဲကျန်တော့တယ်
ဒါဆိုကိုပန်ကောင်ယူထားစိတ်တလောက်သုံးတော့ကေစင်အဲ့အားကြောင့်ချစ်နေရတာဦးရဲ့ကေစင်ဦးဒုက္ခရဲ့ရင်ခွင်နဲ့ဝင်လိုက်ပြီးပြောတယ်မင်းမေရဲ့တောက်ခောက်တောင်စော်မရလန့်ပြီဟောဘာဖြစ်လာလဲမိတ်လန့်လိုက်တာကွာဒီလိုပါပဲကွာစိတ်ထဲမကြည့်ဘူးဒါဆိုဝါရီသွားဆွဲအောင်ကွာမင်းကတော့အစားချန်ပီယံပဲဟဲ့လာပါကွာသွားရအောင်နော်အေးပါကွာဟဲ့ဟိုအချောင်းလေးပေးငါ့အဲ့ငါစားမို့ဟွန်းတော့ရော့နေပဲစားလိုက်တော့ຫນွေပန်းထဲမှာဝတ်သားတို့စားရင်နဲ့ဝက်အသေးကိုလူနေကြတယ်ဒုထိုးတဲ့ဟာသူမတို့နှစ်ယောက်ကြည့်ရင်ပြုံးတယ်စားလို့ကောင်းတယ်ဦးလေးရဲ့ဟင်းကနောက်တစ်ခွက်ပေးပါအောင်ຫນွေပန်းထက်တောင်းရင်လည်းပြုံးတော့ရော့တူမကြီးတို့ကြိုက်တဲ့လောက်တောက်ကြဟုတ်လားဟုတ်ဦးလေးຫນွေပန်းရိတ်စွာမင်းလားခေါ်တဲ့ကြောက်သူမတို့နှစ်ယောက်စားရင်တောက်ရင်မောကြည့်တော့ဟုတ်ပါတယ်ကျမຫນွေပန်းရိတ်ပါຫນွေပန်းအဝိစာမလုံးတလုံးဝစ်ပြီးမျက်မှန်တက်ထားတဲ့နှက်ခဲနီရဲရဲကိုစိုးထားတဲ့မိန်းကလေးကိုပြောလိုက်တယ်။ຫນွေပန်းရိတ်စွာတေးကြရင်မင်းမိတ်နဲ့ဝေးနေပါတို့ဒါပဲပြောချင်တယ်။ရှင်နေပါကျမတငယ်ချင်းကိုပြောအောင်ရှင်ကဘာမို့လို့ဘလိုင်းလာမစော်ကားပါနဲ့။ຫນွေပန်းကိုအထိမခံနိုင်တဲ့မော်ကပြောတော့မော်ပြောတာကိုကြိုးမဆိုင်ပဲထုံမိန်းမຫນွေပန်းကိုကြည့်ပြီးဟေးຫນွေပန်းတို့ပြောကြားလားတို့ตาလေးရွာမရင်းနဲ့ရံမဖြစ်ချင်လူဆိုရင်လူစကားနားလည်မှာပါကဲတို့ပြန်ခွင့်ပြုပါဘာမောအတန်အတော်ကျဲသွားရလားမသိထိုးတဲ့ဦးလေးရလှန့်ပြီးအယောင်ရအမားမနဲ့ပကံတွေကန်ရမလို့ဆက်ပဲလိရမလို့ဖြစ်သွားတယ်မင်းသမီးတိုင်လျှောက်သွားတယ်အဲ့ဒီမိန်းမကိုကြည့်ပြီးမောကသူမကိုပြောတယ်ရှင့်ကိုပြောသွားရှင်ကညှင်းခမ်းနေရလားຫນွေပန်းဟမ်ကျမဖြင့်ရှင့်အစာရှင်နာလိုက်တာဒေါသရတလိုက်လေးထွက်တယ်သိလားရှင်ကလေသူပြောသွားတာကြည့်အောင်ကြီးကမ်းမကြီးအော်တန်ကြလို့ဒရက်ဆက်ပြောသွားကျမဘာမှပြန်ပြောချိန်မရလိုက်ရှင်သိတာပဲနေပါမင်းမိတ်နဲ့မပတ်သက်နဲ့လို့ပြောရအောင် तू ကမင်းမိတ်နဲ့ပါဆိုင်လို့နောက်ပြီးရှင်ရအောင်မင်းမိတ်နဲ့ဘာပတ်သက်လို့ဘလိုင်းပြောသွားအေးနော်မဟုတ်ရင်ကမိတ်ကြီးစားကြလို့ကောင်းမနော်ရှင်တော်ဖြစ်ဒီလောက်ပြောသွားအောင်မပြောလိုက်ချင်ချစ်လို့ပါဆိုနေဘသူ့ကိုလဲနောက်ကနေပေါ်လာတဲ့မင်းမိတ်ရဲ့တန်ကြောင့်ຫນွေပန်းတို့နှစ်ယောက်လန့်ပြီးတော့စော်မင်းကလည်းအားကြမခံဟဲ့မော်နေငါ့ကိုကြိုက်နေခုချိန်ဖွင့်ပြောလို့ရရနော်ဟာဒီကောင်စုပ်တော့ငါလှုပ်လိုက်ရမင်းမိတ်တို့ညောင်ထိုင်ကုန်ယူပြီးသူမအနာလာထိုင်ပါတယ်ဦးလေးကျွန်တော်အသေးလိပေးပါဟဲ့အောင်မိတ်မင်းဘယ်တော့အသေးစားလို့လဲကွာရှာရှည်ပါကွာငါစားဖို့မဟုတ်ဆွေကိုငါအသေးပေးမလို့ရှင်အမေမိတ်ကဒီလိုကြလဲလူမှုရေးရှိတာတော့ခါတိုင်းဆိုဒီလိုစကားကြီးပြောဖို့နေနေတာအပြုံးလေးမရဘူးတော့ခက်ခဲအမြဲတမ်းသူ့လောက်စာထိုင်စားနေတဲ့အတိုင်းခက်တီနဲ့ဒါကတော့ကျွန်တော်ကောင်မလေးတယောက်ကြောင့်ပြောင်းလဲသွားတာပါဟဲဘသူကြောင့်လဲမှန်ပြောຫນွေပန်းသူတို့စကားကိုနားထောင်ရင်မျက်နှာလေးနေရပြီးခေါင်းငုတ်ထားတယ်ဒါပေမဲ့လက်ကတုတ်ထိုးကမချပါဘူးအောင်းငုတ်ပြီးပါစက်တဲထိုးထည့်နေဟေးဆွေခေါင်းမော်စားပါဗျသူမပြုံးပြပြီးရှက်ရှက်နဲ့ပြန်မောတော့ဒါနဲ့မိတ်ခုနမိမတယောက်လာကောသွားတယ်ຫນွေပန်းကိုရှင်နေကင်းနေရမယ်တဲ့မနေရင်သူ့အဆိုမဆိုနဲ့တဲ့အဲ့ဒါဘာသဘောလဲမင်းမိတ်ကျမတငယ်ချင်းကိုဘလိုင်းစော်ကားသွားမော်ကမကြေမနဲ့သူ့ကိုပြောတော့သူလဲမော်ကျွန်တော်မသိပါလားဘလို့ပုံစံလဲသူကနည်းနည်းခက်ဝဝအသားတိတ်မဖြူအသက်ကတော့30ကျော်လောက်ရှိမယ်ထင်တယ်အော်သူကဖေဖေမိတ်ဆွေဒေါ်ဒါလီမိုးဆွေရဲ့ဒီနေ့ဖေဖေစီအလုပ်ကိစ္စလာဆွေးနေနဲ့ကျွန်တော်မြင်ပြီးလာကတ်တော့တာပဲကျွန်တော်ပြေသူ့ကိုမြင်ရှောင်နေရအမောအော်ဒါကြောင့်အပေါ်စီကပြောသွားတာဝစ်ထားပေါ်လည်းအလန်းလူနဲ့မလိုက်ဘူးမော်ဟာရှိကမောကပြောတော့အာလုံးဝိုင်းကြီးကြိုက်ဒီလိုနဲ့ပျော်ရွှင်တဲ့စားပွဲတောက်ပွဲလေးဖြစ်သွားပါတယ်။ຫນွေပန်းဝိထုစာဖယ်နာယိုတစ်ချက်ကြည့်ရဒီနေ့ညနေစော်မင်းဖိတ်ထားတဲ့ညနေညစာစားပွဲသွားရမယ်။မော်ကတော့အဝတ်စားရရွယ်သူမအိမ်ခဏပြန်သွားတယ်။မော်လာမအဝတ်စားလဲပြီးပြင်ဆင်တော့မယ်လို့တွေးနေစဉ်အောက်ထက်ကဆွဆွညံ့ညံ့အတန်တစ်ခုသူကအောက်ထက်ဆင်းပြီးတော့အကဲခတ်တယ်။ဒေါ်လုံးချက်ထားတဲ့ပစုံအစိမ်းသုံးနဲ့ငှက်ပြောဘူးဟင်းကကြက်သားကြော်ငပိရည်နဲ့တိုးစရာအစုံတို့ကြည့်ပြီးကြီးများနေတဲ့ချက်စီကိုတွေးလိုက်တယ်။သူ့ရဲ့ဘေးမှာဒေါ်ခက်ခင်နဲ့အန်နီတယောက်တစ်မျိုးစီစုအားကြောင့်ဒေါ်လောကခေါင်းလေးငုပ်ပြီးဘာမှပြန်မပြောပါဘူး။ရှင့်ကိုငခုစီပြန်ရင်ချက်ခိုင်းတာလေ။ပစုံစားပြီးကျမကိုသွေးတိုးဆန်းချင်တာလားဟမ်။ဒေါ်ခက်ခင်ရဲ့စကားတော့ဒေါသထွက်ပြီးဝင်ပြီးပြောတယ်။ဒီမှာအန်ဒီရှင်တို့စားချင်တာချက်ခိုင်းအောင်ရှင်တို့ကဒီအိမ်မှာပါလေ။ကိုယ့်စင်ကိုသိပါ။ဒေါ်လုံးကကျမလူကျမအတော်တယောက်ဆိုလဲမမောင်းအေးနောက်ဒီလိုဆက်ဖြစ်နေအောင်မဲဆိုရင်ကျမရန်ဆင်းသွားကြပါဘာအန်နီနဲ့ဂျယ်စီကဒေါသထွက်ကអော်လိုက်တယ်
သမီးမော်နဲ့လိုက်သွားတာမဟုတ်ဘူးလားကျမသာမော်နဲ့လိုက်သွားခင်ဒီနေ့ဒီလိုဖြစ်နေမယ်ဆိုတာသိမှာမဟုတ်ဘူးတခုတည်းအောင်ပြောလိုက်မယ်နောက်တစ်ခါဒေါ်လုံးကိုစူတာပဲဖြစ်ဖြစ်အော်ရာငေါက်တာအကုန်ပြောမယ်ဒေါ်လုံးတစ်ခုဖြစ်သွားရှင်တို့အထုပ်တွေပြင်တာကြားကြလားဟုတ်သမီးလေးနောက်တစ်ခါမဖြစ်စေရပါဘူးလာပြန်ပြီလားနောက်တစ်ခါနောက်တစ်ခါတွေညားနေလို့ပြောနေတာခြံထဲကအမိုက်တွေရှင်းပြီးသွားလားဟုတ်နေအောင်ဂျယ်စီနဲ့အန်နီကိုကြည့်ပြီးပြောတော့ဒေနိုနှစ်ယောက်ကမျက်လုံးကိုပြူပြီးတော့သူမကိုစကားပြောရင်ပြင်းနေဒေါ်ခက်ခေကလက်ကိုဆွဲစိတ်တာကြောင့်နှစ်ယောက်သားညှိပြီးမရှင်းရသေးဘူးဒီမှာကျမသေးချာပြောမယ်ကျမဒီအိမ်ရဲ့အရှင်သက်ခင်ဘာမဆိုလုံးပိုင်ခွင့်ရှိရဲ့လို့ရှင်တို့စစ်နဲ့လာမရှင်နဲ့ရှင်းလားကျမကိုပြန်អော်ရလာအောင်ရှင်တို့ကဒီအိမ်မှာအိမ်မော်တာပဲရှိရဲဆိုတာမမေ့နဲ့သွားနင်တို့နှစ်ယောက်ကခြံထဲမှာအမိုက်တွေသွားရှင်းအန်ဒီကအိမ်ကိုတန့်ရှင်းလို့ဒေါ်လုံးကထမင်းတွေချက်ပြီးဆိုတော့သမီးအခန်းထဲကိုပန်းသီးအခွန်နှွားပြီးလာပို့ပေးနော်နေမော်ရီတစ်ခွက်ပါယူခဲ့ပေးပါဟုတ်သမီးလေးဒေါ်လုံးပြီးရနဲ့လာပို့ပေးမယ်နော်သွားဖြည့်ရှိပြီးပြန်တက်သွားစင်တော့မော်ဟာရောက်လာပါတယ်ဟဲနွဲပန်ရှင်ဘာမှမပြင်စေရသေးဘူးလားအချိန်တောင်နီးနေပြီရှင်ကိုစောင့်နေရလေကဲပြင်တော့ကျမရှင်ပြင်ပြီးလောက်ပြီးထင်ပြီးတော့အိမ်မှာပြင်ခဲ့ရအဝေစားလဲဖို့ပဲကြံတော့ရှင်စတုံးထုံးပြီးတိတ်လာတာကျမသဘောကျတယ်နော်အသေးနော်လို့နော်ချစ်တုံးလေးနွယ်ပန်အမော့ပူစာလိုက်ရင်ကျွဲလိုက်ပါတယ်ဟုတ်ပါပြီကျမထုံးပေးပါမယ်ဟုတ်ပြီလားရှင်မိတ်ကပ်ပြင်တော့မော်ကသူကအကြိုက်စတုံးလှလှလေးထုံးပေးသူကမိတ်ကပ်ပြင်နေစဉ်ဒေါ်လောကပန်းသီးပက်ကက်နဲ့လိမ္မော်ယူလာချပြီးပြန်ထွက်သွားတယ်ဟေးမော်ကျမဗီဒီယိုတွေကပန်းနွေအောင်ဝမ်းဆက်လေးထုတ်ပေးထားပါနော်ဟုတ်ပါပြီရွှေမင်းသမီးလေးရဲ့ဒါနဲ့အန်နီကိုဖိတ်တယ်မဟုတ်လားသူကဘာမှမလုပ်ရသေးဘူးခြံထဲမှာဟိုရောင်တရောင်နဲ့တွေ့ခဲ့နောက်မှသူ့ဟာသူလာလိုက်မယ်နင်ပြီးသွားရအောင်လေအေးသွားမယ်ဟောလာပါပြီကိုမင်းမေရဲ့တကယ်ပဲတစ်ကလဦးကြာနွယ်ပန်းရိတ်ကိုမျှော်ရဇော်မေကနွယ်ပန်းတို့မြင်တာနဲ့စတော့သူမဇော်ပန်းနာထိုင်ကုန်မှာထိုင်မယ်ကြံလိုက်တယ်ဇော်မေကသူ့ကိုစိတ်သိရဲ့အလားနွယ်ပန်းဟိုကောင်းဘက်မှာခုံရှိတယ်သူ့နာမှာထိုင်ကျွန်တော်နာမော့အတွက်ဒီကောင်စုပ်တော့စပြန်ပြီလားမော်ဟာပြောဆိုနဲ့ဇော်မေနာထိုင်ကုန်ဝင်ထိုင်ပြီးသူမအလိုမိတ်အနာကိုရှောက်သွားတယ်အော်မမနွယ်ပန်းရိတ်တို့ကဖိတ်လို့လာကြလားဟင်တန်းစင်ကန်တွေကပြန်လာပုံထင်ရတဲ့တီတာသူမတို့သဘောမကျသလိုပြောပြီးမေးရဲ့ဘေးပဲလွတ်နေတဲ့ညာဘက်မှာဝင်ထိုင်ပါတယ်ဟဲ့ဘလို့ပြောလိုက်တာလဲတီတာနေပြတောင်းပန်စမ်းဇော်မေကသူတို့ကိုမျက်နှာပူပြီးတီတာကိုစူလိုက်တယ်ဟာကိုလေးကလည်းတီတာဘာလို့တောင်းပန်ရမှာဟုတ်တာပြောတာနွယ်ပန်းကြားရဝင်ပြောပါတယ်ရပါတယ်ဇော်မေမသိနားမလဲတဲ့ကလေးလေးကိုနွယ်ပန်းတို့ခွင့်လွှတ်ပေးပါတယ်စိတ်ထဲမထားပါဘူးကျေးဇူးပါနွယ်ပန်းရဲ့သူ့စာနွယ်ပန်းနဲ့မဟုတ်ကျွန်တော်တောင်းပန်ပါတယ်နော်ဇော်မင်းစကားမဆုံးမီမိတ်ဖုန်းအတန်မြည်လာပါတယ်ဘယ်သူလဲဟဲ့ငါလည်းမသိဘူးလေမသိရင်ကင်လိုက်လေကွာမေယာကောက်ကင်လိုက်တော့ဘာရဲ့မဟုတ်စပီကာဖွင့်လိုက်ပြီးပြောတော့ဟယ်လိုမိတ်လားတစ်ဖက်ကချွဲနဲ့ငိုတန်ကြောင့်မေယာမျက်လုံးပြူးသွားရတယ်ဟုတ်ကျွန်တော်မင်းမိတ်ပါအန်နီပါမိတ်ရဲ့အော်အန်နီပြောပါနွယ်ပန်းရိပ်ပေါ်အန်နီညစာစားပွဲကိုလာမှတိရဲ့သားနဲ့အလုပ်တွေအများကြီးခိုင်းနေပြီးတော့အန်နီဝတ်မဲ့အင်ကြီးကိုလေဆွဲပြဲထားရစရာမရှိဘူးသိလားဒီတစ်ခါပြူသွားရတာကနွယ်ပန်းနဲ့မော်သူမတို့လာတော့အန်နီသူ့ခန်းထဲမှာအဝတ်စားလဲနေအောင်မြင်ခဲ့ရသူ့ဝတ်စားရဲ့ဆွဲပြဲဖို့ဖြစ်နိုင်စရာအကြောင်းမရှိပါဘူးဘာပြောရဲအန်နီနင်ပြောနေရင်ငါတို့မကြောက်ထင်ရလားခွေးတောင်စားမမော်ကစိတ်တူပြီးအော်ဆဲတော့မင်းကစပီကာဖွင့်ထားလားအော်ဟုတ်တယ်အန်နီကျွန်တော်လည်းဖုန်းနံပါတ်တင်မို့အားလုံးကြအောင်ဖွင့်ထားမိရမင်းမိတ်ပြောတော့အားလုံးကစိတ်ဝင်တစားနားထောင်တော့မိတ်အရင်ရက်ဆက်တာပဲနော်အန်နီကအဲ့လိုပြောပြီးဖုန်းချလို့သွားတယ်မင်းကຫນွယ်ပန်းကိုကြည့်ပြီးဆွေကျွန်တော်ဆွေစကားလွယ်ဘသူစကားမှမယုံတော့သိလားအိုးຫນွယ်ပန်းနဲ့ဘာဆိုင်တာမဲ့လို့ရှင်ရဲ့ຫນွယ်ပန်းရှက်နဲ့ပြောလိုက်တာတီလာလိုင်းကမဲ့ပြီးဝင်ပြောရဲ့မမຫນွယ်ပန်းရဲ့ရှက်တာလေရှက်တာပေါ့မရှက်တဲ့နေနေကမရှက်ရအောင်သိလားနင်ကဘာသိလို့လဲကလေးမဟေးဇော်မေနင်းညမနေနိုင်အောင်ထဲအောင်ငါစိတ်နဲ့မဖြစ်ဘူးနော်မော်ကဇော်မင်းကိုကြည့်ရင်ပြောတော့မော်ကလည်းမော်ပါຫນွယ်ပန်းနဲ့ပတ်သက်ဘယ်အရာမှတိမှတ်ခံတဲ့ချစ်တဲ့ငယ်ချင်းလေးပါရပါတယ်မော်ရဲ့ဇော်မေကသူ့ညမကိုကြိတ်ပြီးဆူလိုက်တယ်
အဲ့လိုနဲ့တိတ်ဆိတ်တဲ့ညစာစာပွဲလေးဖြစ်သွားပါတယ်ဒါမိတ်အစိုးရပါလားဘယ်သွားမလို့လဲဟမ်ဒေါ်ကေစရာမနှက်စာပြင်ပေးစကားပြောတော့မနက်ခေသူမစကားတန်ကြရင်မိတ်ဒေါသထွက်ရဒီမိမအလာပါတလာပါလာပြောနေတာမြင်ရတော့စက်တည်မရှိပါဘူးမိကစိတ်ထဲပြောတာကလားဒေါ်ကေစရာစကားမဟပဲသူပန်းသီးတစ်လုံးကိုကိုက်သွားပြီးတော့အိမ်ထဲကထွက်လိုက်တယ်သွားနေကြဇော်မင်းစီကိုသွားရင်တွေးမိပေမဲ့ဒါပေမဲ့သူ့အိမ်မှာသူညမနဲ့မို့အဆင်မပြေပါဘူးအဲအားကြောင့်အပြင်မှာချင်းရဲ့ဖုန်းဆက်တော့ကေစင်ပြီးပြီလားဟမ်ဦးဒုက္ခအမေကိုငိုင်နေတဲ့ကေစင်ကပြီးပြီဦးအစင်သင့်မယ်ဒါနဲ့ကေစင်လိုက်ရအောင်ပါလားကေစင်သဘောလေးဦးကကေစင်စိတ်ကြိုက်ပေးနေရပဲမလိုက်တော့ဦးကေစင်တငယ်ချင်းနဲ့ချိန်ထားသေးလို့ဟုတ်ပါပြီတဲလေးရဲ့ဦးဒုက္ခကေစင်ပခေါင်ဖတ်ပြီးလက်တဲ့ဘက်ကလက်ဆွဲကင်ပြီးတော့ကာနာရောက်တာနဲ့ထုံးစံတိုင်းအနံလေးပေးပြီးကားပေါ်တက်ကမောင်းထွက်သွားတယ်ငါ့အိမ်မှာနေရတာအဆင်ပြေရလားမော့ရွယ်ပန်းစကားကြည့်နေမော့ပြီးမှအာလူးကြော်ပကံနဲ့ငမုတ်ကြော်ပကံချရင်ပြီးတော့ပြီးရင်တော့သူကအနားမှာထိုင်ပြီးတော့အာလူးကြော်ကောက်ရီဝါပါတယ်ပြေးပါတယ်ရွယ်ပန်းဒါနဲ့ဒီနေ့အစီအစဉ်မရှိဘူးလားတင်နှန်းပြီးတော့ဒါပြည့်နေဟာငါတို့စက်တူအယောင်းဆိုင်လေးဖွင့်ကောင်းမလားကောင်းတာပဲဘာဆိုင်ဖွင့်မလဲဟိုလူငယ်တွေအတုံးတက်နေတဲ့ fancy လေးလူငယ်သုံးဆောင်ဆိုင်လေးဖွင့်မလားမော့အေးကောင်းတယ်ညကြဖေဖေကိုပြောလိုက်မယ်မော်ကပြောရေးဆိုရင်လက်ဖေးရီတောက်ကငါမဟုတ်ကြကိုကောက်စားငါလည်းညကြဒယ်ရီကိုလှမ်းပြောရမယ်ဒယ်ရီကငါ့ကိုချစ်တော့ခွင့်ပြုမှာပါဖိုးဖိုးကိုလည်းခွင့်တောင်းသွားအောင်မယ်ဟဲ့ဧည့်သည်လားအောက်မှာဘယ်သူမှမရှိဘူးလားငါလည်းမသိဘူးလေထော်လုံးနဲ့ဦးအောင်ရှိမှာပဲဟိုလူတွေသာဘယ်သွားကြလဲမသိရငါအိမ်မှာနေတော့သူတို့အိမ်ကက်တယ်မရှိဘူးရွယ်ပန်းနဲ့မော်ကအိမ်ပေါ်တက်မှာအေးအေးဆေးစကားကြည့်နေကြပါလာသွားကြည့်ရအောင်ခြံထဲကပန်းတွေခုနေနဲ့အန်ဒီလူခေါ်ပဲမြည်တန်ကြောက်သွားကြည့်ဦးအောင်ကခြံနောက်မှာမြဲနေရကြောက်လူခေါ်ပဲတန်မကြားပါဘူးဟဲမိတ်နဲ့ဇော်မင်းတို့ပါလားအန်ဒီကိုအလဲလာလိုက်ဟိုကျွန်တော်တို့ကနွယ်ပန်းစီကိုလာတာပါဇော်မင်းရဲ့ပြောအန်ဒီကသဘောမကျပဲနဲ့ပြန်ပြောရပြင်းစီဒေါ်လုံးကရောက်ပြီးပြောတယ်နွယ်ပန်းစီလာရင်အထဲဝင်ကြလေသားတို့ဟုတ်တော့ဒီအဖွားရတမျိုးအန်ဒီမိတ်တို့ဝင်သွားကြည့်သူမပါလိုက်ဝင်သွားတော့ဟဲမိတ်တို့အလဲလာကြလားလေကတထစ်ချင်းဆင်းလာတဲ့ဆွေရအိမ်နေမှုထင်တယ်အဖြူကအပေါ်အနီအပြအယောင်အစိမ်းအောင်ဆိုအသီးလေးပါတဲ့လဲပင်ပြက်ပြက်အင်ကြီးကလက်ပြက်ခါးရှည်ဖားဖားလေးကိုဒူးကြပေါင်းပြီးအစိမ်းနုရောင်နဲ့တွဲဖက်ဝစ်ထားကလေးဆန်တဲ့ဆွေရဘလို့နေသူ့မြင်မှာချစ်ဖို့ကောင်းပါတယ်ဟုတ်တယ်နွယ်ပန်းဒီကောင်လေးမတွေ့ရမနေနိုင်ဖြစ်နေလို့ဟာမင်းကွာဆွေရှက်သွားပါအောင်မယ်နွယ်ပန်းရှက်ပြုံးလေးပြုံးပြီးတော့မောလက်ကိုတွဲပြီးဆိုဖာပေါ်ထိုင်ကြအဲနောက်ဒေါ်လုံးအဲ့တဲ့တွေအိမ်နဲ့မဟုတ်လုပ်ခဲ့ပါအောင်နော်ဟုတ်သမီးလေးကဲအိမ်ရောက်လာပြီဆိုတော့စားတော့ပြီးမှပြန်ကြနော်နွယ်ပန်းကဖော်ဖော်ရင်းနဲ့ပြောပါတယ်အစားတောက်တန်ကြနဲ့ဇော်မေးကခေါင်းထောင်လိုက်တကယ်လားနွယ်ပန်းဒါဆိုကျွန်တော်တို့စားပြီးမှပြန်မယ်ဟာမင်းကလည်းငှက်ကြီးကြနေတာမရပါဘူးမစားတော့ဘူးဆွေကျွန်တော်တို့သွားကြရှိသေးလို့ဘယ်မှာသွားကြရှိလို့လဲကွာညာနေဇော်မေးရဲ့ပါစက်ပေါကိုသူ့လက်နဲ့လမ်းပိတ်လည်းမမိပါဘူးမရအောင်နော်မိတ်စားပြီးမှပြန်ရမယ်ဆွေရဲ့တစ်ချက်လုံးအမေကိုသူမလွန်ဆန်နိုင်ပဲအေးခွက်ယူတောက်ပြီးပါစက်ပိတ်နေလိုက်တယ်မော်သူတို့ကိုအဲခံထားလိုက်နော်ကျမပန်ထရီသွားဖြော်လာအောင်မယ်ပြီးတော့စားဖို့တောက်ဖို့စီစဉ်ရအောင်မယ်ဒီနေ့တော့မော်တို့ကတော့ဘိုက်ပြည့်ပြီပေါ့ရှင်တို့သိလားနွယ်ပန်းပန်ထရီဖြော်ရင်တိတ်စားလို့ကောင်းတာမော်ကချီကျွင်းစကားဖောင်ဖွဲ့ပါတယ်နွယ်ပန်းပန်ထရီဖြော်ပြီးဒေါ်လုံးကိုကြည့်ရဲ့ဒေါ်လုံးကအမဲသားနဲ့ပြီးမှွေးနေအောင်အပေါ်ကနနပင်လေးအုပ်ထားတယ်နွယ်ပန်းကအမဲသားမစားမို့ပစွန်တုတ်ကြီးကိုငရုတ်သီးအစိမ်းနဲ့ကြော်ထားပါတယ်အရေတောက်ဆိုင်ဟင်းနုနယ်ရွက်ကိုချင်းရင်ချက်ထားတယ်ကြောက်ပွင့်တုတ်လည်းပြီးပြီးအားလုံးစုံသွားမို့နွယ်ပန်းကိုကြည့်ပြီးဘာထက်ချက်ရအောင်လဲသမီးမနဲ့တုံးကဒေါ်လုံးဈေးချင်းထဲမှာမို့ပွင့်နေမြင်လိုက်သလားလို့အဲ့မို့ကိုရီးယားချက်နေတိုင်းချက်ပြီးနော်မော်ကအဲ့မျိုးဆိုတိတ်ကြိုက်တာဟုတ်ပြီသမီးဒေါ်လုံးထက်ချက်လိုက်မယ်ဒေါ်လုံးဟင်းချက်တော့မှမို့သူမလိုအပ်တာပြင်ဆင်နေမော်ကျွန်တော်တွိုင်းလိုက်ခဏသွားခြင်းလို့မေယာပိုင်လေးကိုပို့ရင်ပြောရဲရတယ်လေမိတ်မီးဖို့ကန်ညာဘက်ကိုချိုးလိုက်ရောက်ပြီအော်ဟုတ်ဒါဆိုကျွန်တော်သွားပြီနော်ငါလည်းခဏနေလာခဲ့မယ်မင်းအရင်ပြီးအောင်လို့ဇော်မင်းရဲ့စကားအလေးထားနဲ့အရှက်တော့ကွဲပါပြီဘာကိစ္စနဲ့များဒီချိန်ကြမှာအိမ်သာတက်ချင်တာမသိဟာဘလို့ဖြစ်ပြီးမင်းကအိမ်သာသွားဟာဟို3ယောက်တောက်မဲ့တဲ့ဝမ်းတို့စီခတ်လိုက်တာပါ
အန်နီမသိတာကຫນွေပန်းတောက်မဲ့ခွက်ကိုမိတ်ယူလိုက်မိချင်းမှာဇော်မင်းနဲ့မော်ကစကားကောင်းနေအောင်ကူတီလက်နဲ့မထိရသေးဇော်မင်းကတော့အေးခွက်ကိုကိုင်ပြီးဘာဖြစ်တာလဲအန်နီအိမ်သားအတွက်ရှေ့နာအကွေ့မှာမျက်စိကိုပို့ရင်ထိုင်တဲ့အန်နီကိုတွေ့တော့ဟမ်မိတ်လားအန်နီမျက်လုံးနဲ့အကောင်ဝင်သွားလို့လူမှုရေးအရာမေးတော်လဲသူဒီမိန်းမနဲ့တိတ်မပတ်သက်ချင်ဆွေအထင်လွဲသွားမှတေလောက်အောင်ကြောက်တယ်အန်နီကငိုမဲမဲလေးပြောကြောက်သူစင်းစရာခက်နေစင်တော့ဟုတ်ကျွန်တော်ကူညီပါမယ်အန်နီကပြောရောက်တမ်းပြီးမျက်လုံးလေးမှိတ်ပြီးမျက်နှာကိုအပေါ်မော့ပေးလိုက်တော့တယ်ဒီမိန်းမအကြံကြီးလိုက်လားမိတ်တွေးပြီးဒီဘက်လာနေစော်မျိုးအတန်မကြားစီလက်ဟန်နေပြတော့အနာရောက်လာစော်မင်းကသဘောမပေါက်သူအောက်ငုပ်ပြီးမေးထိုးပြီးတော့မျက်လုံးတစ်ဖက်မှိတ်ပြအဲ့မှာစော်မင်းသဘောပေါက်ပြီးတော့အန်နီမျက်နှာနာတိုးကပ်ပြီးအန်နီကသူ့အနာတိုးကပ်လာတဲ့စော်မင်းကိုမိတ်အထင်နဲ့ဘာမှမဖြစ်တဲ့မျက်လုံးလေးကိုအသာရဖွင့်ကြည့်တော့ဟမ်ရှင်ဒါကဘာလုပ်တာလဲဟမ်ကျမရှာခုချက်ချင်းထွက်သွားစမ်းဟမ်မင်းမျက်လုံးနဲ့အကောင်ဝင်သွားလို့ဆိုငါစေတနာနဲ့ကြည့်ပေးရလေဟုတ်တယ်မလားမိတ်ဟုတ်သားပဲအန်နီရဲ့သူကစေတနာနဲ့ပါမိတ်အရင်ရက်ဆက်တာပဲရှင်သူကမျက်နှာကိုအုံရင်ထွက်သွားတယ်အဲ့ဒီခါမှာစော်မင်းကဘိုင်းနာလာပြီမသားရဲ့ရှေ့ကနေမြက်ဖဲပါစော်မင်းကအပြေလွှာအိမ်သားတွေဝင်ပြေးပါတယ်ဟုတ်တော့လဲဟုတ်တယ်သူအိမ်နာတက်အောင်လာရင်သူ့ကိုကူညီရမို့သူခမရအောင်ထားရတဲ့ထင်တယ်နောက်တစ်ဖက်ကဘိုက်ပုတ်ပြီးတစ်ဖက်ကတင်မောပိတ်ခါပြေးပါတော့တယ်စော်မင်းနဲ့တွေ့ခဲ့မလားအဲကနေပြန်ဝင်လာတဲ့သူ့ကိုမော်ကလမ်းပြီးတော့သူကမဖြေပဲထိုင်ကုန်မော်ထိုင်ပြီးသတင်းစာယူကြည့်ပြီးတော့မှစာဆောင်ချပြီးတွေ့ခဲ့ရမော်ဒီကောင်အရေးကြီးတုတ်ပြနဲ့ဟုတ်တယ်ဆိုအေးတစ်ခွက်ကောင်အိမ်သားပြေးရောမိတ်လို့ပဲအေးကနာမော်ကတခုခုတွင်းမိသွားဟန်နဲ့အေးဝမ်းတော်စီများခတ်ထားလားမသိဘူးအစအေးဖြော်တော့အန်နီမီးဖို့ကနေဝင်သွားတွေ့လိုက်တယ်မေရအตาရကောင်းညိတ်ပြီးတော့ကျွန်တော်လည်းအဲ့လိုပဲထင်တာပဲသူတို့စကားပြောနေတော့ຫນွေပန်းရောက်ပြီးထမင်းစားရင်ခေါ်တယ်ထမင်းစားလို့ရပြီနော်အစင်းသေးဖြစ်ပြီးသိလားဟဲ့အောင်မိတ်လာသွားစားရအောင်အစားတန်ကြားရနဲ့မနေနိုင်တဲ့စော်မရမိတ်ကိုဆွဲခေါ်ပြီးတော့မရမျက်နှာမဲပြပြီးသူများအိမ်ကိုမင်းကွာအာနာစရာမလိုပါအောင်မိတ်ရဲ့လာထမော်သွားမယ်လားသူတို့ကုံထမင်းစားကန်နဲ့ဝင်သွားတာကိုအပေါက်ဝမှာအန်နီယာချောင်းကြည့်တွေ့ကြသေးရပါနော်ပန်းရိပ်ရဲ့အန်နီယာကြုံသွားရင်သူကအခန်းထဲကိုပြန်ဝင်သွားရှင်ထဲမှာတော့မကြေမနဲ့ဒေါသစိတ်တရားမှုန်ထူတယ်အခန်းထဲကဖက်လုံးနဲ့ခေါင်းကိုစိတ်လိုလက်ရနှံ့ရောင်ပြစ်ပေါက်တယ်စားလို့အရန်ကောင်းတယ်နှွေပန်းလက်ရရှဲ့ပဲဇော်မင်းကိုချီကျူးတောင်မော်ဝင်ပြောပါတယ်ကျမပြောသားပဲနှွေပန်းအချက်ပြုတ်ကောင်းတယ်လို့နောက်လေလမ်းကြော်ရင်ဝင်စားလို့ရလားဇော်မင်းကစရင်နဲ့မိဘခုံလမ်းကဖတ်တော့မေယာသူ့လက်ကိုရှောင်ရင်လက်နှစ်ဖက်ကိုပိုက်ထားကြောက်ဇော်မင်းမဖက်ရဲပဲအမြင်ကက်စွာလှမ်းကြည့်အချိန်ညူတည့်ရဲ့နှွေပန်းကနောက်လဲကြော်ရင်ဝင်လဲပါနော်နှွေပန်းတို့ကဖိတ်ခေါ်ပါတယ်ဖော်ဖော်ရီနဲ့ပြောတဲ့နှွေပန်းကိုမဟုတ်နှုတ်ဆက်ပြီးသူတို့နှစ်ယောက်ပြန်ခဲ့ကြတယ်ထော်လုံးကကျမကြော်ခိုင်းထားတဲ့စက်သားလုံးကြော်ဘယ်နာထားလဲဟိုထော်လုံးဗီဒီယိုတွေထိမ့်သိမ်းထားပါတယ်ကွယ်ဒေါ်ခက်ခင်ရဲ့အမေကိုကြောက်ကြောက်လန့်လန့်နဲ့ဖြေတော့မကြောက်ရလည်းမဖြစ်ပါဘူးမမလေးမရှိသူတို့ကိုတအားနိုင်တယ်ပြန်တိုင်တော့ဒေါ်ခက်ခင်ရဲ့သားချက်စီကလူကိုရန်ရှာမိဆိုရင်ပြန်မတိုင်ရဲပါဘူးသွားပြန်ယူကြည့်ပြီးရင်အေကန်နဲ့လာချပြီးကြားလာဟုတ်ဒေါ်လုံးမှာပြီးရနဲ့အေကန်နဲ့သွားထိုင်ပြီးကိုရီးယားကကြည့်နေပါတယ်အချိန်အတော်ကြာအထိဒေါ်လုံးကရောက်မလာကြောက်ကိုယ်တိုင်သွားလိုက်တယ်မီးိုထဲမှာဟူရှာတီရှာနဲ့လုံနေတဲ့ဒေါ်လုံးကိုတွေ့ရကြောင်းစိတ်တူပြီးခုရီရှာလို့မပြီးသေးရလားဟမ်မနေ့ကတေချာထည့်ထားပါအခုမတွေ့တော့လို့အဲ့ဟာတွေအသုံးမကျတာဟာဘခေါ်ကနေစောင့်တွန်းလိုက်တဲ့အချိန်ကြောင့်ဒေါ်လုံးကစပွဲနဲ့ကောင်းတိုက်ပြီးခေါင်းဟာတွေစီးကြလာတော့အပြေးပြန်လာတဲ့ຫນွေပန်းဒုံးရွယ်အတန်ကြားနဲ့မီးဖို့ကန်နဲ့ပြေးလာဝင်လာလိုက်တယ်လဲကြနေဒေါ်လုံးထိုးပြီးတော့ဒေါ်ခက်ခင်ကိုစိုက်ကြည့်တော့ဘာတွေအသုံးမကျလဲအန်ဒီအဲကန်ထဲမှာအမိုက်တွေလည်းရှုပ်နေရတယ်လူနေတဲ့အိမ်နဲ့မတူရအောင်ခုလည်းဘာအထာတွေပေးအောင်ပါလဲဘာမှမဟုတ်ပါဘူးသမီးလေးရဲ့ပြောတော်လုံးကြောက်စရာမလိုသူဘာတွေခိုင်းနေဒေါ်လုံးကပြောမယ်လို့ဒေါ်ခက်ခင်စိုက်ကြည့်မှုကြောင့်ကိုလေးသာနှုတ်ဆုပ်ပြီးငြိမ်လိုက်တယ်ဒေါ်လုံးမပြောတာမို့သူကဗီဒီယိုတွေကဘာကိုရှာနေကြက်သားလုံးကြော်လားဒါဆိုမနေ့ကမုံနဲ့ကျမစားလိုက်တာရှင်းပြီလားဒေါ်လုံးကိုမထိနဲ့လို့ကျမပြောထားတယ်ဟမ်လူလိုနားမလဲဘူးလားနာနေသေးလားရင်ဒေါ်လုံးလာစေးကန်းသွားရအေးရှင်နဲ့ကျမနောက်မှရှင်းမယ်ရှင်တို့ရေအထုပ်ပြင်ထားကြကြားလားသူကအော်ရဲ့အလင်းမြန်ဒေါ်လုံးကိုခေါ်ပြီးစေးကန်းကိုသွားရပါတယ်
ဆရာဝန်ကတိတ်မထိခိုက်ဘူးပြောတာကြောင့်စိတ်အေးပြီးပြန်လာလိုက်တယ်ပတ်တီအဖွေးသားနဲ့ဒေါ်လုံးအမြင်တော့စိတ်ထဲကမကောင်းပါဘူးမော်ကလည်းဒီနေ့ညနေကျမှအိမ်တွင်းအေးကြီးလို့ဆိုပြီးပြန်သွားတယ်ဘယ်နှစ်ရက်လောက်ကြာမယ်တော့မသိပါဘူးအိမ်ပြန်ရောက်တာနဲ့ဒေါ်လုံးအခန်းထဲလိုက်ပို့ပြီးတော့အိမ်ခန်းထဲထိုင်နေလိုက်တော့သူကစိတ်မောလုံမောဖြစ်ရတယ်ဟိုသားမိတွေမမြင်ရသေးမြင်ရရင်သွေးသက်ကသေသွားနိုင်ပါတယ်တမျိုးပြီးတမျိုးဒုက္ခပေးနေအဲ့ဒီသားမိတို့အိမ်မှာမထားခြင်းပဲဒါပေမဲ့တရားစခန်းဝင်နေဖို့ကသူမတို့အတွက်တောင်းပန်ထားကြောင်းမနေခိုင်းရင်လည်းမဖြစ်ပြန်ပါဘူးသူကဖိုးဖိုးစကားကိုနားထောင်နေမြေးအလိမ်မာသာဖြစ်ချင်တာမန်နေဂျာဖိုးဖိုးအဖြစ်ပြက်တွေသွားပြီးပြောပြရပါမယ်သူနဲ့မော်ကဆိုင်သေးဖွင့်ပွဲအတွက်အလုပ်ရှုပ်နေတာကြောင့်ဒီရက်ပိုင်းအိမ်ကိုလွတ်ထားသလိုဖြစ်နေအဲအားကြောင့်ဒါမျိုးတွေဖြစ်သွားရပါသမီးလေးမျက်နှာငယ်လေးနဲ့တောင်းပန်နဲ့တော်ခက်ခဲခင်သူကဘလို့ရှုံမုံလဲမသိတော့ဘဲနဲ့ဖိုးဖိုးသာပြောမပေးအိမ်ကနေနှင်ထုတ်လိုက်တာကြာပါပြီဘာရီလာပြောအောင်မှာဘာစင်ကျင်တွေပေးနေအောင်မှာကိုတက်ကိုပြန်ကြည့်တေရွာနဲ့နီးနေပြီသိရလားဒါတော့တရားမရပဲနဲ့သူမြောင်နှိမ်ကြည့်သေးရလားအန်ဒီရဲ့စင်စင်ဆာဆာလေးတွေးပါအောင်အန်ဒီတောင်းပန်ပါရဲ့သမီးရဲ့နော်ခွင့်လွတ်ပေးပါကွကျမရှိမှမျက်ရည်တွေလာကြပြမနေနဲ့အန်ဒီကျမမတန်နာတတ်ဘူးတခြားလူဆိုရင်တော့ကျမတနာကျင်တနာမိလိမ့်မယ်ဒါပေမဲ့အန်တီလိုလူမျိုးတော့ကျမဘယ်တော့မှတနာမှာမဟုတ်ဘူးနေငါအမေကိုဘာလို့တွေပြောနေရလဲဟမ်အပြင်အပြန်လာတဲ့အန်တီကိုစိုက်ကြည့်ပြီးငါဘာလို့ပြောနေလဲနေမနေပြန်မေးကြည့်နီရဲဒူးဘော်တီရှီရဲ့ကောင်းဝင်အကျက်ဝစ်ပြီးကောညွန့်နေအောင်ပြင်ထားတဲ့အန်တီကသူမကိုတစ်ချက်ကြည့်ပြီးသူမအောက်နာမှာထိုင်နေဒေါက်ခက်ခက်ခင်ကိုသွားတွဲပြီးတော့ဘလို့ဖြစ်တာလဲမမီဒေါက်ခက်ခက်ခင်ကအတန်တိုးတိုးလေးနဲ့ဖြစ်ကြောင်းကုန်ပြောတော့အယောင်မျိုးစုံပြောင်းလဲနေတဲ့အန်ဒီမျက်နှာကိုကြည့်ပြီးကောင်းကိုက်ချင်နေပြီသူအခုထိမနာရသေးပါဘူးအပြင်အပြန်လာပြီးအိမ်တွင်းပြဿနာစီးကြိုတယ်ဖြေရှင်းရတာလည်းမောပါတယ်လာမမီဒီလိုမိမစီမှာအောက်ကြမခံနဲ့ဘာပြောတယ်ဟမ်နင်းအောင်ဘလို့မိမလဲနင်ဒီလိုမျိုးသူမြောက်ပြောကြည့်ကိုယ့်စင်ကိုသိရတယ်ဟဲ့နားလေလားဘာလဲနင်ကနင့်အိမ်မှာနေရဆိုပြီးနိုင်ကျင်တာလားဟဲ့သမီးနင်မနေချင်းစင်းသွားလေငါ့အိမ်မှာနေငါစကားနားထောင်ရမယ်ခွေးလိုပြက်မကိုက်ရအောင်ဟဲ့နားလေလားဟမ်နင့်အန်နီပြက်မပြောနိုင်တော့ဒေါ်ကဲခဲခေကအန်နီပါကိုရိုက်ကပါဇက်ကိုပေးပြီးသူမရှိယာဆွဲခေါ်သွားတယ်အန်နီတောင်းပန်ပါရဲ့သမီးရဲ့ဒီမိုက်မောက်ခွင့်လို့ပါကွယ်သွားကြကျမရှိယာထွက်သွားကြချစ်လေးနွယ်ဆွဲတီးဆိုင်ကိုသူတွေးကြရတစ်ပတ်လောက်ရှိပါပြီဒါပေမဲ့ဆိုင်ထဲကိုမရောက်ဖြစ်သေးဘူးလူငယ်အသုံးဆောင်နေစုံလင်လာတယ်လို့ပြောရကြောင်းသူအကြိုက်ဆုံးရေမွေးပလင်းကိုဆိုင်ဒီနေ့တော့ဆိုင်ထဲကိုဝင်ဖြစ်တယ်ဆိုင်ရောအသေးဖွင့်တာမကြသေးလို့လည်းပြောတယ်ဘာပဲဖြစ်ဖြစ်ဒီဆိုင်လေးကိုသူသဘောကျပါတယ်ဆိုင်ပုံစံအသစ်ဆန်လေးတီထွင်ထားကြောင်းဆိုင်ပိုင်ရှိရာစိတ်ကူးရဆန်တဲ့လူတယောက်ဖြစ်မှာအသေးအချပါဟာဆိုင်ထဲကိုဝင်လိုက်တာနဲ့မိမိမျက်လုံးပြူးသွားတယ်လက်ပြက်ခါးရှည်အင်ဂျီအဝါရောင်အကျက်လေးကိုအနက်ရောင်ထမိန်စက်ကက်လေးနဲ့တွဲဖက်ဝစ်စင်ထားတဲ့နှွဲပန်းရောဆိုင်ကောင်တာအမတ်မတင်ထွေးလိုက်တယ်မဟုတ်မှလည်းရောဒါသူ့ဆိုင်လားသူ့အတွေ့နဲ့သူမစီကိုလှမ်းသွားတော့သူကသူ့ကိုမြင်သွားတယ်ထင်ပါတယ်ဟဲမိတ်ဒီလိုလားဟုတ်တယ်ဆွေဒါနဲ့ဒီဆိုင်ကဆွေဆိုင်လားဟုတ်တယ်မိရဲ့ဆိုင်ဖွင့်ပွဲတော့ကအလုပ်ရှုပ်နေရတဲ့မိတို့တော့မဖိတ်ခဲ့အောင်မော်နဲ့ဆက်တူဖွင့်ထားလေဒီနေ့ຫນွေပန်းလှဲမှုဆိုင်လာထိုင်တာဟောသူကအန်ဟောဟန်နဲ့ပြောပြီးဆွေကိုကြည့်ရဲ့ဟဲမိတ်ဘာတွေစိုက်ကြည့်နေမိတ်လိုချင်တာပြောလေຫນွေပန်းရှော့ပေးမှာပေါ့ကိုလိုချင်တာတကယ်ပြောရမှာလားသူကမျက်ဝန်းနဲ့ကြီးနဲ့စိုက်ကြည့်ပြီးပြောရင်သူကြောင့်ရှင်ခုံရပစ္စည်းတွေပြောရပါဟောဗျာကိုလည်းပစ္စည်းတွေပဲပြောရပါခမလေးဘာတွေတွေးနေမိတ်နော်မေယာဆိုင်နဲ့သူကစိတ်ဆိုးသွားမျက်နှာကိုပြုံးရေးကြည့်ရဲ့ဆွေကိုတကယ်မနေနိုင်တော့ဆွေကိုဝန်ခံစရာတစ်ခုရှိရဲ့ဟမ်သူဘာပြောရမလဲလို့စောင့်နေရတဲ့ဖြစ်ကအရင်ခုံစရာကောင်းတယ်သူကအကြားကျင်ဆုံးစကားသူတို့ကဝန်ခံလာလိမ့်မယ်လို့သူမထင်ထားဘူးဒီနေ့တော့သူကမထင်ထားတဲ့စကားကိုမိတ်ပြောအကြောင်းရုပ်တဲ့ကြောင်အားရမင်းကိုချစ်တယ်ဆွေရဲ့ဘလောက်တောင်နှဝင်ချိုလိုက်တဲ့အတန်လေးလဲငါကောင်လေးရဲ့ဒါကျမရှိစရာအကြားကျင်ဆုံးကျမတို့အချို့မြေဆုံးစကားတွေပေါ့ရင်ခုန်လိုက်မောစွာနဲ့ကျမသူ့မျက်နှာကြီးရောအချစ်ချင်းတွေရစ်တည်နေမျက်ဝန်းနဲ့သူ့ကိုပြန်လေကကြည့်ရဲ့အဲနောက်သူကဆွေဘာတွေငေးနေကိုပြောရကြလားဟုတ်ကြားပါရဲ့မိတ်ဒါဆိုအဖြစ်ပြီးတော့ကို့ချစ်လာရင်လူလေကို့ပဲချစ်တယ်ပြောကို့ပဲအဖြစ်တောင်းတယ်ຫນွေပန်းအယုံမဟုတ်ဘူးနော်ကိုသိပါတယ်ကွာဆွေကိုစိတ်မချအောင်ကို့ခလေးလေးကအရန်လှနေရောလေကို့ခလေးလေးရဲ့အခေါ်ဝေါ်လေးကနှိမ့်ချိုက်စရာလေးမို့အလိုလိုနေသူကအမတ်ပေးမိ
ရှင်ကကျမကိုအမျိုးမျိုးရင်ခေါင်လုံနေရပဲမိတ်ရဲ့ရှင်ရဲ့အကြည့်ကိုကျမတိတ်ကြောက်တယ်သိလားကျမရင်နေအချစ်တွေကိုရှင်မြင်သွားမှစိုးမိရဲ့ရှင်ရဲ့နွေပန်းကိုစဉ်းစားချိန်ပေးပါအောင်မိတ်ရဲ့โอเคတစ်စက္ကန့်ပေးမယ်ရလားဟာမိတ်နော်အဲ့ဆို1မိနစ်ခုပဲယူသွားလိုက်တော့ဟုတ်ပြီလားနွေပန်းနှကန်းဆူဆူနဲ့ပြောသူကဖော့ဖော့လေးရှိရဲ့တကယ်ခလိတကယ်ပေးမှလားဟင်သူကဟန်ဆောင်နေအောင်သိရလားအနာကက်ကပြောရဲ့ကျမအနာကိုတိတ်မကက်ပါနဲ့ရှိရဲ့ကျမချစ်တွေဖုံးကွယ်မထားနိုင်မယ်ဖြစ်ပါလိမ့်မယ်ပြောပါကလေးရဲ့ကလေးကိုချစ်တယ်မလားအတနာခံတဲ့အကြည့်ရကြရဲသူကပြိုလဲသွားရသူကပြောရင်ကောင်းကြီးပြတော့သူကအားရပါရအောင်ရင်သူ့ရဲ့ရင်ခွင်နဲ့ဆွဲသွင်းတယ်ကိုနော်လူတွေကြည့်နေရဲ့တိတ်မဆိုးနဲ့ဟမ်ဘလို့ကိုကလေးလေးဘလို့ခေါ်လိုက်တယ်ပြန်ခေါ်စမ်းပါကွယ်ကိုကြားချင်လို့ဟာမသိဘူးတွားသူကရှက်ပြုံးပြောရင်သူ့ရင်ခွင်ကိုလန်လူနူးနဲ့တပုံမုံထုတယ်ဘလို့မိမရှင်နဲ့သွေးမေချစ်သူတွေဖြစ်သွားကြပြီဟုတ်လားကရေမော်ထိုင်အန်ဟန်လေးနဲ့ပြောနေရမော့သူကပြုံးဟီပြီးတော့ခေါင်းကြီးပြလိုက်တယ်မော်ကလက်ဖက်ပကံကိုင်ပြီးလက်တစ်ဖက်ကလက်ဖက်စုံကိုင်ပြီးတော့စားမယ်လို့သူကခေါင်းကြီးပြအမြင်ပါစက်တဲရောက်ခံနေမှရက်တန့်သွားရဟဲ့ဘလို့ဖြစ်တာလဲအော်နေအလူခံရမယ်ဆိုတာငါတွေးမိသွားလို့ပါကောင်းမနော်ပါစက်ပုံကြီးနဲ့ဟမ်ငါစတာပါဟာနေကအထိမခံဟိုကမိန်းကလေးဝိုင်းလေနေငါတော့မြင်ရောင်ရင်းနဲ့စက်သိန်းတောင်ထားမော်ကပြောဆိုနဲ့လက်ဖက်ပကံနဲ့ပစွန်ကြောက်ကြီးကျွေးရွေးဆိုင်ပြီးအောင်ဟဲ့ပစွန်ကြောက်ကြီးငါ့ဖို့မကြက်ပဲနေအောင်မယ်နေကအတင်းစားနေရပဲနွေပန်းကလက်ဖက်ပကံလူကရွှေနဲ့မော်နဲ့ပြိုင်စားလိုက်တယ်မော်ကသူကစားတာကိုကြည့်ရင်းနဲ့သဘောကျနေပါတယ်အောက်ထက်ကပကံကွဲတန်ချလိုက်ရနဲ့နွေပန်းတို့နှစ်ယောက်သာအောက်ထက်ကိုဆင်းသွားအောက်ထက်ရောက်တော့ထမင်းစားကဲမှာစိတ်တိုင်းကျတောင်းကျမ်းနေတဲ့ဂျက်စီကိုတွေ့ရကြောင်းနွေပန်းဒေါသထွက်ပြီးအန်နီနဲ့တော့ခက်ခက်ခင်ကဈေးဝယ်သွားရင်သူမတဲ့ခွင့်တောင်းသွားကြအိမ်မှာမရှိပါဘူးငါအိမ်မှာဘာကိစ္စနဲ့လာတောင်းကြရလဲဟမ်ဒေါ်လုံးမေလည်းပြောရမှာမဟုတ်တာကြောင့်ဂျက်စီကိုမေးတော့ဂျက်စီကသူမကိုစိုက်ကြည့်ပြီးသူမဘေးကမော့ကိုမြင်သွားတယ်ပြီးနောက်မော့ကိုခက်စိမ့်စိမ့်ကြည့်ပြီးငါမကြိုက်တဲ့ငချင်းတုတ်ထားလေတင်းကငါငချင်းနဲ့မခံနိုင်ဘူးအဲ့ဒါကြောင့်ရိုက်ခွဲပြစ်လိုက်တယ်နေပါငါဘာကိုကြောက်နေရမှာလဲနှွေပိန်ဟောနေကအနက်မခံနိုင်လို့ရိုက်ခွဲရအောင်နေ့မှာငါပကံပြန်ရော်ပေးတယ်နဲ့ပတ်စံရှိလို့လားဟမ်အလုတ်ကိုလက်ကြောတအောင်မလုပ်နိုင်တဲ့လူကပတ်စံတန်မှုနားလေရလားအဲ့ဒီနှစ်ချင်းတော့ကမော့ကြိုင်ငါချက်ထားပြီးတော့ထမင်းဝိုင်းကနင့်ဖို့ခူးခတ်ထားလဲမဟုတ်ငါတို့စာကိုခူးပေးထားနင်ထောင်မသိပဲနင့်ကနေဝင်ထိုင်ပြီးပြဿနာလာရှာလေကောင်းပြီနင်ခွဲချင်နေမှာတော့ငါမကွဲအောင်ခွဲပေးရမှာပေါ့ပကံတွေတစ်ခုချင်းလိုက်ပြီးခွဲနေတဲ့ຫນွေပန်းပုံစံကတကယ်နဲ့ဖျားမတယောက်လို့ရဲရည်နဲ့စိတ်တဲ့ပြက်သားရဲ့ကြည့်တွေနဲ့မော်ရောင်လက်ဖျားခါရတယ်ဘေးကကြည့်နေတဲ့ဂျက်စီနဲ့ဒေါ်လောကမျက်လုံးတွေပြူပြီးအတန်တွေကြောင့်အပြင်မှာအပင်တွေရှည်လောင်းနေဦးအောင်ကရေပိုင်းနဲ့ရောက်ချပြီးຫນွေပန်းအောင်ဟင်ကနေငေးကြည့်ထိုစီတော့ခက်ခင်တို့သားမင်းနဲ့လည်းအပြင်ဟာပြန်လာပြီးအထုပ်ပိုးတွေနဲ့ຫນွေပန်းတို့ရှေ့အောင်ရောက်ချလာပါတယ်နှစ်ယောက်သားကြောင်ကြည့်နေစဉ်တော့ຫນွေပန်းရဲ့ပကံခွဲခြင်းပညာရဲ့ကပြီးဆုံးသွားကြအောင်မို့လူအလုံးကိုတစ်ချက်ကြည့်လိုက်တယ်ရှင်တို့မှတ်ထားကြစမ်းကျမတို့ဒီပညာလောက်လေးနဲ့လာမဆန်းနဲ့ရှင်တို့နှစ်ဆလို့ရင်ကျမ10ဆပြန်လုပ်နိုင်တယ်ဆိုတာသဘောပေါက်ထားစမ်းပါဒေါ်ခက်ခင်နဲ့အန်နီတို့ကဂျက်စီကိုလမ်းကြည့်ဂျက်စီကလည်းຫນွေပန်းလို့ရဲ့ကြောင့်အနေငယ်လန့်သွားဟန်မှာပြဿနာဆက်မရှာပဲခြာကနေလှည့်ထွက်သွားအန်နီကຫນွေပန်းကိုကြည့်ပြီးလာပါရှင်ရဲ့စိတ်ရှုပ်မခံပါနဲ့အခန်းထဲသွားရအောင်လာဒေါ်ခက်ခင်နဲ့အန်နီကိုစူးစူးရဲကြည့်ပြပြီးတော့မော်ဆွဲခွာနာကိုຫນွေပါသွားခဲ့အေးဆိုင်နဲ့ရောက်တာနဲ့သူ့ရင်နဲ့မွန်းကျက်နေမှုဆွဲထုတ်တယ်ဒီနေ့ຫນွေပန်းနဲ့ချင်းထိုင်နေအောင်သူမရောက်ရအောင်လာခဲ့ရခြင်းမှာသူ့ဖေဦးသူခါရဲ့တယူတန်အမိတ်တွေကြောင့်မိတ်စိတ်ရှုပ်ခဲ့ရပေါင်းများပြီမာယာများတဲ့ဒေါ်ကေစီကဘလို့ချုပ်ကင်လိုက်လဲမသိဒီမိန်းမတခွန်းစုံဖေဘာတခုမှမဟာရင်အလိုလိုက်အကြိုက်ဆောင်ပြီးကို့သွေးသားရင်တော့အော်ငေါ့ရန်လို့ဖို့ဝင်မလေးပါဘူးမင်းရလဲသူ့မိအကျဉ်တိုင်းခေါင်းမနေမြဲမို့ဖေနဲ့မတည့်ရလဲအစမ်းမဟုတ်ဘူးကိုရောက်နေတာကြာပြီလားယင်စပိုရှယ်အင်ဂျီဖြူလေးနဲ့အနဲ့အောင်ဘောင်းမီပွားပွားရှိကိုဝစ်စင်ထားတဲ့သူမကပိုကင်နဲ့အလွန်ကြည့်ပြီးကောင်းတယ်ချစ်သူလေးရဲ့ပြုံးရှင်နဲ့မျက်နှာမြင်ရမှုမင်ရစိတ်ပီစီမွေတိတိတာတာလျှော့နေမကြသေးဘူးခလေးလာကိုဘေးမှာထိုင်ခလေးပါစားမလဲခလေးအာလူးကြော်စားခြင်းနဲ့ပြီးတော့အေးတပူတောက်မယ်โอเคခလေးကိုမှာပေးမယ်နော်မင်ကဝိတ်တာလေးကိုလက်လန်းပြပြီးအာလူးကြော်နဲ့အေးနှစ်ဘူးမှားလိုက်တယ်တိတ်မကြပါဘူးသူတို့မှာထားတဲ့မုတ်တွေနဲ့အေးဘူးကလာချိုက်
မေကအေးဘူးဖောက်ပြီးဖန်ခွက်တဲ့ထဲတော့အဲ့နောက်နယ်ပန်းရှေ့တိုးပြီးတော့ခလေးအမောပြေလေးတောက်နယ်ပန်းအေးခွက်ကိုယူပြီးတငုံတောက်ရင်လည်းအာလူးကြော်တကူကောက်သွားအဲ့နောက်အာလူးကြော်တကူကင်ပြီးမေကိုခွန့်ကြည့်ကိုလဲစနော်ဟုတ်ပါပြီဒါနဲ့ကိုရုပ်ရှင်သွားကြည့်မလားကိုသွားမယ်လေရုပ်ရှင်ုံနဲ့မဝင်ခင်တော့မေကနေကြစည်းတုပ်တွေမယံပေါင်းနေအေးဘူးတွေဝယ်လာတယ်အဲ့နောက်ຫນွေပန်းကိုလက်ကဆွဲပြီးရုံထဲဝင်မယ်အလို့ခေါ်တန်ကြားကြောက်ခြေလန်းနေရက်တန့်သွားရကိုကြီးရုပ်ရှင်လာကြည့်ရလားအော်ဟုတ်တယ်ဇော်မင်းညီမတီတာလာရဲ့အမေကိုမေခက်ပြက်ဖြေပါတယ်တီတာအခုမှရောက်တာကိုကြီးရဲ့အော်မတ်ຫນွေပန်းလဲပါလာပဲလားအခုမှမြင်နေဟမ်ຫນွေပန်းမျက်နှာကိုလဲပြီးမဲလိုက်တယ်လက်ချင်းတွဲပြီးတော့ဘေးချင်းရှင်ရနေအောင်မှသူမအောင်ကိုမှမြင်နေတဲ့လားအော်စရာပါလားတီတာလာရဲ့ကိုကြီးတီတာလဲကိုကြီးနဲ့တူတူကြည့်မယ်နော်အော်မေရပြောရင်းနဲ့ຫນွေပန်းလက်ကိုဆွဲယူပြီးတော့ဒါကျွန်တော်ချစ်သူမပိုင်ကျွန်တော်ဘဲမှမသွားတီတာလိုက်ရှင်လိုက်ခဲ့လေလက်မတော်ကိုပါတော့သူဝယ်လိုက်နော်ကျွန်တော်တို့သွားနစ်မယ်ຫນွေပန်းရဲ့မျက်နှာစူပုတ်လို့နေပါတယ်။နှစ်ယောက်တည်းရုပ်ရှင်ကြည့်ခြင်းပါရဲ့ဆိုမှမေယာထိုစနိုက်ကျော်မောင်အလွယ်တကူခွင့်ပြုလိုက်ခြင်းကြောင့်စိတ်ဆက်တက်တဲ့သူမတွေမခန့်ကြအောင်နှာကျင်ရသို့တော်သူကဘာမှမပြောပဲငြိမ်နေလိုက်တယ်။ခလီနေကြစီစားမလားကိုအခွန်နှွားပေးမယ်နော်ခလီသွားပါခုမှလာချော့နေခလီရလဲကွာကိုကမကောင်းတက်လို့ကွာဘာစိတ်မှမရှိပါဘူး။ဟုတ်တယ်လေကိုကဘာစိတ်မှမရှိဘူး။ तू ကရှိနေဘလို့လုပ်လဲပြောပါအောင်ကိုတီရာလိုင်းနဲ့စကားပြောရမကြည်မနဲ့ဖြစ်နေတဲ့ခလေးလေးကိုသူပြန်ချော့ရမယ်။ကိုလည်းသူ့လက်ကိုကင်လို့ရင်မောကြည့်ရင်ပြီးတော့သူကနေကြစီအခွန်နာပြီးတော့ຫນွေပန်းကိုပေးမယ်လို့စက်ခနဲ့ဆွဲယူခြင်းခံရ။ဟဲ့ကိုကြီးကအလိုက်တီတာပဲ။တီရာဘိုနေကြစီကိုနေနှွားထားတယ်။ကျေးဇူးနော်ကိုကြီး။ຫນွေပန်းဒေါသတွေမျိုးသိရလုံးလို့အာသားတွေတုံလာတယ်။မင်းမရကြောင်ကြည့်နေပါတယ်။သူလည်းဘာလုပ်ရမှန်းမသိတော့အဲ့ဒါတွေမပြီးပဲຫນွေပန်းကင်ထားအေးဘူးကိုကြည့်ပြီးမမຫນွေပန်းအဲ့ဒါကိုကြီးဝယ်ထားအေးမှတ်လားပေးတီတာကိုပေးတီတာတောက်မယ်ပြောရင်းဆိုရင်ဆွဲလူနေရမို့ຫນွေပန်းကမပေးပဲကင်ထားသူကအတင်းဆွဲပြီးတော့လှုပ်ချလိုက်တာမို့ຫນွေပန်းပေါင်ပေါ်အေးဖိတ်ကုန်ပါတယ်တင်ထားသမျှဒေါသရဲ့မျိုးသိပ်ပြီးတော့စကားတွေများစွာကြောင့်ຫນွေပန်းနှာရဲလေးစတော်ဘယ်ရီသေးလေးလိုหนีရဲနေတော့ကျမမကြည့်တော့ရှင်တို့ပါသူကြည့်ချင်မကြည့်ချင်ကျမသွားတော့မယ်ຫນွေပန်းလက်သီးစုပ်ပြီးတော့မေကိုပြန်မကြည့်ပဲရုပ်ရှင်ကိုပြင်ပဲထွက်သွားမေရလဲဝယ်ထားသမျှမုတ်တွေတီးရပေါ်ပြစ်ချပြီခမရစားကျင်တိုင်းစားလို့ရတယ်ကျွန်တော်ခွင့်ပြုပါကိုကြီးဘယ်သွားမလို့လဲမုတ်တွေတတိနဲ့အော်ခေါ်နေတီးရလောင်းခယူမဆိုင်နိုင်တော့အခုချိန်မှာတော့အာနာနေမဖြစ်ပါဘူးစိတ်ကောက်နေသူလိုက်ချော့ရအောင်မယ်ခလေးနေပါဦးကွာခလေးလွတ်ပါကျမလက်ကိုမားနေပြီကြံနေခဲ့လိုက်ကိုသွင်းမိတ်ဟာခလေးဘလို့ကြီးလဲကွာကိုတောင်းပန်ပါရဲ့နော်ကိုမားတာပါခလေးရဲ့နော်ခွင့်လွတ်ပါနော်မေပြန်မပြောတဲ့ချစ်သူလေးကိုကြည့်ရင်ခလေးစကားလေးတော့ပြန်ပြောပါကွာနော်ကိုပေါ်ဒေါသရဖွင့်ချလိုက်ပါခလေးရဲ့နော်မျိုးသိမ့်မထားနဲ့အစတွေကအဲ့ဟာမှမခေါ်ပါနဲ့ဆိုတာကိုခေါ်စင်းနေအောင်ခေါ်ပြီးတော့စိတ်ဆိုးနေအောင်လဲတမ်းမချုံအဲ့ဟာမှဟိုဟာလူစားတရားလူစားနဲ့ကျမပေါ်အေးတွေဖိတ်ကုန်တာဘာလို့မပြောပဲကြည်နေတာတင်းထားသမျှဒေါသရအကုန်စုပ်ပြုံထွက်ကုန်တယ်ကိုသိပါရဲ့ခလေးရဲ့ကိုမှားပါရဲ့နော်ကိုချစ်လားခလေးဖြေပါအောင်ကွာနော်စိတ်ဆိုးနေရနော်ဘာလာမေးနေဖြေပါကလေးရဲ့ကိုကြားကြလို့ပါຫນွေပန်းမဖြေပဲမျက်နှာကိုဘေးဘက်လှည့်ပြီးမာခလေးမချစ်မှန်သိပါတယ်ဟာကိုတော့ချစ်တယ်လို့တကယ်နော်ကလေးအဲ့ဆိုအာပွားပေးအာပွားသူရဲ့ပါနှစ်ဖက်ဖဲညာနန်းလိုက်တဲ့ခလေးရဲ့ခါကိုတိုင်းဖက်တယ်နောက်ခါကိုစိတ်ဆိုရင်အခေါ်တွေမပြောင်းရအောင်နော်ကလေးကိုဝမ်းနေလို့ပါကဲစိတ်ဆိုးပြေအိမ်ပြန်လိုက်ပို့ပေးမယ်နော်တိတ်မပြေသေးဘူးပြေစေချင်မနှက်ဖြန်မလာရှမ်းကိုလာပို့ပြီပစွန်နဲ့နော်ဟုတ်ပါပြီခလေးရဲ့လာအိမ်ပြန်မယ်နော်အိမ်ပြန်ရောက်တာနဲ့အေကန်ထဲမှာဧည့်သည်နဲ့မို့မေအခန်းထဲဝင်ပြင်လိုက်တယ်မေအေကန်ခဏလာခဲ့အောင်ဖေစကားတန်ကြောင့်သူ့အခန်းဝါမှာခြေလမ်းတွေရက်တက်ပြီးအေကန်ထဲဝင်သွားနီရဲအဝတ်ဆိုင်နဲ့လန်ထွက်နေအောင်ပြင်ဆင်ထားတဲ့ဒေါ်ဒါလီဆွေအကြည့်ရထိတ်လန့်စရာဘသူတွေလှပါတယ်ပြောသူ့ရဲ့မျက်လုံးနဲ့စုံမကြီးတာအသက်40ကျော်50နီးပါးဖေတက်တောင်9နှစ်လောက်ကြီးရဲ့ဒေါ်ဒါလီဆွေကပြုံးလိုက်တိုင်းအသက်ရှူရဲ့အထိတ်တလန့်ဖြစ်သွားတဲ့အတိုင်းသူ့အပြုံးကအသက်ဝင်ပါတယ်။ဒါဖေကုမ္ပဏီမှာရှယ်ယာအများဆုံးထည့်ထားတဲ့ဒေါ်ဒါလီဆွေဒါသိပြီးသားဖြစ်မှာပါ။ဟုတ်ကဲ့ဖေကတော့မက်တာလီနဲ့မင်းကိုစိတ်ဆက်ထားစေခြင်းနဲ့ဗျာ
ဘာလဲငါပြောတာမကြောက်လားကြားတယ်ဖေဖေဒါမဲ့ကျွန်တော်သဘောမတူကျွန်တော်မှချစ်သူရှိပြီးသားဖေဖေလည်းကျွန်တော်ပြောတာကြားမှာပါဘာကွာမင်းမိပြောပြီးအခန်းတက်ကဝုန်းကနေပိတ်လိုက်တော့တိတ်ကိုကောင်းပါတယ်ဖေဖေရဲ့ဖေဖေကြာသူ့ထက်အသက်ငယ်တဲ့မိန်းကလေးငယ်ကိုယူပြီးကျွန်တော်ကြာဖေဖေထက်အသက်ကြီးရဲ့အိုကြီးအိုမိုင်းနဲ့ပေးစားဖေဖေမတရားဖေဖေမူပြောရတယ်ဗျာအခန်းထဲစိတ်ရှိလဲရှိပောက်ကွဲပြစ်လိုက်တယ်ဧည့်သည်ပြန်သွားတော့ဦးသူကမင်းမိတ်အခန်းတက်ကလာခောက်တယ်သွေးမင်းမိတ်တကားပွေစမ်းမဖွေဘူးဗျာမင်းမိတ်ငါပြောပြီးပြီနော်မက်တာလီနဲ့စေးဆက်ဝေးကိစ္စမင်းကောင်းနဲ့တွေးထားစမ်းမက်တာလီတို့ကဆွေကြီးမျိုးကြီးတွေကအရင်ချမ်းသာတာကွာဖေဖေကြရင်ဖေဖေယူလိုက်လေကျွန်တော်ဘာလို့ထိုးကြွေးနေဖေဖေလော်ရကတားတယောက်ကိုရောင်းစားနေတယ်တူတူပဲပြီးတော့ကျွန်တော်ခလေးမဟုတ်တော့ဖေဖေစကားလည်းနားထောင်တယ်လည်းနားထောင်ပြီနောက်ထပ်ဘာစကားမှနားမထောင်နိုင်တော့မင်းလာပါဦးရဲ့နောက်တော့ချော့ပြောရပဲလာကေစင်တို့အခန်းထဲသွားရအောင်အနာရောက်လာတဲ့ကေစင်ကဦးသူခလက်မောင်တွဲခွေအဲ့နောက်ဘာမှမပြောပဲအလိုက်သေးစွာကေစင်ဆွဲခေါ်ရနောက်ပါသွားဦးရေချိုးတော့လေနော်ကေစင်တက်မြရီဖြော်ပေးရမလားကေစင်အပြောချူကြောင့်ဦးသူကဒေါသတွေပြေးတဲ့လောက်ပြေးရကေစင်ဦးကိုရေချိုးပေးပါလားဟာဦးကလေခလေးကလားနဲ့ထိုးစင်တော့ကေစင်ဖုန်းကအတန်မြည်လာပါတယ်ခဏတော့ဦးကေစင်ဖုန်းခဏပြောမယ်ရနာထွက်ပြီးဖုန်းစကားပြောနေတဲ့ကေစင်နောက်သူကမသိတောင်လိုက်ပြီးအခန်းကွယ်ကခိုးနားထောင်လိုက်တယ်ပုံမဲ့ဆိုသူကေစင်ကိုပိုင်လွတ်လပ်ခွင့်တွေကိုမချုပ်ချယ်ခဲ့သလိုအခွင့်အရေးလည်းပေးထားတယ်ဒါပေမဲ့ခုနောက်ပိုင်းကေစင်ချိုတွေမသိမြတ်တာပြောင်းပါတယ်ဥပမာဆိုပါစို့သူအလုပ်အားရတဲ့တလေကေစင်ဒီနေ့အပြင်ထွက်ပြီးထမင်းစားရအောင်လို့ပြောရင်ကေစင်မအားဘူးတငယ်ချင်းနဲ့ချိန်ထားလို့ပါနော်လို့ပြန်ပြောရင်သူနဲ့ရှိရဲ့ချိန်တွေမှာလည်းကေစင်ဖုန်းကခဏလာဘသူဆက်တာလဲလို့တီးခေါက်ကြည့်တော့ဘာမှမဟုတ်ပါဘူးရဲ့တငယ်ချင်းမှာဆိုပြီးခဏစကားလမ်းကြောင်းလွဲတတ်တယ်တခုခုတော့သူမသိရရှိရပါမယ်ဟောခုလဲရီမောစကားပြောရင်သူမပြောတာမကြားတစ်ချက်မို့နေရာပြောင်းပြီးနားထောင်လိုက်တော့ဟာမောင်တော့သူသိဆိုခုချိန်လားမောင်အိမ်ကအဖိုးကြီးအိမ်မှာမောင်အစီကိုခိုးလာခဲ့မယ်နော်မောင်ရဲ့အဲ့ဆိုဒါပဲနော်ဖုန်းအကြိုက်ပြောရင်အဖိုးကြီးတစ်မျိုးထင်သွားလိမ့်မယ်ချစ်တယ်နော်မောင်ဖုန်းပိတ်ပြရတဲ့ကေစီအဖိုးကြီးကိုလိုက်ရှာရေမချိုးပဲအဖိုးကြီးဘာအလုပ်ရှုပ်နေမသိကရင်ပေါ်မှာအိတ်ငိုက်တယ်ထလေရေချိုးပါဆိုကေစီစကားနားမထောင်လားပြောအပြောချိုကြီးပြောနေတော့လေကေစီစကားတွေကသူ့နားရဲ့အရင်လိုနှဝင်းမချိုးပဲဖောက်ပြန်တက်တဲ့မိန်းမလို့အော်ပြောချင်ပေမဲ့သူသိခါတရားကြောင့်ခုချိန်ပြောလို့မထွက်ပါဘူးခေါင်းနဲ့ကိုက်နေလို့ကေစီခုနတငယ်ချင်းနေလမ်းခေါ်မလားသွားလေတော့ကြကေစီမမီပဲနေမယ်ဟုတ်ဦးဒါဆိုကေစင်သွားပြီနော်မိမရေဆိုတာဒီလိုမျိုးလားသူကတော့အခြေကြီးတလောက်ကေစင်ကပြန်မချစ်ဘူးအတူရောင်နေနဲ့တာယာနေတဲ့သူ့ဘဝကိုသူအမှတ်ရတယ်ဤပုံမခေါ်ရာကြခဲ့နန်းစားလေးတခုဤပုံကသူ့ကိုတိတ်ချစ်တော့လဲသူကနည်းနည်းလေးမှကြည့်မရအောင်မိဘရဲ့အတင်းပေးစားလို့ယူခဲ့ရတော့လဲသူကလူပြိုတယောက်လိုလွတ်လပ်စွာသွားမြဲနေမြဲလူငယ်ဆိုတော့တောက်ရင်စားရင်မူးပြီးပြန်လာနေကြတညာတော့ဤပုံသူမှားခဲ့သွေးမိတ်ဆွဲသားလေးတယောက်ရခဲ့ဒါပေမဲ့သူ့ရုံမှမို့မတွေးပဲဤပုံမာယာရင်းနဲ့ဖျားယောင်းခဲ့တယ်လို့တွေးပြီးပို့မုန်းခဲ့မိမိ9နှစ်ရွယ်မှာတော့သူကွာရှင်းဖို့ပြောခဲ့ပါတယ်ဒါပေမဲ့ဤပုံကကွာမပေးရကြောင်းရွှဲ့ပြီးမိန်းကလေးတယောက်ပြီးတယောက်အိမ်မော်ခေါ်တင်ခဲ့တော့ဤပုံကသူရွှဲ့ပြီးတပတ်မကြာနှလုံးရောဂါနဲ့ဆုံးပါသွားတယ်ဤပုံမှာနှလုံးရောဂါရှိမဲ့သူဘယ်တုန်းကမှမသိတယ်လို့သိဖို့လည်းမကြိုးစားခဲ့ပါဘူးအော်ဤပုံရဲ့ငါမားခဲ့တာနောင်တရပါပြီအပြေအားပြန်လာချင်းရှုပ်ပွားပွေလင်းတဲ့အခန်းကြီးຫນွယ်ပန်းဒေါသထွက်သွားတယ်သူ့အခန်းတရားဝင်မွေသွားသိကြပါတယ်ဒေါ်လုံးလာပြီးမမလေးမိဖို့ကန်ထဲကထွက်လာပြီးသူမစီအပြေးလာတဲ့ဒေါ်လုံးကိုကြည့်ပြီးကြည့်ပါအောင်ဒေါ်လုံးဒါဘလို့ဖြစ်ရတာမင်းတိုက်စွာငေးကြည့်နေတဲ့ဒေါ်လုံးကသူ့စိတ်ကိုသိရဲ့အလားဟိုမမလေးအခန်းထဲကိုအန်ဒီတန်ရှည်ဝင်လို့မယ်ဆိုလို့ဒေါ်လုံးခွင့်ပြုလိုက်တာဒါဟုသူကຫນွယ်ပန်းပြောထားပြီးသားလေຫນွယ်ပန်းခန့်ကိုဒေါ်လုံးကလည်းဝင်ခွင့်မပြုဘူးလို့ဒေါ်လုံးຫນွယ်ပန်းစကားအလေးမထလားမဟုတ်ရပါဘူးမမလေးရဲ့အန်ဒီအတေးဝင်လုပ်ပေးမယ်ပြောပြီးဒေါ်လုံးစီကအခန်းတော်လူသွားခဲ့ဒေါ်လုံးမပြောရဲ့ဒေါ်လုံးစကားမဆုံးရင်ဘယ်ရောက်လာမှမသိရဲ့အန်ဒီကမဟုတ်ဘူးຫນွယ်ပန်းရိတ်ဒါရီငါမလုပ်ဘူးနင့်အခန်းထဲကိုလည်းငါမဝင်ငါခုမှမမီနဲ့ဈေးရပြန်လာနောက်ပြီးဒေါ်လုံးကနင့်အခန်းထဲကိုငါတို့မဝင်ခိုင်းဒါရီသူလောက်တာနေမှာပေါ့မဟုတ်ဘူးမမလေးဒေါ်လုံးမလုပ်ဘူးကောင်းပြီလေနောက်တော့ငါခံဘသူဝင်ပြီးမှွေသွားရဲဆိုတာသိရမှာပါအမှန်တရားဆိုတာ
ကြာရှည်ဖုံးကွယ်လို့မရနိုင်ပါဘူးဆိုတော့ကຫນွေပန်းခောက်အရင်တန်ရှင်းလုပ်ပြီနော်ကြည့်လို့အန်ဒီကငါနဲ့လိုက်ခဲ့နင့်ကိုဟင်းဘလို့ချက်ကမယ်ဆိုတာငါဘေးကပြောပေးမယ်ဟမ်ငါချက်ရမှာလားမရဘူးမီးဖို့ကြောင့်မဝင်နိုင်ဘူးငါလက်တွေညစ်ပတ်ကုန်ပါပေါ့လက်သက်ရပြင်ထားလည်းမကြသေးဘူးငါလိုက်ဆိုလိုက်ခဲ့စအန်ဒီနင့်အမေရောသွားခေါ်ခဲ့စမမပြောလိုက်တာကြောင့်အန်ဒီဆက်မပြောရဲပဲသူမအမေကိုသွားခေါ်ပါတယ်ဟဲ့နင့်ကိုငရုတ်သီးထောင်းခိုင်းနေလက်သေးလာကြည့်ခိုင်းတာမဟုတ်တခါမှမီးဖို့တယ်မဝင်ဘူးတဲ့သူမတို့သားမိຫນွေပန်းခိုင်းစီကြကြအလုပ်ချင်မလုပ်ချင်လုပ်နေရတယ်ຫນွေပန်းစိတ်ပြက်လို့သွားတယ်ဟင်းရနာလဲနေနေအိုးချလဲနေနေကုလဲကြည့်ငရုတ်သီးထောင်းခိုင်းတော့သူ့လက်တွေကိုထောင်းကကြည့်နေလိုက်လှုပ်လိုက်နဲ့တော်စိတ်ပြက်ဖို့ကောင်းတဲ့ဟာတွေပါအန်ဒီဟေးအိုးဆိုရင်ဟင်းရွက်ခတ်တော့လေပြီးရင်ကြက်သားရည်စီပြီးလှီတာဟုတ်သမီးဟဲ့အန်ဒီနေပြီးအောင်မလားမြန်လှုပ်စမ်းပြီးရင်ကြက်သွန်ပြူနာပြီးကြက်သွန်နေလှီတာလက်ညှိုးထိုးခိုင်းတဲ့သူမသူတို့သားမီကြည့်မရမဲရွယ်ပြီးလုံနေကြရတယ်အဲ့ဒီချိန်ဂျက်စီကသူမမရှိဘူးထင်တယ်ဝင်လာတယ်အတော်ပဲဂျက်စီခြံထဲကပန်းအိုးကြီးနေရာပြောင်းလို့နေလောက်ရမယ်လာလိုက်ခဲ့ဘာငါလားဟုတ်တယ်နေလောက်ရမှာငါအိမ်မှာဘယ်သူမှလက်ကကြွေးမထားနိုင်မမီသူကသူ့အမေဒေါ်ခက်ခင်ကိုခေါ်လိုက်တော့လေဒေါ်ခက်ခင်ကခေါင်းကာပြတယ်အန်ဒီတို့ကျမခိုင်းတာတွေပြီးအောင်လုပ်ထားဟိုမှာရွှေ့ဖို့နေရာပြောပြရတယ်ကျမလာခဲ့မယ်အဲ့လိုပြောပြီးခြံထဲကိုသွားတော့ဘာဖြစ်တာလဲမမီနဲ့ညီမလေးကဘာလို့ဟင်းတွေချက်နေဟိုဖွားရအောင်အင်းဘော်ကိုရဲ့ညီမလေးတို့လက်ညှိုးထိုးပြီးတစ်ခုခိုင်းနေလူကိုမောလို့ညောင်းကြိုက်နေဟုတ်တယ်သားခုချိန်မှာတော့အပေါ်ကနေနေနှစ်အောင်ပေါ့ငါတို့နှိပ်ဆက်တဲ့အတွက်သူပြန်ခံရမယ်သွားတော့သားမလာရင်သိရတဲ့အအော်နေအောင်မယ်ဂျက်စီဘာမှမပြောဘဲနဲ့ထွက်သွားလိုက်ပါတယ်ညနေခင်းတစ်ချိန်လုံးຫນွေပန်းခိုင်းတဲ့လုပ်တွေနဲ့သူမတို့သားမိမနာသည်ຫນွေပန်းကလည်းတခါတည်းမှတ်သွားအောင်လို့ခိုင်းလိုက်ရပြီမယ်စိတ်တော့မကောင်းပါဘူးຫນွေပန်းရေချိုးပြီးတာနဲ့အောက်ထက်ကိုဆင်းလိုက်အဲကမ်းမှာတန်ရှည်လုပ်နေအန်ဒီကိုတွေ့ရနဲ့ပြီးရင်နားလို့ရပြီခဏနေညစာစားလို့ရပြီငါပြောတာကြားလားအန်ဒီဘာမှပြန်မပြောပဲထွက်သွားတော့အချိုကတစ်စက်မှမပြေပါဘူးဖုန်းတန်ကြာကြောင်ຫນွေပန်းကကင်လိုက်တော့ဟယ်လိုຫນွေပန်းရိတ်ဆိုတာလားဟုတ်ကျမຫນွေပန်းရိတ်ပါအေးຫນွေပန်းရိတ်ဆိုရင်ငါပြောတာတေချာနားထောင်စမ်းဒီမှာကောင်မငါညိ့ကိုမိတ်နဲ့မပတ်သက်ပါနဲ့လို့ပထမချိန်သတိပေးခဲ့ပြီနောက်ကသွေးမိတ်နဲ့ပတ်သက်တာမြင်ငါဆိုမဆိုပါနဲ့အမကိုနဲ့မပတ်သက်ခိုင်းအောင်ကိုကရှင့်ယောက်ကြားလားဘာတပတ်ကကျဲလောင်စွာအော်လာရဲ့တဲ့ကြောင့်ຫນွေပန်းလန့်သွားရတယ်နင်ဘလို့လေတဲ့နဲ့ငါလာပြောနေဟမ်ငါဘာတူလဲဆိုတာနင်သိရဲ့လားရှင့်ဟာရှင်ဘာကြီးပဲဖြစ်ဖြစ်ကျမຫນွေပန်းရဲ့ကဂင်းမဆိုင်ပါဘူးလေရှင်ရှင်းပြီလားနှစ်တပတ်ကတောက်ခေါက်ပြီးဖုန်းချသွားနဲ့ຫນွေပန်းစိတ်လျှော့လိုက်ရတနေ့ပြဿနာပေါင်း16တောင်နဲ့စိတ်မောလူမောဟာလာပြန်ပြီဒီဖုန်းဖားလေဘသူနဲ့တွေ့ကျင်လို့လဲဘာကိစ္စလဲဖုန်းကိုကောက်ကင်ပြီးကက်လန်အောင်ပြောတော့ဟောဗျာခလေးဘာရီဒေါသထွက်နေကိုပါမသိဘူးအကုန်လုံးဒေါသထွက်တယ်ခလေးမှတနေ့လုံးစိတ်ရှုပ်စရာကြီးပဲအဲ့ဒါကိုကြောင့်လဲပါတယ်အော်ခလေးရေဒါဖြစ်ကိုတဲ့ညစာသွားစားမယ်လीနော်ခလေးစိတ်တုန်နေကိုရှိနေတော့ခလေးကြိုက်တလောက်အော်နိုင်တာပေါ့ပြီးရောလာခေါ်လိုက်6နာရီအတိနော်10မိနစ်နောက်ကြာနေခလေးမလိုက်တော့ဟုတ်ပါပြီဗျာဒါပဲနော်ခလေးချစ်တယ်ကေစီဦးကိုတခုမေးရအောင်မယ်မေးလေကေစင်ဘာများလဲစရင်စရာတွေနဲ့အလုံးရှုံနေတဲ့ဦးသူခကေစင်ကိုလည်းမကြည့်ပဲဖြစ်ရဲ့ဟေကင်းဟာကေစင်ဈေးဝယ်တာဦးပေးထားတဲ့ဘန်ကတ်ကသုံးမရတော့ဘူးတဲ့ကေစင်မှာအဆက်ကိုကွဲရောဦးရဲ့တငယ်ချင်းတွေကလည်းဝိုင်းလိုက်ကြအော်ဟုတ်တယ်ကေစင်ဦးပြောဖို့မေ့နေအဲ့ကဦးမေ့ပြီးဖြစ်လိုက်တဲ့ပါသွားတာကေစင်30ရှင်ဦးစီကတောင်းလीမတောင်းချင်ပါဘူးအရင်ကဦးကမတောင်းလဲပေးနေကြတယ်ခုမှဦးပြောင်းလဲနေတာမဟုတ်ရပါဘူးကေစီရဲ့ခုတလောကုမ္ပဏီကအဆင်မပြေဘူးအမျက်စွန်းသိမ့်မထွက်ဘူးဖြစ်နေအားကြောင့်စိတ်ညစ်နေရတာအရင်မဆက်ရသေးတဲ့အကျွေးရရှိသေးတယ်ကုမ္ပဏီအဆင်ပြေမှအကျွေးကိုတကက်စီဆက်ရမှာဦးမှာအကျွေးရရှိတာကေစင်လည်းမသိပါလားရှိတယ်ကေစင်3000ပေးရမှာရှင်ဒါနဲ့ကေစင်မှာအရင်မြေကွက်တွေရှိရဆိုဦးကိုယူသုံးခိုင်းတာမလားအဲ့ဒါရရင်နည်းနည်းတော့ကြွေးကြင်မလားလို့ဟာဦးကလည်းကေစစ်မြေကွက်တရားဦးမလို့ထင်ပြီးကေစစ်မိပါတော့ရောင်းပြီးပေးလိုက်ပြီဟောဦးသူကအော်တလုံးသာတက်နိုင်တော့တယ်အဲ့ဟာဆိုလဲဘယ်တက်နိုင်မှာမလဲဒါနဲ့ဦးမှာပတ်စံ10သိန်းလောက်မရှိဘူးလားကေစင်ဘာလုပ်ဖို့လဲမလို့အပ်ပဲတော့မသုံးစေချင်ဘူးအရင်ကဆိုတော့ဦးမပြောပါဘူးကိုတော့အတုံးနဲ့ရှော့နော်ဟာဦးကလည်းမမိုက်ပါဘူးကွာဘ
ပတ်စံလေး10သိန်းကိုကတ်နေရပဲဦးနဲ့မနေနိုင်တော့ကေးစင်ကိုကွာရှင်းပေးပါဘာပြောလိုက်တယ်ကေးစင်ကွာရှင်းပေးရမယ်ဟုတ်လားမင်းစကားဘာစကားလဲငါအကျွေးရှိရလို့ပြောမင်းကကွာခြင်းနဲ့ဟုတ်လားဟုတ်တယ်ကေးစင်ကွာခြင်းနဲ့အစကေးစင်လိုချင်တာရလို့ရှင်နဲ့ပေါင်းနေကိုကရှင့်မှာဘာမှမရှိတော့ရှင့်ကျွေးလေကေးစင်မဆက်နိုင်ကောင်းပြီကေးစင်မင်းစိတ်တယ်လေးသိရပါပေါ့ခုချက်ချင်းလက်မှတ်ထိုးပြီးအိမ်ပေါ်ကဆင်းမှာစိတ်ချရှင်နဲ့ကျမပတ်သက်စရာအကြောင်းမရှိတော့ရှင့်စီကလည်းဘာမှမလိုချင်တော့ရှင့်ကျွေးလေကျမနဲ့မဆိုင်တော့ဘူးနော်ဒီမှာလက်မှတ်ထိုးပြီးကျမသွားပြီဦးသူကတပ်ပြင်းချပြီးမိမတွေကတကယ်မလွယ်ပါလားလို့ရှေ့ရွတ်တယ်ကိုဟိုပစုံအခွန်နွားပေးလေကိုဟိုဟင်းညိုခတ်တိုက်ကိုလည်းခတ်စားနော်လွယ်ပဲပါဇက်အနာမပေးပဲပြောနေအောင်ကြည့်ပြီးမေမိတ်ပြောပါတယ်ခလေးဘိုက်ဝါရီလားထမင်းရဝပြီမုတ်စားအောင်မယ်နော်ကိုမုတ်ကမဝသေးဟောဗျာထမင်းစားပြီးမကြသေးဘူးဒီဘိုက်လေးကမုတ်တွေရောပါသေးရလားခလေးကြောင့်ခလေးသိပါတယ်ကိုရဲ့ဘိုက်ကမုတ်တွေဆိုကားပြီးသားဟုတ်ပါပြီမင်းမိတ်အဝေးကခေါ်တဲ့ကြောင့်မင်းမိတ်တို့ညလုံးလှည့်ကြည့်လိုက်တယ်မြင်လိုက်ရတာကဒေါ်တာလေးဆွေနဲ့နောက်လိုက်နေရဘာကိစ္စလဲမင်းနွယ်ပဲနဲ့မပတ်သက်ပါနဲ့တို့မကြိုက်ဘူးမိမရနဲ့ကိကိရှိရှိနေရမယ်တို့ပြောတာကြားလားကျုပ်ကိုလာအမိတ်ပေးအောင်ခမရဘာကြီးမို့လို့နွယ်ပဲကအဲ့ဒီမိမကိုစူးရင်းနဲ့တစ်ချက်ကြည့်လိုက်တယ်ဘာကြီးလဲဟုတ်လားမင်းကငါ့ရဲ့သတို့သားလောင်မကြောက်ရင်ငါနဲ့လက်ထက်ရတော့မှာငါမှပြောပိုင်ခွင့်ပြေဝရှိရပါ့မင်းသိအောင်ပြောပြလိုက်မင်းဖေကုမ္ပဏီကမကြောက်ရင်ပြက်တော့မှာအားကြောင့်အခုချိန်ဒီလိုနေနိုင်တာမင်းမမေ့ပါနဲ့သွားစမ်းပါဗျာခမည်းလို့အိုကြီးအိုမာယူဘသူကယူမယ်လို့ပြောလို့လားဟမ်ဟေးမလောက်နဲ့ဘေးကနောက်လိုက်နေအောင်မင်းကိုထိုးမယ်လို့ဒေါ်တာလီဆိုရလက်ကပြတယ်ကိုသွားရအောင်သူနဲ့ဘာစကားမှပြောစရာမရှိဘူးဝင်မရှက်နဲ့တွေပဲနေနဲ့မဆိုင်ဘာလို့မဆိုင်ရမှာလဲကိုကကျမချစ်သူလာကလေးသွားရအောင်နွယ်ပန်းကြောင်းတရနဲ့မိကနွယ်ပန်းကိုဆွဲခေါ်လာခဲ့ကြာရင်ဒီကလေးလေးစိတ်တူတော့မှာဒေါသစိတ်ကြီးရဲ့သူမကြောင့်မိတ်တိပြီးသားပါဒေါ်တာလီဆွေပြန်လဲမိပြူဆာရဝိတာလေးကအော်ပြောတယ်အန်ဒီပြန်လို့မရသေးပါဘူးခင်ဗျစားထားရရှင်းပါဘာနေဘလို့ခေါ်လိုက်တယ်ဝိတာလေးကဒေါ်တာလီဆွေအော်တဲ့ကြောင့်လမ်းပြန်ပြီးဘေးကနောက်လိုက်နေရကပြုံးစီရဲ့ဟိုမမလေးလူပြောတာပါအေးနောက်အခါလူကိုကြည့်ကောငါအသက်မကြီးသေးဘူးဒါရက်ငါစားအောင်မဟုတ်ဘူးဟိုနှစ်ယောက်စားသူတို့လိုက်ရှာပြီးရှင်းခိုင်းလေငါနဲ့ပါဆိုင်မရပါဘူးခင်ဗျကြံတဲ့လူရှင်းရမှာလူပါဝါရဟာပြောဆိုနဲ့ပတ်စံထုတ်ရှင်းလိုက်ရတယ်သမီးလေး surprise အပြာဈေးဝယ်ပြန်လာပြီးအိမ်ထဲဝင်လိုက်တာနဲ့ဝေးကွာနေရကြဖြစ်တဲ့ဒယ်ရီအတန်တိုးလေးသူမပါလာတဲ့အထုပ်တူချပြီးဒယ်ရီကိုသွားဖတ်တယ်ဒယ်ရီပြန်လာတယ်ပျော်လိုက်တာခလေးတောက်လို့ပျော်ရွှင်နေတဲ့သမီးတို့ကြီးဦးသက်ခိုင်တက်ပြင်းချိုင်ဒယ်ရီနော်အကြောင်းမကြားပါမကြားဟုတ်တယ်သမီးဒယ်ရီအလုပ်ကိစ္စနဲ့လာရက်တော်ကြာအောင်ပါမြမပြိုလွမ်းတာလဲပါတာပေါ့နောက်ပြီးသမီးကိုလည်းတွေ့ကြလို့ဒီနေ့ဒယ်ရီပါစားမယ်သမီးအကုန်ချက်ကျွေးမယ်မြန်မာထမင်းမစားတာကြာပြီမလားဒယ်ရီဒါပေါ့သမီးရဲ့သမီးကိုဒယ်ရီတခုပြောရအောင်မယ်ဒယ်ရီငယ်တငယ်ချင်းတောင်းနေမြမပြိုမပြန်ခင်အဆက်အသွယ်ရတယ်သူစီးပွားရေးချင်းနေတိတ်မကောင်းလို့တဲ့အရင်ကဒယ်ရီကိုကူညီခဲ့ဘူးလေဒါကြောင့်ဒယ်ရီသူ့ကိုကူညီရမယ်သူကဘာတူလဲဒယ်ရီဦးသူခါတဲ့သမီးရှင်နွယ်ပဲမျက်ဝန်းလေးဝိုင်းဆက်ရပါတယ်ကန်တရားသူမကိုကန်ကောင်းခြင်းတွေယူဆောင်လာပေးတယ်လို့ဘာလို့လဲသမီးသူ့ကိုတိလို့လားတိရပါဒယ်ရီသမီးချစ်သူရဲ့ဖေဖေလေးနွယ်ပဲသူမနဲ့မိတ်အကြောင်းမှမကျဲဒေါ်တာလီဆွေပြောပြရဲ့အကြောင်းတွေကိုပြောတော့ဟောဒယ်ရီကခေါင်းတနေနေနဲ့နားထောင်လို့နေဒါဆိုဒယ်ရီဆွေးနွေးစရာရှိနေသမီးချစ်သူနဲ့သူ့ခေါင်းညစာစားဖို့ဖိတ်လိုက်ပါလားဟုတ်ဒယ်ရီဒါနဲ့ခက်ခင်တို့သားမိတွေမတွေ့ပါလားအပြင်သွားနေကြမှာပေါ့ဒယ်ရီအော်အေးပါဒါဆိုဒယ်ရီရေသွားချို့တော့မယ်နော်ဟုတ်သူကဒယ်ရီပေါ်တက်သွားဟန်ဖုန်းကိုနှိပ်ပြီးကိုကိုခေါ်လိုက်တယ်ဟယ်လိုခလေးနွယ်ပန်းအကြောင်းဆောင်ရှင်းပြရင်ညစာစားဖို့တခါရဲဖိတ်တော့မင်းမိတ်ပျော်သွားရပါတယ်โอเคခလေးကိုဖေဖေကိုပြောပြီးလာခဲ့မယ်နော်ဟုတ်ကိုတို့လာပြီထင်တယ်သူကခပ်ဖွားဖွားရေအောက်ကိုဆင်းပြီးသွားတယ်ရှေ့စောဝင်လာတဲ့ဦးသူခါကြောင့်နွယ်ပန်းအန်တန်ဖြစ်ပြီးစက်ကနေတုံသွားတယ်သမီးဒယ်ရီရောရေနီပြောလာရဲ့အပြောကြောင့်နွယ်ပန်းအကြောက်ပြေပြီးရှိပါတယ်အန်ကယ်ခဏနေဆင်းလာလိမ့်မယ်ရှင်သမီးသွားခေါ်ပေးမယ်နော်အန်ကယ်တို့ထိုင်ကြပါသူကနေရာပေးပြီးဒယ်ရီကိုသွားခေါ်တယ်ဟယ်လိုသူခမတွေ့ရကြပြီမင်းဝလာတာပဲဟာသူကဖေဖေကပြောရင်ဦးသူခကိုတိုင်းဖက်တယ်
မင်းလည်းဝလာတာပါပဲကွာထိုင်ကွာဒါငါသမီးနှွယ်ပန်းရည်တဲ့အေးဒါငါသာသွင်းမိတ်မိတ်တာအန်ကဲကိုနှုတ်ဆက်လိုက်အောင်လေတွေ့ရဝမ်းသာပါတယ်အန်ကဲအေးကွာအန်ကဲလည်းဝမ်းသာပါတယ်ထမင်းမစားသေးဘူးဆိုတော့သမီးသားကို channel လိုက်ပြလိုက်ပါဒေရီတို့အေးစစ်စစ်စကားပြောချင်လို့ဟုတ်တယ်လာကိုသွားမယ်မိမိကနှွယ်ပန်းဆွဲခေါ်ရနောက်လိုက်ပါသွားတယ်ကျွန်တော်သားကိုမက်တာလေးနဲ့မပေးစားတော့ဘာပြောတယ်သူခထိုင်ခုံပေါ်ခန့်ခန့်ညာညာထိုင်နေဒေါ်တာလီဆွေကအမျက်လုံးပြူတာနဲ့ဦးသူခကိုစိုက်ကြည့်တယ်နင်ပြောအဲ့လောက်လွယ်သလားနင်ခုချိန်ဒီလိုနေနေတာငါကြောင့်တော့နင်ကျေးဇူးကန်တာလားဟမ်မဟုတ်ပါဘူးကျွန်တော်သားတွေခုလိုပြောတာပါသူ့မှာချစ်ရတဲ့သူရှိနေပြီသူတို့ပြောစေခြင်းနဲ့ကျွန်တော်ကြောက်သားစိတ်ဆင်းရများနေပြီဒီတကကျွန်တော်သူ့ကိုလွတ်လပ်ခွင့်ပေးခြင်းလို့ပါရှိရတဲ့တိတ်ကိုရှိရနေကုမ္ပဏီကငါရှယ်ယာကြီးပြန်နှုတ်သွားမှာမကြောက်ဘူးလားငါချီးထားတဲ့ငွေနေပြန်ဆက်နိုင်လို့လားငါဘလို့တက်တီနဲ့ပြောနေတာဟုတ်ကဲ့ကျွန်တော်ဘာမှမကြောက်ပါဘူးသူရဲ့ခက်ကြဲကြဲအော်တန်ဥတုခနာရဲ့စူးကနေဟုတ်တယ်မက်တာလီခမည်းရှယ်ယာကြီးလည်းပြန်နှုတ်သွားပါပြီးတော့ခမည်းကျိုးတပြောင်းမကျန်ကျုပ်ဆက်မယ်ကောင်းပြီလေကြည့်ကြသေးတာပေါ့နောက်မှငါ6လောက်ဖက်ပြီးမက်တာလီကျွန်တော်မှားပါပြီနဲ့လာမတောင်းပန်နဲ့ငါခွေးလိုမောင်းထုတ်ပြမှာနေ့သားကိုလိုချင်လို့ထင်းနေနဲ့နေ့သားထက်သားတွေမှာတဘော်ကြီးရှင်းလာဟုတ်ကဲ့ရှင်းပါတယ်ကောင်းပြီငါပြန်မယ်ဒေါ်တာလီဆွေဒေါသတကြီးထွက်သွားခြင်းဦးသူကတက်ပြင်းချတယ်မမီဂျက်စီရဲ့ခေါ်တဲ့ကြောင့်ဒေါ်ခက်ခက်ခင်အဝေစားရဲ့တရင်လှမ်းကြည့်တော့ဘာလဲသားတို့ဒီညလှုပ်ရှားကြမလားဒီညဦးသူခတို့ချံမှာပါတီပွဲရှိတယ်ကုမ္ပဏီကိုပြန်လဲထူထောင်နိုင်တဲ့အတွက်ရောငယ်တငယ်ချင်းဦးသက်ခိုင်နဲ့ပြန်လဲစုံစည်းတွေ့ခြင်းအထိမ့်မဲ့တွေရောလို့လောက်တာပြောတယ်မမီလည်းငိမ့်ခံနေရကြတော့သူတို့မုန်းလာတယ်ဒီတော့သားအနွယ်ပန်းရည်ကိုခိုးပြရမယ်တာဝန်ယူနိုင်မလားဟုတ်မမီသမီးကသွေးမိမိတ်ကိုအပိုင်ကျဲရမယ်ရလားသိရတာပေါ့မမီဒါဆိုသမီးတို့သူတို့စီစဉ်တွေအကုန်ရပြီပေါ့မမီကိုလူကြီးတွေကိုအာရုံလဲထားမယ်ကဲအစီအစဉ်တိုင်းလောက်ကြပေါ့ဟုတ်မမီဒီနေ့ညဦးသူခရိုချန်နယ်လူစီကားနဲ့ပို့ပြီးရင်ခုန်စိတ်လှုပ်ရှားဖို့လူတိုင်းမျက်နှာပုံးလှလှလေးတက်စင်ပြီးယောက်ျားလေးတိုင်းအတော့အစားအားလုံးပါတယ်ဒီနေ့ညတော့အားလုံးပြောကြရအောင်ဘီယာခွက်ကိုမြောက်ပြီးဦးသူခပြောအားလုံးထောက်ခံတယ်အော်ကြဟိကြအမှန်တကယ်ပြောစရာပါအဝါနုရောင်ကောင်းဝင်လှလှလေးနဲ့ရွှေဝါရောင်မျက်နှာဖုံးလေးတက်ပြီးလှကျင်တိုင်းလှနေနှွေပန်းမိတ်ငေးကြည့်တယ်စကားပြောပုံအားစားခလေးဆန်စွာချစ်ဖို့ကောင်းပါတယ်ကိုဘာတွေတွေးနေရလဲနှွေပန်းပြောကြောက်ရုပ်တဲ့အမှတ်ရပြီခလေးကိုငေးနေရလေခလေးကအရန်လှနေတော့ကိုတော့အပိုတွေတိတ်ပြောဟမ်ကိုကြီးတီတာလှလာရင်နှွေပန်းနဲ့အင်ဂျီစင်တူဝစ်ထားတဲ့အပြာနှွေအောင်မျက်နှာပုံးတက်ထားတီတာမိတ်အနာရောက်ပြီးဟမ်ကိုကြီးကိုမေးနေရတီတာလှလာလို့လှတယ်တီတာမျိုးနှွေပန်းအဖြစ်တော့ဟမ်မမနှွေပန်းလောက်ဘယ်လှမလဲလို့သူများဒါနဲ့မမတီတာနဲ့မျက်နှာပုံးချင်းလဲပေးပါလားယင်မျက်နှာပုံးကနည်းနည်းကျက်ပြီးအင်ဂျီအယောင်နဲ့မလိုက်လို့ရပါတယ်လဲပေးမယ်တီတာဟုတ်မမကျေးဇူးနှွေပန်းမျက်နှာပုံးအားရစွာယူရင်မိတ်ကိုပြုံးပြီးကြည့်နေတီတာကိုပါရိုက်ချင်တဲ့ကိုစိတ်ကိုနှွေပန်းထိတ်လိုက်တယ်နှွေပန်းနစ်စိတ်ကိုနေထိန်းစမ်းသူကနစ်လို့လိုက်ဝစ်လေနစ်လောက်မလောက်ကိုကနစ်မဲကြိုက်တာနှွေပန်းစိတ်တဲ့စကားတွေရေရွတ်နေပါတယ်ခလေးဟိုဘက်သွားရအောင်လားဟုတ်ကိုမေယာနှွေပန်းကိုလုံးလေးကိုဖက်ကခေါ်သွားတယ်အကိုကြီးတို့ဘာလို့အပ်သေးလဲကျမဘာလုပ်ပေးရမလဲရတယ်ခက်ခက်ခဲမင်းမသားစီးပြေးတယ်လို့နေဟုတ်လားဦးသူခါနဲ့ဦးတက်ခိုင်ဘီယာအပြိုင်တောက်နေတော့ဟမ်တက်စင်ကံဝင်သွားနှွေပန်းရင်ပဲငါမမနိုင်စပြီးလှုပ်ရှားမယ်ဒီကောင်မအဝါရောင်မျက်နှာပုံတက်သွားငါကိုယ်တိုင်မြင်လိုက်တာပဲဟာဂျက်စီတက်စင်ကံနာတိုးကပ်ပြီးတော့တီအောင်နှွေပန်းထင်တဲ့မျက်နှာကိုလက်ကင်မအုပ်ပြီးမေးစေးပေးပြီးခေါ်သွားတယ်တက်ချက်တာညှဉ်းညူပြီးတီအားပါသွားပါတယ်ဒါမိမိတ်အခန်းထင်တယ်ငါတော်မူးနေပြီသူအခန်းဝင်ပြီးအိတ်အောင်မအခန်းထဲကိုရင်းရိုက်ပြီးတော့ဝင်လာပြီးခရီးမော်တက်ပြီးအိတ်လိုက်တော့ပူလိုက်တာဇော်မဲအဝိစာရဲ့ချွေခန္ဓာကိုစောင်းပတ်ထားလိုက်တယ်ဟာကိုမနေသားထိုင်တာရှိတော့တယ်ဟမ်အဝိစာရဲ့ဂရေဘေးမှာပုံကြနေကြီးအန်ဒီမျက်လုံးပြူရဲ့ဒါမိတ်ခံမယ်အခွင့်ရေးရဒီမှာမူဗီလာအိတ်နေလို့ငါသူ့ကိုပါတီဝဲပါမမြင်တာ哦အန်ဒီသူ့အဝိစာရဲ့နှဲငယ်ဖြေးပြီးတော့ဂရေမော်မှာထိုလူနဲ့တူတက်အိတ်လိုက်တယ်အဝိစာမရှိတဲ့သူ့ရင်ဘတ်ကိုဖြစ်ကြည့်ပြီး Oh my god ကြက်သားတွေပါလားယောက်ျားပီတောက်လိုက်တာတယောက်တည်းရေရိုးရင်ပီတီဖြစ်နေပါတယ်ဒီချိန်တို့ဂျက်စီလည်းခေါ်သွားနေလောက်ပြီအန်နီလည်းကြံပြီးနေလောက်ပါပြီနှွယ်ပန်းရည်နဲ့သွင်းမဲမဲကိုလည်းပါတီပွဲတွေမမြင်တော့
ဒေါ်ခက်ခက်ခေအကျဲစီတိုင်းအကောင့်ထဲပေါ်ရင်ပြတော့အကိုကြီးလောက်ပါအောင်သမီးအန်ဒီနဲ့မင်းမိတ်တို့အခန်းထဲမှာအကိုကြီးတို့လိုက်ကြည့်ကြပါဟေးဘလို့ဖြစ်နိုင်မှာလဲတားနဲ့သမီးကအပြင်မှာပိုးဆုံးကြီးတွေကြည့်ကျင်နေဆိုလို့ခွင့်ပြုလိုက်တာရှင်လာလိုက်ကြည့်ကြပါဟုတ်ကဲ့ဟဲ့သမီးအန်ဒီထဆန်ညီဘသူနဲ့ဖြစ်နေတာအန်ဒီကအသာပြောရင်မိတ်လေးမမီသူသမီးအန်ဒီကသူမဖျဲထိုင်အဝေးစားကိုစောင်းနေဘက်ကပြောဟေ့ကောင်ထဆန်လို့ဒီကိုယ်လုံးစောင်းကြီးပတ်ထားရဲစောမရအောင်ငေါ့တန်ကြောင့်မျက်လုံးဖွင့်တော့ခမရဘာလို့လဲအန်ကယ်ဘာဖြစ်တာကျွန်တော်အိမ်မပြန်ချင်တော့လို့မိတ်ခံဝင်အိတ်နေဟမ်အန်ဒီနဲ့တော့ခက်ခဲခင်ကပါဆက်အဟောင်းသားနဲ့ဘာမှမပြောနိုင်အန်ဒီဘလို့ဖြစ်ဒါကကျွန်တော်မှားသွားလားဘေးကအန်ဒီကိုမယုံနိုင်စွာကြည့်အမူးပါပြည့်သူ့ဘေးနာပဲချင်ကအန်ဒီရောက်လာလဲသူမသိကျွန်တော်မှားခဲ့ကျွန်တော်အပြည့်အဝတာဝန်ယူပါပါအန်ဒီဟုတ်သားပဲခက်ခဲမင်းသမီးကိုသားစော်မင်းကတာဝန်ယူမယ်တဲ့ကျင်နေပြီဟုတ်တယ်မလားနောက်ပြီးသားစော်မင်းကမျိုးကောင်းရုံကောင်းလှလိမ့်မလေးပါမင်းစိတ်ချလိုက်တော့တမရနေအောင်သားဘာမှမပြောနိုင်တော့အတာတကြီးဦးသူခါတို့အပြောလက်ခံလိုက်ရတယ်ကောင်းပါပြီရှင်ဟမ်သမီးမရလဲသားရှိသေးဘာရမလဲဦးသက်ခိုင်သူမအတွေးမဆုံးခင်ဖုံးတန်မြေလာတော့အေးသားလေးမမီတာလူမားခိုးလာမိပြီဘာဟုတ်တယ်မမီတားခိုးလာຫນွယ်ပဲရိတ်မဟုတ်ဇော်မင်းကြီးမှတိရသူကတုံလို့စွာဖုံးဝင်ချလိုက်တယ်ကဘာကြီးကဘာဖြစ်နေရလဲမိုင်းတွေနဲ့သူမကိုကဘားတယ်လဲမမီတီရကိုခိုးပြေးသွားတယ်သမီးရဲ့ရှင်ဟေးဗျာကျွန်တော်ညမအောင်ခလေးပိုးဆုံးကျူးလေးမလှဘူးလားအရန်လှရဲ့ကိုရောချစ်လားအရန်ချစ်တယ်ကိုအဲ့ဆိုအော်ပါပြီမေသူမလေးကိုရှင်ခွင်နဲ့ဆွဲသွင်းခလေးကိုလည်းကိုချစ်တယ်ကိုခလေးကိုလက်ထပ်မယ်နော်ခလေးလက်ခံမလားကိုရင်ခွင်နဲ့နေကိုမျက်နှာနုကိုကြည့်ပြီးသူမကောင်းညိတ်တယ်ချစ်တယ်ခလေးရဲ့ရင်ခွင်နဲ့ခလေးလေးကိုကြည့်ရဲ့အနာကဲသူ့ဘွားလေးကသူမလေးနဲ့ဖြတ်တန်းခြင်းတယ်သူမတီတာသူ့အနာကဲသူမတီတာသူ့ဘဝသူမတာသူ့အသက်ရဲ့ပါထိန်သားနေလာမင်းကြီးကိုကြည့်ရင်နှစ်ယောက်သားအပြုံးကိုစီနဲ့ချေပြုံးတူညီစွာအနာဂတ်ဘဝကြောင့်အတွေးနဲ့ချက်နေကြပါတော့တယ်ဟုတ်ကဲ့ပါရှင်မကောင်းမှုဆိုတာစိတ်ကြွယ်ရမရှိဘဲနဲ့အမှန်တရားပေါ်ဖောက်မြင်တာဖြစ်ပါတယ်နောက်ပြီးတော့သူများမကောင်းခြင်းကိုအရင်ခံရမယ်ဆိုတာကိုအတိတရားရသွားစေပါရနော်ဟုတ်ကဲ့ပါရှင်ဇလန်းလေးကတော့ဒီမှာပဲအဆုံးသတ်သွားပါပြီပရိသတ်ကြီးလည်းအကြိုက်တွေ့မှာပါနောက်ထပ်မှာလည်းဇလန်းကောင်းများစွာထုံးလင်းတင်ဆက်ပေးသွားမှာမို့ပရိသတ်ကြီးကစောင့်မျှော်အားပေးကြပါအောင်ရှင်ဇလန်းလေးရဲ့အဆအဆုံးကိုနားဆင်အားပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီတိုင်းအောင်လည်းကျေးဇူးအထူးတင်ရှိပါရနော်